PK Audiobook Channel ကိုစောင့်မျှော်နာဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို subscribe လေးနေပြီးတော့လည်းအားပေးထားကြပါအောင်နော်။ကျေးဇူးတင်ပါတယ်ဒါဆိုရင်တော့ဇာတ်လမ်းလေးစတင်ကြပါရရှင်။ညကအတော်နဲ့နေပြီ။အကျဉ်းအားဖြင့်ည7:00နာရီခန့်ရှိနေလောက်ပြီ။ဝဒီကျိုတယောက်အိတ်မပြောနိုင်သေးပဲစာဖတ်နေရက headphone ကိုကောက်ကင်လိုက်တယ်။ Hello ဝဒီပါ။ဝဒီကိုပါဝတီကိုအရန်တတိယလို့ကိုရဲ့ညာကြီးချိန်မတော်ဝတီအိတ်တော်မယ်ရှင်ဝတီရဲ့ခဏနဲ့ပြောလိုက်တဲ့အတန်ကိုကျင်းနဲ့စွာနဲ့ပြောလိုက်တယ်မိဘနဲ့ဝတီရဲ့ကိုဝတီအတန်မကြားရရင်ဘလို့အိတ်လို့ရမှာမဟုတ်ဘူးဟာအပိုရီဝတီဖုန်းကိုကင်ရင်ထာယာကထားလို့အခန်းထဲမှာလမ်းလျှောက်ပြီးစကားပြောလိုက်တယ်သူသိချင်ရတဲ့ချစ်သူကိုရဲ့အတန်ကိုလည်းကြားချင်နေရလေကိုနဲ့ဝတီမတွေ့ရတာအတော်ကြာပြီနော်ကိုဝတီကိုအရန်တွေ့ကျင်တာပဲကိုပြောလေဝတီကိုဘယ်လိုလာတွေ့ရမလဲလင်းတန်ပြောတာပြောရတယ်သူ့အလောက်ကနားရတယ်မရှိဘူးအချိန်တိုင်းလို့များနေရဆိုတော့ချစ်သူကိုတွေးဖို့တီးတန့်ဘယ်လိုမှအချိန်ပေးနိုင်ခြင်းမရှိဘူးနာမည်ကြီး electronic company ကြီးရဲ့မန်နေဂျာတူဖြစ်နေတာကလေသူ့အတွက်တောင်းရင်ပိုကြီးနေတယ်လို့ဖြစ်နေတာကိုပြောလေဝတီကိုဘယ်လိုလာတွေ့ရမလဲလို့လောလောဆယ်ကိုအလုပ်များနေသေးတယ်အချိန်ကတော့ပြောမယ်နော်ပြောလိုက်အဲ့လိုကြီးတယ်ဒါပဲနော်အလုပ်ဘလောက်များများဝတီကိုမေ့မသွားရအောင်အင်းမာဒါပဲနော်ဝတီဟုတ်ဖုန်းကိုပြန်ပေးလိုက်ပြီးဂရင်မော်မှာပြက်လင်းလိုက်တယ်တကယ်နဲ့စဉ်းစားလိုက်ရင်မပြည့်စုံတဲ့ကိုအတွက်ဝတီတနာမိရအမှန်ပဲတက္ကသိုလ်ရောက်တော့ဝတီကိုဆိုတဲ့လင်းသက်နဲ့ဆုံခဲ့တယ်လင်းသက်ကဝတီတက်အတန်တန်းပို့ကြီးပေမဲ့မေဂျာတူချင်းဆိုတော့ရင်းနှီးရာချစ်ကြိုက်ခဲ့တယ်ဝတီတို့ကမျိုးရိုးစင်ဆက်ချမ်းသာကြွားသူတွေဖြစ်တာဆိုတော့လင်းသက်နဲ့ချစ်ကြိုက်နေမှုသဘောမကျဘူးဒါကြောင့်လေချမ်းသာကြွားတဲ့တရေသမီးကိုလက်ထပ်နိုင်မှုအတွက်လင်းသက်လောက်ကိုစူးစမ်းပြီးတော့ငွေစုတယ်ဝတီကတော့အကြောင်းပြီးသွားသည့်တိုင်ဘာလုံးမှမလုပ်ပေဟိုတင်တဲ့တက်ဒီတင်တဲ့တက်နဲ့နေနေတယ်ဝတီမိဘတွေကတော့ဝတီကိုအိမ်အောင်ချပေးဖို့အတွက်မိုးကောင်းဘက်ကကြောင်တရေတယောက်နဲ့သဘောတူတော်လေဝတီကပြင်းပြထန်တဲ့ကန့်ကွက်လျက်ရှိတယ်ကြောင်တရေအောင်မြိုင်ဆိုတာလွန်စွာရုပ်ဆိုးလာတယ်လို့အသားရည်ကကလားတယောက်လိုမဲတူတယ်အစင်သမီးကရုံတုံထားပြီးခေါင်းနေရသွားတဲ့ကြောင့်နှက်ခမ်းအတက်ကိုလန်းနေတယ်အတားနဲ့မမနာအလွန်ကြီးတဲ့ဝတီမိဘတွေကသူတို့ရဲ့ကြွားမှုကိုထပ်တိုးစေဖို့အောင်မြိုင်တဲ့သဘောတူနေရလေးဖြစ်တယ်ဝတီအိယာပေါ်လဲရင်အိတ်မပြောတော့ဟိုတေးတူတင်လုံနေလိုက်တယ်ညကလည်းတဖြည်းဖြည်းနှက်လာတော့အေးတက်ကလည်းပိုလို့လာတယ်အဲ့ဒီရဲ့ချင်းဖုန်းတန်ထက်မြင်လာပြန်နေခုံမောကဖုန်းလက်နဲ့လှမ်းယူလိုက်တယ်ကိုဆက်ပြန်မြင်လာဆိုတဲ့အတွေ့နဲ့ဖုန်းကိုနားထောင်လိုက်တယ်ဟယ်လိုအကိုကြီးပါအောင်မြိုင်လေးရှင်ဝတီလေးကိုအရန်တတိယလို့အကိုကြီးဝတီစီကိုလာနေပြီအောင်မြိုင်စကားကြောင့်ဝတီလန်းလို့သွားတယ်ညအချိန်မတော်အိမ်ကိုဘာလာလို့မှမသိဘူးဟိုလေဖေဖေနဲ့မေမေကအိတ်နေကြပြီကိစ္စမရှိဘူးဝတီလေးနဲ့စကားပြောမှာပဲဝတီလည်းအိတ်နေကမလာနဲ့ရောနော်မနှက်မလားမရဘူးအကိုကြီးကဝတီမျက်နှာလေးကိုတော့အကြီးကြည့်ကျင်နေရအောင်မြိုက်ပေါ်ကမူးနေပုံလေးရှာတယ်ဆက်ပြောလေဘာမှထူးလာမှာမဟုတ်တော့ဖုန်းကိုပေးပြီးစိတ်ပြက်စွာနဲ့ဂရင်ပေါ်မှာညင်ညင်လေးနေလိုက်တယ်တိတ်မကြလိုက်ဘူးအဆက်မပြတ်တီးနေတဲ့ကောင်းအုံးတန်ကြောင့်ဆင်ညင်ညင်နဲ့အိယာထပြီးအခန်းပြေဘရန်နာတစင်ချမ်းမြေတကားမကိုကြည့်လိုက်တော့အနဲ့အောင်မာစီတီကားရဲ့ဘောနက်ဖုံးမှာထိုင်လို့လက်ပြနေတဲ့အောင်မြိုင်ကိုတွေ့လိုက်တယ်ဝတီလက်တွေရောင်နှုပါလာတဲ့ဖုန်းကအတန်ထမြင်လာပြန်တယ်အောင်မြိုင်ဖုန်းကိုနှိပ်နေအောင်လဲလှမ်းတွေ့လိုက်တယ်အရန်စိတ်ညစ်ဖို့ကောင်းတယ်ညင်ညင်ညူညူနဲ့သူ့ဖုန်းကိုနားထောင်လိုက်တယ်ပြောဘာပြောမှလဲကျေးဇူးပဲဝတီလေးအခုလိုလာတာတဲ့ညလီမှာဝတီလေးကိုတွေ့ရတာအိမ်မက်တရတစီမလေးကိုတွေ့လိုက်ရတယ်လို့ပဲအရန်လာတာပဲကွာတကယ်ပါအကိုကြီးနှလုံးသားဝတီလေးကိုအရန်ဆွဲလန်းသွားပြီရှင့်ပြန်တော့မိုးတားချုပ်နေပြီအကိုကြီးကိုစိတ်ပူတာလားအကိုကြီးကဝတီလေးမျက်နှာကိုမြင်ရရင်အားလုံးပြည့်စုံနေပါပြီဝတီအခုမှခတ်နေတယ်အိမ်ထဲပြန်ဝင်ရင်ကောင်းကိုအဆက်မပြတ်တီးတော့မယ်ပတ်ဝန်းကျင်နဲ့ဆိုသိခါကြတော့မှလေဒါကြောင့်အောင်မြတ်ကိုချော့လိုက်တယ်အခုတော့ပြန်တော့နော်နောက်နေ့မှစောစောလာခဲ့ဝတီအိတ်ချင်နေပြီဟာဟုတ်တာပဲ sorry အကိုကြီးလုံးဝမေ့သွားတယ်ဝတီလေးအေးပြက်ပြီးခေါင်းကိုက်နေဦးမယ်အိတ်တော့နော်ရှင်လဲပြန်တော့လေရှင်ရှိနေနောက်ဆန်နေပြီဘလို့အိတ်မှလဲဘာပဲဖြစ်ဖြစ်ဒီလူကြီးပြန်သွားဖို့ကအရေးကြီးတယ်စိတ်ထဲမပါပေမဲ့ပြန်သွားဖို့ကအရေးကြီးတယ်ဟုတ်ပြီအကိုကြီးပြန်ပြီနော်အိမ်မက်တစီမာလီပြောလို့ဖုန်းကိုပေးပြီးကားထဲဝင်လို့မောင်းထွက်သွားတယ်ဝတီလဲရှောင်ရမ်းပြီးအောင်မြတ်ရုံလက်ပြလိုက်တယ်အခုမှသူလဲသူ့ကိုယ်သူသတိထားမိတယ်စပင်ရှည်ဖားရနဲ့ညာရဲ့ဝစ်စုံအင်ကြီးဖြူပေါ်မှာကညအမောင်လိုက်ရအောင်မှလွင့်လို့နေတယ်ဝင်းဝါနေသောအသားရည်အချိုးကျလှပနေတဲ့ခန္ဓာကိုယ်နဲ့မျက်နှာပေါက်က
အနောက်တိုင်းဆက်စွာလှပတဲ့သူကိုအောင်မြိုင်ကအိမ်မက်တစီမာလီတဲ့အဲ့ဒီစကားကိုကျေနပ်တယ်လို့ဖြစ်မိရတော့အမှန်ပဲမြမမိဘနှစ်ပါးပေါက်ဖွားလာတော့လေရုပ်ရည်ကဘိုးဆန်လွန်းတာသူ့ရဲ့ထူးခြားမှုတည်းဖြစ်တယ်တက္ကသိုလ်တက်စင်ရလေးကျောင်းမှာအလှဆုံးကျောင်းသူစီဝင်ခဲ့တယ်လို့သူတို့နေရဲ့လူကုန်တဲ့အသားဝိုင်းရက်ွက်တွေမှာဝတိလာမျက်နှာမငယ်ရဘူးဒါကြောင့်လေယောက်ျားလေးတော်များများစိတ်ဝင်စားတာမဆန်းဘူးဝတိကတော့လင်းသက်ကလွယ်လို့ဘယ်ယောက်ျားကမှစိတ်ဝင်စားဘူးအရာရာဆွဲကြည့်တော့တီကြီးခန့်ညာယောက်ျားပြီးသားလာတဲ့လင်းသက်ပဲသူ့လုံသားရဲ့အရှင်သခင်မှာဘလို့တားဆီးတွေရှိလင်းသက်နဲ့ဘွားတစ်ခုတိဆောက်ဖို့ရည်ရွယ်ထားသူလေးဖြစ်တယ်လင်းသက်အလုပ်ကိစ္စတစ်ခုနဲ့မန္တလေးကိုခရီးသွားနေတော့ဝတီကျိုတယောက်ရန်ကိုတတိရတယ်မိဘတွေကလည်းဒီရက်ပိုင်းအောင်မြိုင်နဲ့လက်ထပ်ဖို့အတင်းတိုက်တွန်းလို့နေတယ်မောင်အောင်မြိုင်ကရုပ်ဆိုးတာလွယ်လို့စီပွားရေးရောကျေဝချမ်းသာမှုရောဘာမှအပြစ်ပြောစရာမရှိဘူးမမေကဝတိခံနဲ့လာပြီးဂရင်မမလေးလို့စာဖတ်နေတဲ့ဝတိကိုနားကြတယ်ဝတိကမိဘရဲ့ဆန္ဒကိုမလိုက်ရောနိုင်ပေမဲ့အတင်းကျပ်တော့မငြင်းဘူးညင်းလိုက်ရင်အောင်မြိုင်နဲ့လက်ထပ်ဖို့စုစစ်စင်မှာကြောက်လို့ပါပဲမောင်အောင်မြိုင်ရဲ့မိဘတွေတော့အခုရက်ပိုင်းရန်ကုန်ဆင်းလာမယ်လို့ကြားတယ်ရှင်ဘာလို့မလို့လဲအော်ရောင်းဝယ်ကိစ္စတစ်ခုနဲ့ပါဟိုရန်ကုန်ရောက်တော့သူ့သားကိစ္စအပိလောက်သွားခြင်းမရတယ်ဟာအဲ့ဒါတော့မဖြစ်ဘူးဝတီအတင်းညင်းလိုက်တယ်မမေကတင်းမာတဲ့မျက်နှာချက်ချင်းကိုပြောင်းသွားတယ်ဘာလဲညီကဟိုကောင်တန်ရောစင်တော်တော်ကိုရှိနေတယ်ပေါ့ဝတီမလက်မထက်ချင်နေတာလက်မထက်သေးစစ်ဆက်ပွဲလောက်တော့လုတ်ဒါမှမောင်အောင်မြန်ရောသူ့မိဘတွေမှာကျင်းနဲ့သွားမှလေဝတီကြောင်ပိတ်မိနေတယ်လင်းသက်ကိုမမေတို့ကဘလူးမလက်မခံဘူးသူတို့သမီးကိုကမ္ပဏီဝန်ထမ်းတူနဲ့ဘလူးမသဘောမတူမမေရဲ့ဝတီဘက်ကိုလည်းနည်းနည်းလောက်တွေးပြပါဝတီစိတ်ဆန္ဒမပါပဲမမေတို့ဘာမှမလုပ်စေချင်ဘူးမမေတို့ကကို့သမီးလေးစိတ်ချမ်းသာဖို့ကောင်းစားဖို့စီစဉ်ပါလေမောင်အမြဲသမီးကိုဘလောက်ချစ်လဲပြီးတော့သူတို့ချမ်းသာဖို့မနေမနှောပဲဝတီစိတ်ရှုပ်တွေးစားနဲ့ခေါင်းကိုရမ်းလိုက်တယ်သူ့မိမိရဲ့မဖြစ်ဖြစ်အောင်လုပ်တတ်တဲ့ခြင်းကိုသိတာဆိုတော့စိတ်ထဲမှာစိုးရင်လို့သွားတယ်မမေကဝတီရဲ့ရိတ်ချေကိုကြည့်တယ်ဒါပဲနော်ညီဘက်ကပြင်းစင်တာမောင်အမြဲမိဘတွေလာရင်လက်ထပ်ဖို့ကိစ္စအများဆုံးလုပ်မယ်ဒါပဲအဲ့လိုပြောပြီးခန်းထဲကထွက်သွားတယ်ဝတီလည်းခေါင်းပြဟန်ဖုန်းကိုကောက်ကင်လိုက်ပြီးလင်းသက်စီကိုဖုန်းနဲ့လို့ခေါ်လိုက်တယ်ဒါပေမဲ့ဖုန်းကခေါ်လို့မရဘူးအကြိမ်ကြိမ်နဲ့လို့ခေါ်တော့လဲလိုင်းမမီတော့လက်လျှော့ပြီးတော့ပြန်ချထားလိုက်တယ်ငါတေးတော့တေးလိုက်ခြင်းနဲ့ဒီတရဲလိုလိုငါဘလို့လက်ထပ်မှာလဲစိတ်ညက်လိုက်တာညင်းညင်းညွညွဘလို့လုံးရင်ကောင်းမလဲလို့တွေးမိပြီးအကြံထုတ်လိုက်တယ်ဟာဟုတ်ပြီချယ်ရီစီဖုန်းဆက်ပြီးတိုင်ပင်လိုက်မယ်ငါတယောက်တည်းစဉ်းစားရတဲ့ဆိုင်ရင်ချယ်ရီပါဝိုင်းစဉ်းစားရင်ကောင်းတာပေါ့ဟုတ်ပြီဖုန်းကိုကင်လို့ချယ်ရီစီကိုဖုန်းနံပါတ်ကောက်နေလိုက်တယ်ဖုန်းကချက်ချင်းပဲဝင်သွားတယ်ဟယ်လိုမိကျဲဝတီပြောနင်ဘာလုပ်နေလဲအိမ်မှာပဲဟာနင့်ကိုရေးကြီးကိစ္စပြောစရာရှိလို့ပြောလေငါလည်းအိမ်မှာပြေးနေရတဲ့အတော်ပဲဝတီသူ့မမေနဲ့သူပြောတဲ့အကြောင်းတွေကိုချယ်ရီကိုအစအဆုံးပြောပြလိုက်တယ်ဟာဒါဆိုနင်တရေနဲ့လက်ထပ်ရမှာပေါ့အေးဟာအဲ့ဒီကိစ္စငါ့ကိုကြံကြံလေးပေးပါအောင်ငါဒုက္ခရောက်တော့မယ်ချယ်ရီစီကဘာတမ်းမှချက်ချင်းပြန်မကြရဘူးစဉ်းစားနေရလေဖြစ်မယ်ဟဲ့မိကျဲဘာလုပ်နေရလဲပြောလေငါစဉ်းစားနေရဒါလိုလို့ဟာဟိုတရေနဲ့ကိစ္စကိုစွတ်မငင်းနဲ့ကိုလင်းသက်ပြန်လာပြီးညှော့ထားလိုက်လာတော့မှအမြန်ဆုံးလက်ထပ်ဖို့ကိစ္စလုပ်ပေါ့ကိုကငါ့ကိုချက်ချင်းလက်မတက်ချင်ဘူးသူ့မှာမပြေဆုံးသေးပဲလက်ထက်ရင်ငါဒုက္ခရောက်မှာစိုးတယ်တဲ့ဟာသူပြေဆုံးမှလက်ထက်ရင်နေတရေနဲ့ညားနေမှာကြာပြီတေချာပြောပြပေါ့အရေးကြီးဆုံးချိန်ရောက်နေပြီလို့အေးလေနင်ပြောသလိုပဲကောင်းပါတယ်ဝတီဖုန်းကိုပေးလိုက်ပြီးအဲ့ရပေါ်ပြန်လဲလို့စဉ်းစားလိုက်တယ်သူ့ကိုသိချစ်တဲ့လင်းသက်ရဲ့အချစ်တွေကိုသူယုံနေဝတီမိဘတွေနဲ့အတက်နိုင်ဆုံးပြေလည်အောင်ညီဖို့လင်းသက်ဘက်ကစူးစမ်းတော်လေမန်မာနာထောင်လာတဲ့ဝတီမိဘတွေကလက်မခံမိုးဆိုးမရဲ့သားဥစ္စာတနေမဲတဲ့လင်းသက်ကိုပြစ်ပြစ်ခါခါညင်းကြတယ်လင်းသက်ကဝတီချိုးတဲ့စွာနေရမှာကိုအလွန်စိတ်ပူရှာတော်လေဝတီကိုဆွန့်လွတ်ဖို့တီတော့သူ့မှာတတ်တိမရှိဘူးမမလေးမမေကြီးကခေါ်ခိုင်းလိုက်လို့အေးလာခဲ့မယ်လို့ပြောလိုက်အတွေးလွန်နေစဉ်အိမ်မော်မာလေးမိတွေကအခန်းဝါလာခေါ်တာဆိုတော့အဲ့ရကထပြီးအောက်ထက်အေကန်ဆင်းလာခဲ့တယ်အေကန်မှာသူမတွေ့ချင်ဆုံးဖြစ်တဲ့အောင်မြိုင်ကမမေနဲ့ထိုင်စကားပြောတယ်သူအေကန်နဲ့ဝင်လာတာအောင်မြိုင်မြင်တော့ဝတီလေးကတော့မြဲလန်းဆန်းနေရပဲဘယ်ချိန်ကြီးအလှမပြတ်ဘူးကျေးဇူးတင်ပါတယ်ဟာကျေးဇူးတွေပါတယ်မပြောနဲ့လေအကွေးတို့ကမကြခင်အော်ဟိုရှင်ပါနဲ့လာရလေအိမ်ထဲဝင်လာတဲ့ကားတန်လည်းမကြရအောင်အောင်မြရဲ့စကားရှင်းမဆက်စီဖို့ဝတီကစကားလမ်းကြောင်းကိုပြောင်းမှုမိလိုက်တယ်အကိုကြီးကဆက်တန်ညံ့ညံ့လေးဈေးကလေတားပေးရတယ်လေဒါကြောင့်ဝတီလေးမကြတာပါမောင်အမြကြီးဝတီကသူတွေးချင်တာတွေးနေတာဘာကိုမှအလေးနဲ့ရှိတာမဟုတ်ဘူးမမေကစကားကိုဝင်ရောက်ဖာတီလို့ပြောတယ်
အောင်မြိုင်ကလေကိစ္စမရှိပါဘူးဝတီကကလေးပဲရှိသေးတာနောက်ဆိုဝတီလိုတာကိုကျွန်တော်ဆုံးမပါမယ်စကားကိုတင်းတင်းစီစီနဲ့ပြောတော့ဝတီမေမေဒေါ်ခင်ခင်ကြီးကသဘောကျပေမဲ့ဝတီကမဲ့ပြုံပြုံးလိုက်တယ်ဒါနဲ့မောင်အမေတို့မိဘတွေရန်ကုန်ရောက်ရင်အန်ဒီကိုတိုက်မှာပဲတဲပါလားကျေးဇူးတင်ပါတယ်အန်ဒီကျွန်တော်ခုနေတဲ့အင်အားလန်အတိုက်ကကျွန်တော်မိသားစုတွေရန်ကုန်လာရင်တဲဖို့ဝယ်ထားတာပါအောင်မြိုင်ကခက်ကြားကြားပြောလိုက်တော့ဒေါ်ခင်ခင်ကြီးဟာဝတီနဲ့လက်ထပ်ပြီးရင်အဲ့ဒီတိုက်မှာနေမှာပဲလား no လုံးဝလူမနေရသေးတဲ့ကဘာကြီးဖျားလမ်းပေါ်ကတိုက်မှာနေမှာစောက်ပြီးရလေမကြသေးဘူးကောင်းပါလေကွယ်အန်ဒီကိုလည်းတွားရလိုက်ရလွဲတာပေါ့မမေနဲ့အောင်မြိုင်တို့ပြောနေတဲ့စကားကိုဝတီလုံးကစိတ်ဝင်စားဘူးဖြစ်နိုင်ဒီရကန်းနဲ့ကအမြန်ဆုံးထွက်သွားခြင်းနဲ့မမေကလည်းလိမ္မာပါနဲ့စွာနဲ့ဝတီရပိုင်ငွေကိုအောင်မြိုင်စီကတီးတောက်ကြည့်တယ်လို့အောင်မြိုင်လေကြွားတဲ့သူမျိုးသူတို့နှစ်ယောက်ပြောမကုန်ဖြစ်နေတယ်မမေဝတီခေါင်းနဲ့အုံတယ်လို့ခဏတွားလှည့်လိုက်အောင်မယ်မမေမျက်နှာပြတ်သွားပြီမေအောင်မြိုင်ကဆံဝင်းနဲ့ပြမလားဝတီလေအကိုကြီးဖုန်းဆက်ခေါ်လိုက်မယ်ဟိုရတယ်ဖြစ်နေကြပါမမေနဲ့စကားပြောကြရင်သွားပြီအဲ့လိုပြောလို့အေကန်နဲ့ကခတ်တုတ်တုတ်လေးဝတီထွက်လာခဲ့တော့တယ်အချိန်ကြီးကမကောင်းဘူးကိုအခုတရက်နဲ့အောင်မြတ်မိဘတွေရန်ကုန်ရောက်လာကြတော့မှမမေနဲ့အောင်မြတ်ကလည်းအသေးစိတ်ကြိတ်ကြံနေကြတယ်ကိုဘယ်လိုလုပ်မလဲဝတီဒုက္ခရောက်မှလေစိုးတယ်လင်းသက်ရဲ့အတန်ကတိမ်ဝင်လို့သွားတယ်ဝတီကအားမလို့အောင်မြတ်ဖြစ်လို့ဘာလဲကိုကဝတီကိုစွန့်လွတ်နိုင်နေပေါ့လူကြားကောင်းပြောနေရမဟုတ်လားမဟုတ်ဘူးဝတီကိုအဲ့လိုပြောတာမဟုတ်ဘူးမဟုတ်ရင်လည်းဒီရက်ပိုင်းအပြီးစီစဉ်လိုက်ဟုတ်ပြီလေကိုအကောင်းဆုံးဖြစ်အောင်စီစဉ်လိုက်ပါမယ်ဝတီကျင်းနဲ့စွာနဲ့လင်းသက်ရင်ဝင်နဲ့ခေါင်းကိုထဲလို့နေလိုက်တယ်ချစ်သူနဲ့တွေ့ဖို့ရှားပါလာတဲ့အချိန်လေးတွေကိုတူးနဲ့တူးပိဋိပေါင်းများများစွာနဲ့ရှိနေတယ်ပလဲဘက်မှာကိုယ်တငယ်ချင်းတယောက်ရဲ့ချမ်းရှိတယ်တငယ်ချင်းကလည်းနိုင်ငံခြားမှာအလုပ်သွားလုပ်နေတာချမ်းကလည်းအချိန်တိုက်ရင်ကလည်းစောက်ထားတော့နေရထိုင်ရအဆင်ပြေမှာပေါ့ဟိုလေချမ်းကြီးဆိုတော့ကြောက်စရာကောင်းမှာပေါ့နော်နေ့လည်ဘက်ကိုလှုပ်သွားရင်ဝတီတယောက်တည်းကြံခဲ့ရမှာဝတီကမျက်နှာငယ်လေးနဲ့ပြောတော့လင်းသက်ကချန်နေရတိုက်ကခေါင်းရင်းချန်နဲ့ကက်လျက်ဆောက်ထားတာခေါင်းရင်းချန်နဲ့ကအိမ်ကိုလှမ်းမြင်နေရတယ်လေနောက်ပိုင်းဆိုအဲ့ဒီအိမ်ကလူတွေနဲ့ဝတီအပေါ်ဖြစ်သွားမှာပေါ့အင်းလေအဆင်ပြေတယ်လို့နေရမှာပေါ့ဘလို့ပဲဖြစ်ဖြစ်ချစ်သူနဲ့ပေါင်းစည်းဖို့အတွက်အရာရာရင်ဆိုင်မယ်ဆိုပြီးဝတီတွေးထားလိုက်တယ်ဝတီလင်းသက်နဲ့တွေ့ပြီးအိမ်ပြန်ရောက်တော့မမေကသမီးမောင်မြတ်မိဘတွေကအခုတကောက်ရန်ကုန်မှာအချိန်သိမ့်မရလို့စစ်ဆက်ပွဲလောက်ပဲလှုပ်သွားခြင်းနဲ့တဲ့နောက်မှအေးစစ်စစ်ပဲမင်္ဂလာပွဲလုပ်မယ်တဲ့မင်္ဂလာပွဲကိုရန်ကုန်မှာရောသူတို့စီမှာပါလုပ်မယ်လို့ပြောနေတော့တာပဲဟုတ်ဝတီကောင်းမညှိလိုက်တယ်အတင်းညှင်းလိုက်လင်းသက်နဲ့စီစဉ်ထားတာအကုန်လုံးပြတ်သွားနိုင်တယ်အဝတ်စားချုပ်ဖို့နေလေကြရင်စက်ချုပ်တဲ့ဆိုင်ရလူတွေလာလိမ့်မယ်နော်ဟုတ်ကဲ့မောင်မြိုင်ကလိုအပ်တာစီစဉ်မှုဗမာငွေစင်းဖွင့်မိထားတယ်ကြက်တလောက်သာသုံးနဲ့ဟဲ့ဘာဖြစ်နေရလဲအခုချိန်ကမိန်းကလေးတယောက်နဲ့ရေးကြီးဆုံးချိန်လीညှိကြည့်ရတာစိတ်မပါတယ်လို့နဲ့ဘာမှဖြစ်ပါဘူးမမေကောင်းသလိုသာစီစဉ်ပါအဲ့လိုပြောလို့အပေါ်တဲ့အိမ်ကန်တက်လာပြီးအခန်းထဲမှာနေလိုက်တယ်နေလေပိုင်းမှာဆက်ချုပ်သမားတွေအလှပြင်သူတွေလာရောက်လို့ပြောကြဆိုကြနဲ့ဝတီစိတ်ကိုညှစ်လို့နေတာတခုခုသာလွဲချော်သွားရင်ငါတော့ဒုက္ခပဲမမေကအစစရအကုန်ကွက်တီစီစဉ်တက်တာနေတော့ခတ်ပါတယ်ဝတီစိတ်ညစ်စွာညှဉ်းညူလိုက်ပြီးအောင်မြန်နေတာလက်ထက်ရရင်တော့သူ့တဘလုံးအတွက်မတွေးရတော့ညရောက်တော့အောင်မြန်ရောက်လာတယ်ဝတီလေအကိုကြီးတို့ပြင်မှာတခုသွားဆိုင်အောင်ဝတီဘာမှမစားချင်ဘူးရင်ထဲတိတ်မကောင်းလို့နောက်မှပဲဘဲဟုတ်မလဲသမီးရဲ့မကြခင်လဲစိတ်ဆက်တော့မယ်အကျဉ်းသမီးဖြစ်ဖို့လဲတိတ်ဝေးတော့တာမှမဟုတ်တာတယောက်ကြောင်တယောက်တီအောင်လိုက်သွားလိုက်ပါမမေကလည်းတင်းထိန်နေအောင်ဆိုတော့ဝတီဆက်ညင်မှုခတ်နေတယ်လာပါအကိုကြီးတို့စီရိုးနာမှာညစာစားကြတာပေါ့ဝတီလေးကြိုက်တဲ့စားစာတွေသာပြောအကိုကြီးဖုန်းနဲ့လှမ်းပြောထားလိုက်မယ်ရပါတယ်အစားစားရရတတိထားမယ့်အချိန်ဆိုတော့အောင်မြိုင်နဲ့ညစာစားဖို့လိုက်သွားဖို့သဘောတူလိုက်တယ်ဝတီထိုင်ကောအားထားပြီးအောင်မြိုင်နဲ့လိုက်ဖို့ပြင်လိုက်တော့မမေကဟဲ့အဝေးစားလဲသွားလေမလဲချင်တော့ပါဘူးဒီတိုင်းလေးဖြစ်တယ်မဟုတ်လားမမေကိုပြောပြီးအောင်မြိုင်ပဲလှည့်မိလိုက်တော့ဖြစ်တယ်ဝတီလေးပါဟုတ်အကိုကြီးမျက်လုံးထဲမှာလှပြီးသားပါရပါတယ်ရရင်လည်းပြီးရောတိတ်မိုးချုံအောင်မနေဘူးနော်โอเคဝတီလေးပြန်ကျင်တဲ့အချိန်အကိုကြီးပြန်လိုက်ပို့ပေးမှာအိမ်နောက်ကားပေါ်ကိုတက်ပြီးဟိုတယ်ကိုမောင်းထွက်လာခဲ့လိုက်တယ်အောင်မြန်ရကားမောင်းရင်းနဲ့အကိုကြီးလေးဝတီလေးကိုတိတ်ချက်တာဘယ်နေရာဘယ်ဝါရောက်ရောက်ဝတီလေးပြီးနောက်မှာအကိုကြီးရှိနေမှာရုပ်ရည်နဲ့မလိုက်အောင်ပြောဆိုနေတဲ့အောင်မြိုင်ကိုဝတီကအမြင်ကက်ကက်နေရှင်သေးသွားရင်အကိုကြီးတည်သွားရင်ဝတီပြီးနောက်မှာတရေပွားနေမှာဘဝမကူရှင်တကယ်ပြောတာအဲ့ဒီကကြာရင်ပိုတော်မှဝတီလေးပြီးမှနေလို့ရသေးတယ်တရေဆိုတော့လွတ်လွတ်လပ်လပ်ဝတီနာမှာနေလို့ရတယ်လေ
ရှင်ကဘာပြောနေရလဲအောင်မြိုင်ကမလမပတဲ့သွားတွေပုံအောင်ပြုံးမြပြီးကရုံးကိုလက်နဲ့ပုတ်တယ်အကိုကြီးကဝတီလေးကိုချစ်လုံးတဲ့အကြောင်းပြောတာပါဝတီပေါင်းမှဆက်မပြောတော့ကာမရင်ပေါက်ကပြင်မကိုသာကြည့်ရင်လိုက်ပါလာတယ်တပြေးပြေးနဲ့ကားဟိုတယ်ကိုရောက်လာပြီးဟိုတယ်ရှိကားထားမှာကားကိုရက်လို့အထက်ကိုဝင်လာတယ်ဟိုတယ်ရဲ့အဲကျုပ်ကောင်းသားမှာအောင်မြိုင်ကတီးတဲ့ငယ်ကျိုးမှထားတယ်ရတယ်မဟုတ်လားမင်းနေစဉ်အဲကျုပ်ကောင်းသားရှိတစ်ဖက်မှာရက်နေသူကအောင်မြိုင်နဲ့ဝတီကိုလှည့်ကြည့်လိုက်တော့ဝတီဟာဟမ်ကိုဘာလဲဝတီလေးရဲ့ဘာလဲအောင်မြိုင်ကသူ့ကိုခေါ်တဲ့တင်လို့ပြပြတက်လေးမေးလိုက်တော့ဝတီကအောင်မြိုင်ရိပ်မိမှဆိုတဲ့အတွက်မြင်မြန်လို့ပါဗိုက်စာနေပြီလို့ပြောမလို့ဟုတ်ပြီလင်းသက်ရဲ့မျက်နှာတိတိတသာပြတ်သွားသည်ကိုဝတီသိပင်မတက်နိုင်အချိန်ကြီးကအကောင်းဆုံးပြအောင်နေရမှာဆိုတော့အောင်မြိုင်နဲ့အတူဟိုတယ်တွင်းမှာဝင်လာခဲ့လိုက်သည်အောင်မြိုင်ကတီးတဲ့စားတော့ကံမှာအစားအစာတွေကိုစီစဉ်ထားတော့အလွန်များပြားတယ်ဝတီကစားညက်စည်းလည်းမရှိတာဆိုတော့အနှဲငယ်ပဲစားလိုက်တယ်အဲ့ဒီရဲ့အချိန်ဝတီဖုန်းကခေါ်တန်ထွက်လာတော့အမေကဖုန်းကိုလှမ်းယူလို့ပိတ်လိုက်တယ်ဝတီကစိတ်ဆိုးစွာနေရှေ့ပါလောက်တာလေစင်မစိုးပါနဲ့ဝတီလေးရဲ့စားတော့နေတော့ဖုန်းမြောက်ရင်ရတာပြတ်တယ်အကိုကြီးဖုန်းယူထားလိုက်မယ်နော်ဝတီဘာမှဆက်ပြောညစ်စိမ်မရှိဘူးပြောရင်လည်းစကားပြတ်တော့မှမဟုတ်တာဆိုတော့ဝတီပိုင်းဝါပြီးပြက်မယ်ပြောဆူနဲ့ထွက်လာတော့အောင်မြိုင်လည်းနောက်ကနေလိုက်လာတော့တယ်နောက်ရက်ဒီမှာမမေကဝတီကိုအပြင်လုံးကထွက်ခွင့်မပြုတ်တယ်လို့ဖုန်းပြောဖို့လည်းခွင့်မပြုဝတီကတော့ဘာလို့ဘာခံရမှန်းတော့မသိတော့လင်းသက်ကဟိုတယ်မှာသူနဲ့အောင်မြိုင်တွဲတူတဲ့ကိစ္စကိုအထင်များလွဲနေမလားလို့လေပူပန်တို့နေတာကန်ကောင်းကျင်တော့ချယ်ရီကအိမ်ရောက်လာတယ်ဝတီဖုန်းခေါ်တော့လေမီးဘလို့ဖြစ်နေရလဲသမီးတငယ်ချင်းစစ်ဆက်တော့မယ်လေဒါကြောင့်လှုပ်ရှုပ်နေတာရှင်မမေစကားကြောင့်ချယ်ရီအရင်အံ့ဩသွားတယ်မယုံသလိုနဲ့ဝတီရဲ့မျက်နှာကိုလှမ်းကြည့်လိုက်တယ်ဝတီမျက်နှာနွမ်းနန်းအောင်မြင်တော့သဘောပေါက်သွားပုံရတယ်ဝတီနင်ကကြိတ်လို့တယ်ပေါ့ငါ့ကိုတော့အကြောင်းမကြားနိုင်မမေတို့စီစဉ်တာလေဝတီကလိမ်ပါတယ်သမီးရဲ့မိဘကဒါဆိုတာပဲမောင်အမြိုင်ကဆိုဝတီကိုမျက်စိအောက်ကကိုအပြောက်မကောင်းတိတ်ချေရှာတာဝတီကန်ကောင်းတာပေါ့ချယ်ရီကမမေစကားကိုအလိုက်သိစွာပြောဆိုတာဆိုတော့မမေကချယ်ရီကိုတန်တရားလုံးဝမမြင်ဘူးဝတီကမမေဘေးနာမှာအသာငင်လို့ပဲထိုင်းနေတယ်မင်္ဂလာပွဲကိုလည်းကြီးကျယ်လုံးမှာတပွဲတည်းတော့မဟုတ်နှစ်ပွဲလုံးမှာမမေကအားရပါရပြောတော့ချယ်ရီဟာသမီးကိုသတို့သမီးရန်လို့ကိုစဉ်းစားပြီးနော်ဒီလိုပွဲမျိုးကိုချယ်ရီတို့ကဘယ်လက်လို့ခံပါလဲဟုတ်တာပေါ့အန်နီနေရင်ပြောမယ်လေသမီးတကယ်ချင်းကိုလည်းပြောသူကအေးဆက်ဆက်နဲ့ကိုဘွားတခုလုံးအရေးကြီးဆုံးအချိန်မှာတက်တက်ကြွကြွကိုမရှိဘူးဟုတ်သားပဲဝတီရဲ့ကို့ချိန်မှာနေပြောနေရမှာချယ်ရီကဝတီကိုနားချတဲ့ပုံနဲ့စကားတွေအများကြီးပြောနေတော့ဝတီမေမေဒေါ်ခင်ခင်ကြီးကစိတ်ချစွာနေကဲစကားပြောကြအောင်အန်ဒီဝေစားတွေကြုတ်ထားတဲ့ကိစ္စဖုန်းဆက်မေးလိုက်အောင်မယ်ဟုတ်ကဲ့ဒေါ်ခင်ခင်ကြီးထသွားတော့ချယ်ရီဟာဘယ်လိုလုပ်ကြမလဲဝတီနေမာရီစဉ်းစားထားလေငါဘာမှစဉ်းစားလို့မရဘူးတေးတာတေးလိုက်ခြင်းနင်ကိုသွားပြောပေးဟာသူစဉ်းစင်းတဲ့အတိုင်းငါလိုက်လို့မယ်သူ့အစီကိုနေမလို့သိနိုင်ပါလေဒီတခါငါလာပြောလို့လည်းရမှာမဟုတ်ဘူးဝတီကခေါင်းကိုရမ်းလိုက်တယ်ငါဘယ်နည်းနဲ့မှကိုအောင်မြတ်ကိုလက်မခံဘူးအခွင့်အရေးရတာနဲ့ကို့စီကိုထွက်သွားမယ်ကောင်းတယ်လိုအပ်တာအလုံးငါကူညီပေးမယ်ချယ်ရီကအားထက်သေးရောပြောတော့ဝတီဟာကျေးဇူးပါပဲဟာငါပြန်တော့မယ်ကိုလင်းသက်ကိုလည်းအကျိုးအကြောင်းပြောပြထားလိုက်မယ်ချယ်ရီပြန်သွားတော့ဝတီရှင်ထဲမှာအားရင်တို့ရှိလာသလိုခံစားရတယ်ရှေ့ရင်ဆိုင်ရမယ့်ခက်ခဲတွေအတွက်ရင်လဲခုန်မိတယ်နောက်ရက်ဒီမှာဝေစားလာပိုးတဲ့သူတွေအလှပြင်မှုလာကြည့်သူတွေနဲ့ရှုပ်တယ်ခြံထဲမှာလည်းစပွဲဝိုင်းနေပန်းမင်တွေရောက်စုံမြည်သည့်ရည်နဲ့လှမစွာတန်းစားစင်းနေအောင်ဝတီတွေးပြီးရင်မောမိတယ်စစ်ဆက်ဝဲဖြစ်တော်လဲအောင်မြန်ရသူများတွေနဲ့မတူထူအောင်ဆိုပြီးအကြီးအကျယ်ကိုပြင်ဆင်နေနာမည်ကြီးဒီဝိုင်းလဲငှားထားသလိုအစားအသောက်ကိုလည်းဟိုတရားတိုက်ရိုက်မှာထားတယ်ဝတီဟာအိမ်လောက်ကြီးရဲ့စွာပြုတ်လုံနေတဲ့အောင်မြိုင်ကိုရှင်မာရီလုံနေရလေစစ်ဆက်ပွဲကဒီလောက်ခမ်းနားအောင်လုပ်ဖို့လိုလို့လားလူရာမဝတီလေးရဲ့ယောက်ျားတစ်ယောက်ကမိန်းမတစ်ယောက်ကိုဘယ်လောက်ချက်လဲဆိုတာစစ်ဆက်ပွဲတို့မင်္ဂလာဆောင်တို့မှာဘလောက်ကုန်ခန်းနိုင်လဲဆိုတဲ့ပုံမှန်မူတည်တယ်ဘာမှမဆိုင်မြစ်တာတရားငွေကုန်ခန်းနိုင်တာနဲ့ပိုင်းဖြတ်လို့မရအောင်ဝတီပါပြောအောင်မြတ်ရအပြုံးမပြတ်ဘူးသူ့လုံးလိုရာတွေကိုရှောက်လို့လိုပဲနေတာဝတီကအခန်းထဲကနေပြုံသိမ့်မထွက်တော့ဝတီနေပုံထိုင်မှုမကြိုက်တဲ့မိမိကအင်းကြီးကိုတခါတည်းမှားထားမယ်နော်လူကြီးတွေနဲ့ကို့ဆွေမျိုးတွေကိုဂုံတိကကြောင်မလုပ်နဲ့မောင်အောင်မြိုင်ကိုလည်းလက်လိုက်ရောဆက်ဆံဟိုကညီကိုဘယ်လောက်ချစ်ရှာလဲစစ်ဆက်ဝင်တော့တခန်းတနာလှုပ်ပေးရှာတယ်အဲ့လောက်ကြီးမလို့ပါဘူးလို့တယ်ဂုံတိကနဲ့အဆင့်တန်းအတွက်လို့တာဝတီကိုပြောဆိုပြီးမမေကခန်းထဲကထွက်သွားတယ်ဒီကိစ္စတွေအားလုံးကိုကောင်းတာလို့ဆိုတာပါဘာတကူမှဝင်ပြောတာဖေဖေဦးကြောင့်မို့ပဲဖေဖေကဌာနဆိုင်ရာရရှိကြီးဖြစ်တယ်လို့အနေအေးတဲ့အတွက်ကြောင့်လည်းဝတီတို့မိသားစုမှာမမေရဲ့ဩဇာလွှမ်းမိုးလို့နေတယ်
မမေကသူ့မိဘမျိုးရိုးစင်ဆက်ပိုင်ဆိုင်နေမြဝကျုံမော်ဒေတာလေကရီစံသက်စီဆက်တွေကိုကိုယ်တိုင်ဦးစီးလောက်ကင်တယ်လို့ပွဲရုံတစ်ခုကိုလည်းကြီးကျယ်အောင်မြင်စွာနဲ့လောက်ကင်နိုင်တယ်ဝတီကိုလည်းခွေးရပိုင်းအိမ်ပေါ်မှာလေးမိထွေးကိုစောင့်ကြည့်ခိုင်းထားတယ်အိမ်မှာရှိတဲ့ဖုန်းတစ်လုံးကိုမမေကသူ့ကန်ထဲမှာထည့်ထားပြီးသူ့သုံးတဲ့ဖုန်းကိုပဲလက်ထဲကင်ထားတယ်ညနေဖေဖေအလောက်ကပြန်လာတော့ဝတီကဖေဖေမှာဖုန်းရှိရမဟုတ်လားဝတီချယ်ရီစီဆက်ချင်လို့ဖေဖေဖုန်းကိုသမီးမမေယူထားတယ်ဝတီစိတ်တက်ကြသွားတယ်မမေဘလောက်ကွက်စစ်လိုက်လေယောက်ျားကတော့ဖုန်းမေးမကင်တော့ဝတီကငိုတန်ပါလေးနေဖေသမီးတရေနဲ့တူရဲ့လူလက်မထက်ချင်ဘူးသမီးရဲ့ဖေလည်းဝတီကိုကြည့်ပြီးစိတ်မကောင်းဒါမဲ့မမေအော်ဆောင်မလို့ဆက်နိုင်တာဆိုတော့သမီးမမေကကောင်းမဲ့တင်လို့စီစဉ်တာပဲကွယ်သမီးလက်ခံလိုက်ရင်မိဘကျေးဇူးဆက်ရရောက်ပါတယ်မိဘကျေးဇူးတခြားကျေးဇူးနဲ့ဆက်ပြရစီဖေတရေလူနဲ့လက်ထပ်ပြီးဆက်ရမှာတော့ဖေနားလဲပါတယ်ဖေကစိတ်မကောင်းဖြစ်စွာနဲ့ဝတီရဲ့ခေါင်းလေးကိုအသာပုတ်ပေးလိုက်တယ်စစ်ဆက်ဝေးကလည်းတခန်းတနာနေဆိုတော့လွန်စွာကြီးကျယ်တယ်လူကုန်တဲ့အတိုင်းဝိုင်းကလူပေါင်းများစွာတက်ရောက်ဖို့စီစဉ်ထားတာဆိုတော့အစသရရလေးရမှုမရှိအောင်အောင်မြိုင်စီစဉ်နေဝတီမန်နေကိုရှိမှထိုင်ရင်မန်နေကသူ့မျက်နှာကိုပြုံးရွေ့ကြည့်ကင်းစွာဒိတ်ပိန်မဲစွာကြည့်တယ်ဘေးကစစ်ဆက်ဝဲအတွက်အထူးချုပ်ထားတဲ့ဇာကောင်ဝန်အဖြူလေးကသူ့ကိုစင်နေကျိုးနေသလိုဖြစ်နေတယ်မမလေးအလှပြင်ဆီယမတွေရောက်နေပြီမိတွေးစကားတန်နေတူအလှပြင်တဲ့သူတွေရောက်လာကြတာဆိုတော့ဝတီကအလှပြင်စီဖို့လိုအပ်တာတွေလုပ်လိုက်တယ်အလှပြင်သူတွေကစိတ်တိုင်းကြကျဲမုန်းကြပြီးစပင်ကိုလိုအပ်တယ်လို့ပြင်ဆင်လို့ခေါင်းဝရှိကိုဝှက်ပေးလိုက်တော့ဝတီမှာလွန်စာနှပလို့သွားတော့တယ်စစ်စက်ပွဲလုပ်ဖို့ကအချိန်နှင်းခဲ့တာကြံတော့တယ်အလွန်လှပနေတဲ့ဝတီကိုမမေကကြီးမအောင်ဖြစ်နေတယ်ငါသမီးလေးကရမ်းလာတာပဲတကယ်မင်းသမီးလေးတိုင်းပဲကဲဖနက်စီအခန်းမြင်ထွက်မယ်ဟုတ်ကဲ့ဝတီဖနက်စီရင်နဲ့ချက်စီမဲတွေးရဝင်သွားတယ်ဘသူမှမမြင်အောင်ဖနက်ကိုကောင်းဝဲအောင်နာဆောက်လှန်လို့ဆန်းပြီးကျိုးကိုလက်နဲ့ဆွဲပြက်လိုက်တယ်ဟဲ့သမီးဖနက်ကဘာဖြစ်လို့လဲတဲကျိုးပြက်နေရဲ့မမေဒေါဖနက်ကကျိုးပြက်နေရောဘလို့စီးမှလဲဟာပြဿနာပဲအချင်းကတော့နည်းနည်းလိုပါသေးတယ်တယောက်ယောက်ကိုတောင်းဝယ်ခိုင်းလိုက်မယ်ဒေါခင်ရင်ကြီးကပျော်ပျော်ဆူဆူအိမ်ရှိဘက်ထွက်သွားတော့တိတ်မကြခင်အောင်မြိုင်နဲ့တူဝတီစီကိုပြန်လာတယ်ဝတီကိုတွေ့သွားတဲ့အောင်မြိုင်ကအပါအရန်လာတဲ့အကိုကြီးရဲ့ဝတီလေးရဲ့တကယ်ကိုအိမ်မက်တွေကတစီမာလေးပါလားမောင်မြိုင်ဖနက်ကိစ္စဘယ်လိုလုပ်မလဲကျွန်တော်စီစဉ်လိုက်ပါမယ်ဝတီကအောင်မြိုင်နာကိုတိုးကပ်သွားတယ်အကိုကြီးကိုယ်တိုင်ဝတီနဲ့တောင်းရမယ်လေဖနက်ကဝယ်ကျင်တိုင်းဝယ်လို့ရတာမှမဟုတ်တာအတိုင်းနဲ့မှရတာလေဟုတ်တာပေါ့အကိုကြီးကိုယ်တိုင်လိုက်ဝယ်ပေးမယ်အချိန်ရပါတယ်မမေကအောင်မြိုင်ကိုယ်တိုင်လိုက်ဖို့မှာဆိုတော့ဘာမှမပြောတော့ဘူးအောင်မြိုင်ရဲ့မာစီတီကားနဲ့ကြီးကိုစီးလို့မြို့ထဲကိုထွက်လာခဲ့တယ်ဘယ်ဆိုင်မှာဝယ်မလဲဝတီလေဘိုးချုပ်စီကဆိုင်နဲ့ဆိုင်မှာဝယ်မယ်လေအဲ့ဒီမှာစုံနေကောင်းပါပြီအောင်မြိုင်ကကားကိုတေးရင်နဲ့မောင်းလာတော့တိတ်မကြခင်မှာပဲဘိုးချုပ်စီကိုရောက်လာတယ်ကားပါကင်ထိုးတဲ့နေရာမှာကားရက်ထားလိုက်ပြီးအောင်မြိုင်ရဝတီကိုကဲဝတီလေးစင်ဝတီလေးစိတ်ကြိုက်တာဝယ်ဘလောက်ပေးရအကိုကြီးပဲတောင်းဝယ်လိုက်တော့ဝတီဒီဝတ်ဆောင်ရင်းနဲ့ဈေးတက်လိုက်ရမှာရှက်တယ်အောင်မြိုင်ဝတီစကားကြောင့်ဘလို့ဆက်လုံးအောင်မသိဘူးတယောက်တည်းဖနက်တောင်းဝယ်ဖို့မရှက်ပေမဲ့ဝတီကိုကားထဲမှာထားခဲ့ရမှာစိတ်မချဖြစ်နေတယ်လိုက်ခဲ့ပါဝတီလေးရဲ့ဒီဒီဇိုင်းနဲ့ဆိုပိုတော့ပေါ်သေးတယ်မလိုက်ချင်ဘူးကိုကြီးရဲ့ဝတီရှက်လို့ပါဘာလဲဝတီကိုစိတ်မချလားဘာမှမပူနဲ့ဒီလောက်ထိစီစဉ်ထားပြီးမှအားလုံးမျက်နှာပြမလုပ်ဘူးဟုတ်သားပဲခဏလေးနော်ဝတီလေးဖနက်နမက်ပြောတော်မဲတင်အောင်ဝယ်ခဲ့လေရတယ်အောင်မြိုင်ကဈေးဆိုင်ကမ်းဘက်စီထွက်သွားတော့ဝတီကားဘွားလိမ့်မဲ့စင်းလို့ပြေးထွက်လာတယ်ခေါင်းဝင်းရှိအဖြူအောင်နဲ့လှပစွာပြင်ဆင်ထားတဲ့ဝတီကိုလူတွေကဝိုင်းကြည့်နေကြတယ်ဈေးပြင်ဘိုးကျုပ်လမ်းပေါ်ရောက်တော့တွေ့ရတက္ကစီတစ်စီးကိုဖမ်းထားလိုက်တယ်အမဘယ်သွားမလို့လဲတက္ကစီမောင်းတဲ့သူစကားမဆုံးမီကားတကောက်ဖွင့်လို့အထက်ကိုဝင်ထိုင်နေမောင်မြင်မောင်ဗျာဟုတ်ကဲ့ကားမောင်းသူကကြောင်တောင်နဲ့လုံနေတော့ဝတီကအော်လိုက်မှမောင်းထွက်လာတော့တယ်ကားကတော့အချိန်မြင့်ပြီးမောင်းမိမယ်ဝတီစိတ်တွေနှင်းနေရလို့စိတ်ကထင်တော့ဟိုရှင့်ကဒီတက်ပေါ်များမောင်းလို့မရဘူးလားအခုမောင်းနေရတော့အမြန်တော့မနေဘူးပုံမောင်းတေးကုန်မှာပေါ့ဟာဟိုမြန်နိုင်တယ်မြန်အောင်မောင်းတေးရင်တေးပါစီကားနောက်ဘက်ကအောင်မြိုင်လိုက်လာမှကိုစိုးရိမ်စွာနဲ့လှည့်ကြည့်လိုက်တက္ကစီမောင်းသူကိုပြောလိုက်နဲ့ဝတီစိတ်ထဲမှာလွန်စွာလောနေတယ်နေပါဦးကျုပ်ကဘယ်ကိုမောင်းရမှာလဲဟုတ်တာပဲဟိုခက်ဝေးဝေးကြောင်ကြတဲ့နေရာရောက်ရင်ကျမဖုန်းဆက်မယ်ရှင်းစီစဉ်ပေးပါကောင်းပြီလေကားသမားကျွမ်းကျင်စာနဲ့ပစုံတောင်လင်းစတောင်ဘက်ကိုမောင်းပြီးလမ်းသွက်တစ်ခုတည်းဝင်လို့ကားကိုဖုန်းဆက်လို့ရတဲ့စိုင်းဆိုင်ရှိမှရပ်ပေးလိုက်တယ်ခဏလေးကျမဖုန်းဆက်လိုက်မယ်ပြောပြီးတော့လင်းသက်ရဲ့ဖုန်းနှိပ်လို့ခေါ်တယ်ကန်ကောင်းထောင်းမစွာနဲ့ဖုန်းကချက်ချင်းဝင်သွားတယ်ဟယ်လို
ကိုဝတီပါဝတီကူထွက်ပြေးလာတာကိုဝတီကိုလာခေါ်ပါဟမ်ဝတီမမလေးနေရာတော့မသိဘူးနောက်ကလိုက်မှမို့ကားသမားမောင်ရင်နဲ့လမ်းတော်တကူကနေဆက်နေတာဒါဆိုကိုလိစာပြောလိုက်မယ်အဲ့ဒီဟာဆောင်နေကိုချက်ချင်းလာခဲ့မယ်လင်းသက်ကပလဲမျိုးတဲ့ဘက်ကလိစာကိုရေရုပ်ပြတော့ဝတီကလိုက်မှတ်လိုက်တယ်ကိုတေးချလာနော်ဝတီမှမဆက်မပါဘူးကိုကတော့အရင်ရောက်ချင်ရောက်နေမှာဒါပဲနော်ဝတီဖုန်းကိုချလိုက်ပြီးဖုန်းခပေးဖို့ကားသမားကိုလှမ်းခေါ်လိုက်တယ်ရှင်လောင်ဖုန်းခပေးလိုက်ဗျာမနေနဲ့ပြီးမှကိုပေါင်းရှင်းမယ်ဟုတ်ကဲ့ကားသမားကလည်းသဘောကောင်းနေပတ်စံရှင်းပြီးကောင်းဖို့တက်လို့ဘယ်မောင်းရမှာလဲပလဲမျိုးတဲ့အမှတ်3လမ်းမှာဟုတ်ပြီကျွန်တော်သိတယ်ပြောပြီးကားသမားသူ့ကောင်အရှိန်မြင်လို့မောင်းထွက်လာတယ်ကန်ကောင်းကျင်လို့လာတော့မသိဘူးတလန်းလုံးအနောက်ရှက်ကင်းဘာနဲ့မှမတွေ့ပေမဲ့ဝတိစိတ်ထဲမှာစိုးရိမ်နေတယ်ကားသမားကခင်ဗျားဒီဇိုင်းကတခြားလူတွေတည်းထူးနေတော့သူများတွေသတိထားစရာဖြစ်နေတယ်ကျမမှလဲဖို့ဝေစားဖို့မပါဘူးခင်ဗျားထိုင်ကုန်နောက်ကမှခမောက်ရှိရဲစောင့်ထားလိုက်တိတ်မလုံးထင်ကျွန်တော်တွေဝတ်ထားဟုတ်ဝတီကားသမားပြောတဲ့အတိုင်းနောက်ခန်းခမောက်အိုထုကိုယူလို့စောင့်ထားလိုက်ပြီးကားသမားချုပ်ပြီးတဲ့ဂျာကင်နွေးတွေကိုယူဝဲလိုက်တယ်ကောင်းတယ်ဗျာခုမှခမားပုံကလေနိုင်ငံခြားကားရည်တွေကကောင်းပိုင်နေတူသွားတယ်မောင်းမာတာမောင်းမာစကားများနေရနဲ့တခြားကားနဲ့လည်းသေးကုန်မယ်ဟုတ်ဗျာခုနကတော့သေးချင်းသေးပါစီတဲ့ကားသမားကသူပြောတဲ့စကားကိုအကြကောက်လို့ပြောလိုက်တော့ကျမခိုးရလိုက်လာတာရှင့်မသေးချင်းသေးဘူးဗျာဘလို့ကားသမားရဲ့မယုံနိုင်လောက်တဲ့ဟန်ပန်ကြောင့်ဝတီသဘောပေါက်သွားတယ်ရှင်ကလေတမျိုးကျမချစ်သူနဲ့အတူနေဖို့တွားနေရလို့ပြောတာအော်မသိပါဘူးကျွန်တော်ကခမည်းစကားဘလို့မှမသိလို့စိတ်ပူသွားတာကားသမားကလူပြောဆိုတော့ဝတီလည်းသူပြောတဲ့ရည်စရာအကြောင်းတွေကိုနားထောင်နေရပြီးစိုးရင်စိတ်ရော့ပါစွာလိုက်ပါလာခဲ့တယ်ကားလေးကတရရင်နဲ့ပြေးနေချင်းဝတီစိတ်ရဲ့တိတ်မတင်ကလို့ကားနောက်ဘက်မှန်ကတစင်းနောက်လှည့်ကြည့်လိုက်တော့ဟာနောက်မှပါလာပြီဘာလဲအလန့်နေကြနောက်ကမာစီဒီကားနဲ့ကြည့်လေအဲ့ဒါကျမနောက်ကိုလိုက်လာတာကားသမားကနောက်ကြည့်မှန်ကြည့်တယ်ခမည်းအသာနေအင်တွေမပြတ်စီနဲ့သူတို့လည်းသူတို့မောင်းနေရလေဖြစ်မှာဝတီကကားသမားစကားကိုလက်ခံပြီးအသာငြိမ်နေလိုက်တယ်အမှန်ပဲမာစီဒီကားနဲ့ကြည်ရလူကတက်စီကားကိုရှင်းမောင်းပြီးတော့ကြည့်သွားတယ်အမခေါင်းထဲနဲ့ငုတ်ထားအရန်တော်မငုံနဲ့ရိတ်မိမယ်အန်ကားသမားပြောတဲ့အတိုင်းဝတီကောင်းကိုတာလေးငုတ်ထားလိုက်တော့အုတ်တော့ကကွယ်နေတယ်လို့ဂျာကင်အင်းကြီးနဲ့ဆိုတော့ဝတီမဲမရှိမိပဲကားကိုအရှိန်မြင့်စွာမောင်းထွက်သွားတယ်တော်ပါသေးရဲ့ရှင့်ကိုကျေးဇူးလက်တင်ပါတယ်ရတယ်ကျွန်တော်အသေးတိတ်ရေမိုတွေဝါသနာပါတယ်ဥပဒေနဲ့ညှိတာဆိုမစုံစားဘူးပေါ့ဗျာဟုတ်ပါတယ်ကျမနာမည်ဝတီချိုပါဝတီလို့ရင်းနှီးနှီးခေါ်လို့ရတယ်ရှင့်နာမည်ကြော်စာပါအခုခမည်းသွားမဲ့အိမ်မဲကျွန်တော်နေရဲ့နေရာမဝေးဘူးကျွန်တော်တို့လည်းလင်မယားနှစ်ယောက်တည်းနေတာကိုပိုင်ချမ်းတော့မဟုတ်ဘူးကျွန်တော်ဆရာသမားတယောက်ရဲ့ချမ်းမှာအဆောက်သဘောမျိုးနေတာပေါ့ဗျာကားသမားရဲ့စကားကြောင့်ဝတီကျိတ်ဝမ်းသွားသွားတယ်ပတ်ဝန်းကျင်သစ်မှာမိတ်ဆွေရတာဆိုတော့သူ့အတွက်အားရှိရလို့လည်းခံစားလိုက်ရတယ်ရှင့်အမျိုးသမီးနာမည်ဘယ်လိုခေါ်လဲနော်ကူပါနာမည်ကဆမ်းပါလားဗမာတော့မဟုတ်တော့ဘူးထင်တယ်ကျော်စွာတစ်ချက်ပြုံးလိုက်တယ်ကလမာဗျရှင်ဟုတ်တယ်မြန်မာဆန်လုံးမကဆန်အောင်နော်ကူဆိုတဲ့နာမည်ပေးထားတာကောင်းရဲ့လားကောင်းပါတယ်ဝတီဘလို့လူရင်းနဲ့လာတွေ့နေလည်းမသိဘူးကလမကိုလည်းနာမည်ပေးထားတဲ့မြန်မာဆန်လုံးစီတဲ့ကားဆရာကိုဘလို့နားလည်ရမယ်မသိတော့ဘူးကားလေးကတဖြည်းဖြည်းနဲ့ပလဲမျိုးသစ်စီကိုရောက်လာတော့လင်းသက်ပေးထားတဲ့လိပ်စာကအဝေးပြေးလမ်းမပြီးမှဆိုတော့ကားဆရာကျော်စွာလက်တကူပဲတီးလို့ခြံရှိကိုကိုင်းရက်ပေးလိုက်တယ်ဝတီကျန်ဝန်းလာတဲ့ခြံကြီးကိုကြည့်ပြီးရင်ထဲထိတ်လို့သွားတယ်ဟာခြံကြီးကကျဲကြီးပါလားဟုတ်တယ်မရဲ့ဒီကခြံကြီးကအကျဲကြီးတွေပဲဒီခြံကြီးကတိုက်ကအရန်သားနာတယ်ဒါပေမဲ့ကျော်စွာကစကားကိုရက်ပြစ်လိုက်တော့ဝတီကဆက်ပြောလीခေါင်းရင်းခြံအင်ကြီးကတရရမ်းချောက်တယ်ဟမ်အဲ့ဒီအိမ်ထဲမှာမမဲကောင်ကြီးအများကြီးတဲ့အရင်နေခဲ့တဲ့သူတွေနေမှာပေါ့သူတို့အားလုံးကအဲ့ဒီအိမ်ကြီးထဲမှာသူများတက်လို့တည်သွားတာလीကျော်စွာရှင်းပြတာကိုဝတီစိတ်ဝင်စားသွားတယ်တိမ်လုံးတည်သွားတာအမှုမပေါ်ဘူးလားပေါ်တာပေါ့ရန်ညုံးနဲ့တက်တာလीကျွန်တော်တို့လေကြားတာပါကျွန်တော်မရောက်ခင်တစ်နှစ်လောက်ကဖြစ်တာအော်ကျော်စွာနဲ့စကားပြောနေစဉ်စလုံးကားနေအောင်လေးကိုဝတီလန်းတွေ့လိုက်တော့ဝမ်းသာသွားတယ်ကိုလာနေပြီဗမာလေဟိုကားလားကားကရတော့မှာပေါ့ရမှာပေါ့အနီအောင်စလုံးကားလေးကကျော်စွာနဲ့ဝတီတို့ရဲ့ဘေးနားမှာထိုးရက်ပြီးကားပေါ်ကလင်းသက်ဆင်းလို့လာတယ်လင်းသက်ကကျော်စွာကိုကျေးဇူးရဲတင်နေတယ်လို့ကားကလည်းရှင်းပြလိုက်တယ်ကျော်စွာအခုတို့လက်မှတ်ထိုးဖို့ကိစ္စကိုမင်းရရွာကန်ဆိုတော့စီစဉ်ပေးပါဦးစိတ်ကြကိုကျွန်တော်အားလုံးစီစဉ်လိုက်မယ်တက်တဲ့နေရာမှာလေကျွန်တော်လင်မြထိုးမယ်လीကောင်းနေကျော်စွာသူ့ကောင်မောင်းထွက်သွားပြီးလွယ်တာတွေစီစဉ်လိုက်တယ်လင်းသက်လည်းဝတီနဲ့အတူသူတို့နေရာမဲ့အိမ်ကြီးမှာလိုအပ်မဲ့အိမ်သုံးပစ္စည်းတချို့အနီးနားအစီးမှာသွားဝယ်လိုက်တယ်အစတော့ဒီလိုပေါ့ဝတီရဲ့နောက်တော့လိုအပ်တာတဖြည်းဖြည်းနဲ့ဝယ်ကြတာပေါ့
ဝတီကကိုနဲ့နေရရင်ပြီးရောဘာဆိုင်အောင်မှမလို့ဝတီကကောင်းဝင်နေဆိုတော့ဝေစားတချို့ကိုဝယ်ပေးရတယ်ရွှေတဲ့စိန်တဲ့ပစ္စည်းတွေပါလာတော့အားလုံးကိုချွတ်ထားလိုက်တယ်ဝတီအိမ်ကပြဿနာရှာရင်ဒါတွေအတွက်ပဲရှာမှာဒီတော့လူကြုံရှိရင်ပြန်ထည့်ပေးလိုက်ပေါ့ကို့သဘောပဲလေဝတီကလင်းသက်စီစဉ်သမျှအားလုံးသဘောတူလက်ခံလို့လိုက်လို့တယ်နိုင်ရောက်တော့ကြော်စောလီမြာကရက်ွက်ရုံမှာလက်မှတ်ထိုးဖို့လာခေါ်တော့လင်းသက်ရဲ့ကုမ္ပဏီကပေးထားတဲ့ကနေထွက်လာကြတယ်ကိစ္စအားလုံးပြီးတော့လင်းသက်ကကြော်စောအကိုတို့မင်းနဲ့ဖန်မင်္ဂလာဦးဆုံးကျွေးလေးလုပ်ချင်တယ်ကွာအချင်းချင်းနေပေါ့ဘာကျွေးချင်လဲကိုဒီနာအလူနဲ့ပဲဖိတ်မှာတခြားဘယ်သူမှမဖိတ်တော့ဘူးဓာန်ပေါက်ပဲအော်ဒါမှာလိုက်ကွာရတယ်ကျွန်တော်အားလုံးစီစဉ်လိုက်မယ်ကျော်စွာနဲ့နော်ကူကစေသဘောထားကောင်းသူတွေဆိုတော့လင်းသက်တို့ကျင်စဦးဇနီးမောင်တဲ့အတွက်လိုအပ်တာအားလုံးအစဉ်ပြေစီဖို့ဝိုင်းလောက်ကင်ပြီးတယ်ကျော်စွာပြောသလိုပဲသူမိမနော်ကူကကလမာလေးဖြစ်တယ်အသားတော့မမဲပဲဖြူတယ်ဝတီကိုလည်းတားခင်ရှာတယ်ဝတီနဲ့ကျော်စွာတို့လင်မယားကတော့တူရတူလောက်ရှိကြတယ်သူတို့လင်မယားပြန်သွားတော့လင်းသက်ကကိုဝတီအခုလောက်ဆိုပြီးထွက်လာလိမ့်မယ်လို့မထင်ဘူးဖုန်းလေးခဏခဏဆက်တာမရဘူးလေဟုတ်တယ်မမေကဖုန်းယူထားတာချယ်ရီကိုမပြောဘူးလားပြောတယ်ကိုကအဆက်အသွယ်မရတော့ဘာလို့မှန်းမသိတာနှစ်ယောက်သားစကားကပြောမကုန်ချစ်သူရဲ့ရင်ဝင်မှာနှွေးထွေးစာနေပြီကြည်နူးနေရတဲ့အချိန်တွေကဝတီရဲ့အတွက်မေးလို့မရတဲ့အချိန်တွေဖြစ်နေရောတယ်နောက်တနေ့မင်္ဂလာဦးဆုံးကြည့်ပြီးနောက်ဧည့်သည်တွေပြန်သွားတဲ့ကဟာဘာတန်လဲချက်ရှိအောင်ထွက်ပေါ်တဲ့အတန်ကြောင့်အိမ်ထဲမှာရှိနေတဲ့လင်းသက်ဝတီနဲ့ကြော်စောလင်မယားမှာလန့်လို့သွားတယ်ကားတိုက်တာဖြစ်မယ်ကိုသွားကြည့်အောင်အေးသူတို့တွေအိမ်ထဲကပြေးထွက်လာပြီးခြံရှိုံလေးမြန်သွားကြည့်လိုက်တော့တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်ဝတီလန်းလို့သွားတယ်။ဟုတ်ကိုအောင်မြိုင်ကအနက်ရောင်မာစီဒီကတင်လုံးတင်လာတဲ့ကုန်ကားနဲ့အရှိန်ပြင်းစွာတိုက်မိပြီးတင်လုံးနေကမာစီဒီကားပေါ်ကျနေတော့ကားကပိလို့နေတယ်။သွားပြီကားရီးကလူကတော့ရှင်းဖို့လမ်းမမြင်ဘူး။ရုပ်ပြက်စင်းမြက်ဖြစ်နေတဲ့ကားရီးကလူကိုလှမ်းကြည့်ပြီးကြောက်စွာမှတ်ချက်ပြပြောဆိုတယ်။ဝတီကကြောက်ကြောက်နဲ့လင်းသက်လက်မောင်းဆုပ်ကင်ထားလိုက်တယ်။ကိုအဲ့ဒါကိုအောင်မြိုင်လေဟမ်သွားပြီအသေးဆုံးနဲ့တေးရှာတာပဲသူတို့ကြည့်နေပြီးတိတ်မကြခင်လူတွေဝိုင်းအောင်လာပြီးမာစီရီကားနဲ့ကြီးတွေကအောင်မြိုင်လောင်းကိုဆွဲလို့ဝိုင်းထုတ်လိုက်တယ်ဝတီလည်းစိတ်မကောင်းလို့အောင်မြိုင်နာကိုလာလို့မျက်လုံးပြူပြီးရုပ်ပြက်စင်းမြက်သေးနေတဲ့အောင်မြိုင်ကိုကြည့်လိုက်တော့ကိုအဲ့လိုမျက်လုံးကဝတီကိုကြည့်နေတယ်ဟမ်လင်းသက်တကယ်ပဲအံ့ဩလို့သွားတယ်တေးနေပြီဖြစ်သွားလဲမျက်လုံးမပိတ်တဲ့လောင်းကောင်ကြီးကဝတီကိုကြည့်နေတယ်လို့ပဲဖြစ်နေတယ်ဝတီကြောက်လိုက်တာကိုရဲ့ကဲပါဝတီရဲ့အိမ်ထဲကိုသာပြန်သွားရအောင်တိတ်မကြခင်သူ့လူတွေရောက်လာလို့ဝတီကိုတွေ့သွားမှပြဿနာထက်ရှင်းနေအောင်မေလင်းသက်ခေါ်လာတဲ့အိမ်နဲ့ဝတီလိုက်လာတော့လေအောင်မြတ်ရဲ့မျက်လုံးကဝတီကိုလိုက်ကြည့်နေလို့ထင်ရတယ်ကျွန်တော်တွေ့ဘူးတဲ့မသားရည်ထဲမှာဒီမသားကကြောက်ဖို့အကောင်းဆုံးပဲကြော်စွာပြောတာကိုလင်းသက်ခေါင်းညိတ်ပြလိုက်ပြီးအကြောက်လုံနေတဲ့ဝတီကိုရေတကွက်ခတ်တာလိုက်တယ်ဒီလိုတော်တော်အဖြစ်ဆိုတာပဲဘဲတက်နိုင်မလဲကွာကန်တရားပေါ့ကဲမင်းတို့လင်မယားပကန်းနေယူပြီးတော့ရက်ွက်ဓမ္မယုံကိုပြန်အံ့လိုက်အောင်ဟုတ်ကဲ့ကိုတခုတော့ကိုတို့ကိုမှားထားမယ်ဘာများလဲလင်းသက်ကကြော်စောအောင်မေးလိုက်တော့ကြော်စောကလေးတန်းတိုးတိုးနေအခုတည်းရဲ့လူကအစိမ့်တည်တတိထားအစိမ့်တည်လည်းတည်တာပါပဲကွာဘာထူးလို့လဲဟာအကူကလေအစိမ့်တည်ကတအားကြောက်တာမကျွတ်မလို့ဖြစ်နေတတ်တယ်အေးပါကဲမင်းတို့သွားတော့ဝတီကြောက်နေမှာဆိုလို့ကြော်စောစကားဖြတ်လိုက်ပြီးမြင်ပြန်လွှတ်လိုက်ရတယ်ကိုဝတီတို့ဘယ်လိုလုပ်ကြမလဲစိတ်ထဲဘာမှထားမနေနဲ့တည့်ရဲ့လူကဘာမှလုပ်လို့မရအောင်ကောင်းတဲ့ဘက်ကတွေ့ရင်သူသေးသွားတဲ့အတွက်ဒုလင်မယားအန်နေတောင်กินသေးတယ်အင်းမဝတီကလင်းသက်ပြောတာခေါင်းသာညှိလိုက်ရတယ်ကြောက်စိတ်ကမပြေသေးဘူးအောင်မြန်သူ့ကိုပြောခဲ့တဲ့စကားကိုနားထဲမှာပြန်လို့ကြားရောက်နေအကိုကြီးသိရင်တော့ဝတီနားမှာပဲနေမှာညနေရောက်တော့လင်းသက်ကဝတီကိုတို့လမ်းလျှောက်ရအောင်ဟိုနားဒီနားလိုက်ကြည့်ကြမယ်လျှောက်ကြမယ်လေအိမ်ထဲမှာနေနေရပြင်းစရာကြီးကဲဒါဆိုလားဝတီကသဘောတူတာဆိုတော့နှစ်ယောက်သားအိမ်တကားပိတ်ပြီးထွက်လာကြတယ်။ခြံရှိရောက်တော့နေလျာတိုက်ထားတဲ့ကမတွေ့ရပဲ။တက်လုံးနေနဲ့လမ်းမိမှကြားနေတဲ့တက်လုံးတွေကိုပဲတွေ့ရတယ်။ဝတီကကိုအမြိုင်လောင်မတွေ့တော့ဘူး။စင်းအောင်ကအေးတိုက်ကိုယူသွားလောက်ပြီပေါ့။ဘာလဲ။ဝတီကလိုက်ကြည့်ခြင်းလို့လား။အိုးဘာလို့လိုက်ကြည့်ရမှာလဲ။လင်းသက်ကစတာဝတီကအတင်းညင်းနေ။နှစ်ယောက်တူလမ်းလျှောက်လာရင်လည်းဝတီကဒီဘက်ကအရန်အေးချမ်းနေနော်။ဟုတ်တယ်ဝတီရဲ့ခြံနေရလေအကျဉ်းလူမနေတဲ့အိမ်ကများတယ်။အဲ့လိုအိမ်ဒီမှာလူမနေရင်တရက်တစ်စီတွေနေတတ်တယ်ဆို။ဝတီကအမတ်မထင်ပြီးတော့လင်းသက်ကမဖြစ်နိုင်ပါဘူးဝတီရဲ့လူမနေတော့တိတ်ဆိတ်ချောက်ကြတာပေါ့။ဟိုနာအတန်ထွက်တယ်လို့ဒီနာအတန်ထွက်တယ်လို့ထင်နေတာပါ။အဲ့ဒါတရက်တစ်စီတွေရဲ့အတန်နေမှာပေါ့။လင်းသက်ရှင်းပြပေမဲ့ဝတီကတိုးထင်ရကိုသာစွတ်ပြောနေတယ်။လင်းသက်ကစကားလမ်းကြောင်းပြောင်းလို့
ကိုရိုရီဒီမာနေယာဝတိမိဘတွေတည်သွားရင်ဘယ်လိုလုပ်မလဲဝတိအရာအလုံးကိုဆုံးဖြတ်ပြီးမှကိုနောက်ကိုလိုက်ခဲ့တာပါကိုမန်နဲ့ဒီနက်လန်ကိုရှောက်ပြီးမှဘယ်တော့မှနောက်မလဲဘူးဝတိကရရဲဝန်းကိုပြောလာတော့လင်းသက်ကဝတိရဲ့ပခုံးလေးကိုဖတ်တယ်ကိုနဲ့အတူတူနေရလို့ဝတီစင်းရဲမောင်ကိုစိတ်မကောင်းတပြေးပြီးတော့ပြည့်စုံအောင်ကိုစူးစမ်းမှာပါဝတီရှုံမာရီကို့ကိုလည်းအားကိုးပါရီဝတီကပြန်ပြေးတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ရှောက်လာကြရအတော်ဝေးကိုရောက်လာတော့လင်းသက်ကဝတီကိုပြောလိုက်တယ်ပြန်လဲရအောင်ဝတီမှောင်တော့မယ်ကို့သဘောလေးအဲ့လိုဆိုပြီးလာလန်းအတိုင်းနှစ်ယောက်သာပြန်လဲရှောက်လာကြတယ်အိမ်ကိုပြန်ရှောက်လာတော့အလင်းယောက်ကအနှဲငယ်သာကြံတော့တယ်လို့အမောင်ကလည်းပို့လို့များလာတယ်ကားတစ်စီးတလေသာဖြတ်မောင်းတာလွေပြီးလန်တလန်းလုံးလှူရှင်းနေတယ်။အဲ့ဒီအချိန်သူတို့ရှိမလန်မကန်ကလူတူးရှောင်းလာသည်ကိုနှစ်ယောက်လုံးဝေဝါးစွာနဲ့တွေ့လိုက်ရတယ်။အချင်းကလည်းနေဝင်မိုးချုပ်အချိန်ဆိုတော့မျက်နှာကိုဘသူဘဝမဲမသိအောင်ဖြစ်နေတယ်။တဖြည်းဖြည်းအနားရောက်လာတော့ထို့သူကအလွန်မအောင်အသားမဲမဲဖြစ်ပြီးကိုဝင်းကြီးအနက်ရောင်ရှေ့ကြီးကိုဝှက်လို့ထားတယ်။ပစိုးကလည်းအယောင်မပေါ်လင်းတော့လောက်ညစ်ပေနေတယ်။လင်းသက်နဲ့ဝတီတို့နာရောက်တော့ထိုလူကအတန်အေးကြီးနေ။ဘယ်သွားကြမလို့လဲ။ရုတ်တရက်ဆိုတော့နှစ်ယောက်သာလန့်သွားတယ်။အနီးကမြင်ရတဲ့မျက်နှာကမီးသေးတုံးလိုမင်းနဲ့နေတယ်။စပိန်တွေကလည်းကောက်ွက်လိန်ထုတ်နေပြီးကိုကနန်းစောနေတယ်။သူတို့နှစ်ယောက်ရှိရာပိတ်ရတယ်လို့ကာထားတာဆိုတော့မဖြစ်ပဲသွားဖို့ခက်တယ်။လင်းသက်ကခမရမသိဘူးလေ။ခမရကိုကျွန်တော်မသိဘူး။ငါကမင်းတို့ကိုသိတယ်။မင်းတို့ငါအပိုင်နဲ့ရောက်လာတာငါ့ကိုဘာမှမပေးကြွေးဘူး။ဗျာဘလို့ခမရပါလေ။လင်းသက်ကမင်းလိုက်တော့အဲ့ဒီလူကအားရပါရရှိမောလိုက်တော့ပတ်ဝန်းကျင်တစ်ခုလုံးပဲ့တင်ထလို့သွားတယ်။လင်းတန်းနဲ့ဝတီကထိုလူကိုကြော်လို့သွားမယ်ပြင်တော့ထိုလူကလက်နှစ်ဖက်ကိုဆန်းလို့မသွားရအောင်ငါ့ကိုအစာကျွေးမယ်လို့ဂတိပေးမှမင်းတို့သွားရမယ်။လင်းသက်စိတ်ညစ်သွားတယ်။ထိုလူနာကလည်းအမြန်ဆုံးထွက်သွားကျင်တာဆိုတော့ပြော့ဗျာပြော့ခမရကိုဘာအစာကျွေးရမှာလဲ။ချက်ကောင်လုံးကြော်အတန်လေးလေးကြီးနဲ့ပြောတယ်။ဒါကြောင့်လင်းသက်ကကျွန်တော်တို့မှအခုမှမပါတာပတ်စံယူထားမလားခမရမှသာဝဲလိုက်ပတ်စံကဘာလို့ရမှာလဲမင်းပေးလဲငါမယူငါမှသုံးလို့မရထော်လူကြီးကပြန်ဖြေတယ်လင်းသက်ဘာလို့ရမယ်မသိတော့အခြေအနေကခုတက်ပို့ဆိုးလာရင်မလို့ရပဲပြဿနာဖြစ်တော့မှာအဲ့ဒီရဲ့ချိန်ဘယ်ကခွေးမှန်းမသိရုတ်တရက်ဥရာကိုကြားလိုက်ရတဲ့အတွက်လူမဲကြီးကငါ့ကိုခေါ်နေပြီတွားတော့မယ်ငါ့ကိုကြက်ကြော်မကျွေးတဲ့အတွက်နှွေမွေးတဲ့ကလေးရုပ်ဆိုးပါစေအဲ့လိုပြောလို့သူတို့နှစ်ယောက်ကိုကြော်ပြေးထွက်သွားတယ်ဝဒီကကြောက်ရွံ့နဲ့လေးတန်းနေကို तू ကဘာလဲရင်မသိဘူးလေလာပါမှောက်နေပြီမြင်မြန်ရှောက်မယ်လင်းသက်ကဝတိလက်ကိုဆွဲလို့အိမ်ကိုခက်မြင်မြန်ရှောင်းလာတယ်ချက်ရှိရောက်တော့အိမ်ထဲဝင်မှုပြင်းလိုက်စဉ်ခြံဝပြီးခြံစည်းရိုးနာကခြေတံကိုကြားရတဲ့အတွက်ကိုဘာတန်လဲခွေးနေမှာပါလာအိမ်ထဲဝင်ရအောင်လင်းသက်ကဝတိလက်ကိုဆွဲလို့အိမ်ထဲကိုခက်မြင်မြန်ဝင်လာတယ်အိမ်ထဲရောက်တော့တောက်ရီတစ်ခွက်ကိုဝတိအတွက်ခတ်ပေးလိုက်တယ်ရေတောက်လိုက်မှအမောပြေသွားတယ်ဝတိကြောက်နေလားဘာမှကြောက်မနေနဲ့ကိုတို့တွေးခဲ့တာအယူစိတ်မမှန်ပဲပြောချင်ရပြောနေတာလင်းသက်ပြောတာဝတီမယုံသူမမကြောက်စီဖို့ပြောတာပဲဖြစ်မယ်ဆိုပြီးစိတ်ထဲဟာတွေးထားလိုက်တယ်ကိုအောင်မြိုင်ဝတီတို့ကိုလာမချောက်ပါဘူးနော်ဝတီရလေကွာဖះတရားကိုယုံတဲ့လူကိုတရေမချောက်နိုင်ဘူးလို့ကိုပြောထားရလေဝတီညာဘက်အရင်ဖះရှိကိုပြီးသားအိတ်ဟုတ်ဒလွန်နဲ့အချိန်ကြီးကတွေးရွေးနဲ့ကုံဆုံးလို့အမောင်တို့ကြည်ဆိုးလာတယ်နှစ်ယောက်သာစကားတပြောပြောနေလာပြီးလင်းသက်ပိုင်းစာနဲ့ဝတီကိုထမင်းစားကြမယ်လေဝတီကိုစားလို့လားစားမယ်လေပြန်ပြေးနဲ့သူတို့နှစ်ယောက်မိဖို့ကြောင့်နဲ့ဝင်လာပြီးထမင်းရိုးနဲ့ဟင်းရိုးကိုဖွင့်လိုက်တော့ဝတီထံကအံ့အားတကြီးအာမင်လေးတန်ကြားလိုက်တယ်တစ်ဆက်တည်းကိုမနက်ကချက်ထားကြက်သားတွေမရှိတော့ဘူးအိုးကလည်းပြောင်းနေပြီဘသူစားသွားလို့လဲမသိဘူးလေဝတီမျက်နှာမှာသွေးမရှိတော့အောင်ထိတ်လန့်နေလင်းသက်ကမရှိလဲမစားတော့ပါဘူးကွာဝတီစားသေးလားမစားပါဘူးဒါဆိုလဲလားအိတ်တာပဲကောင်းနေအဲ့လိုပြောပြီးအိမ်ငန်းစီကိုထွက်လာခဲ့တယ်အဲ့ဒီအိမ်ကြီးထဲမှာထူးဆန်းတဲ့အဖြစ်အပျက်တွေများများစွာရှိနေရဲဆိုတာလင်းသက်သိလိုက်တယ်သူ့လို့သွားရင်တယောက်တည်းနေကြရမယ်ဝတီကိုစိတ်ပူမိတယ်ဘလို့အကြောင်းတရားတွေကြောင့်အခုလိုဖြစ်ပျက်တွေကြုံနေရတာလေဆိုတာလင်းသက်တယောက်မတွေးတတ်တော့သူ့ဘေးမှာနှိမ့်နှိမ့်ကြိုက်ကြိုက်အိမ်မောကြနေတဲ့ဝတီကိုကြည့်ရင်နဲ့ဝတီတယောက်နေလေပိုင်းသူမရှိရင်တယောက်တည်းဒီအိမ်ကြီးမှာနေရဲပါမလားလို့တွေးပြီးအချိန်ချင်းတက်ပြင်းချမိရောတယ်နောက်ရက်ဒီလင်းသက်အလုပ်သွားတော့ဝတီတယောက်ပဲအိမ်မှာကြံခဲ့တယ်မမေကငွေပြတ်ဆွလို့ခြင်းကိုသတင်းဆောင်မှထိတ်တယ်လို့လင်းသက်ထဲတဲ့နှုတ်သဘောတူလက်ထက်ခြင်းနဲ့အောင်မြိုင်နိုင်ကြီးကြောင့်ညာတိုက်ဆိုင်စွာပဲတရက်တည်းပါလာတယ်ဝတီလည်းဒီချန်ဒီအိမ်ကြီးမှမနေရဲပြင်မဲ့လောလောဆယ်အစီအမြေဆုံးကဒီနေရာပဲဆိုတော့ကြိတ်မိနေရတယ်အိမ်ငယ်ထဲမှာပြင်းပြင်းနဲ့စာဖတ်နေတော့
ခြေတန်းအခန်းပြင်ဘက်ကနေထွက်လာတဲ့အတန်ကိုဝတီကြားရတဲ့အတွက်ခေါင်းထောင်ပြီးနားဆွင့်လိုက်တယ်။အတန်းတဖြည်းဖြည်းနဲ့သူ့ခန်းဝကိုနီးတဲ့နီးလို့လာတယ်။ဝတီဘာလို့မှမသိကြောက်စိတ်ကလူလူဖြစ်ပေါ်လာတော့ရေကြတဲ့လူလူအခန်းတကာကိုတယောက်ကခောက်တန်လူလူနဲ့အတန်ကိုနားလေးကြားနေရတယ်။မျက်လုံးထဲမှာလည်းအောင်မြတ်ရဲ့ကြောက်မဲ့ခွေရမျက်လုံးပြူးပြူးနဲ့ပုံကပေါ်လို့လာပြန်နေ။အခုတခါကြားလိုက်ရတဲ့အတန်ကပြင်းထန်တဲ့တောက်ခေါက်တန်။အမလီကိုအမြိုင်ဝတီကိုခြောက်နေရလား။ဝတီပါဇက်ကအာတစ်တစ်ထွက်လာတော့နောက်ထပ်အတန်မကြားရတော့တကုံလုံးနဲ့ချွေးရီရွှဲနေလို့နေတယ်။ကျင်းဝန်းလာတဲ့ခြံကြီးထဲမှာရှိတဲ့အိမ်ကြီးမှာတယောက်တည်းနေရတာကြောင့်လေထိတ်လန့်တုန်လုံးမိခြင်းလည်းဖြစ်တယ်။အဲ့ဒီရဲ့ချင်းအိမ်နောက်ပြီးမိဖို့ကန်ကထွက်လာတဲ့တန်ကြားလိုက်တယ်။ဥရိခွေတွေကြွယ်တဲ့အတန်မှာနေရင်းကြောင်တော့ဘသူအိုးလာလှမ်းတာလဲလို့တွေးမိတော့လေအခန်းမြင့်ကိုထွက်ပြီးသွားမကြည့်ရဘူး။ကိုအောင်မြိုင်လှန်စားနေရများလား။တွေးမိတရားရှောက်တွေးနေပြီးတော့အသားတွေတစ်ဆက်ဆက်တုံးလာတယ်။အကူကြီးတောင်မို့ဘေးပံဝဲချင်းကြည့်လိုက်တော့ခေါင်းရည်ချံကအိမ်မဲကြီးကိုဝေတွေ့ရတယ်။အဲ့ဒီအိမ်မဲကြီးမှာလည်းဘသူမှနေတာမဟုတ်ဘူး။နာနာဘဝတွေတစေတရေတွေသာနေတယ်ဆိုပြီးကြော်စွာပြောခဲ့ဘူးတယ်။ကိုအောင်မြိုင်တယောက်တေစုံနဲ့တေးပြီးနောက်မကျွတ်မလို့ဖြစ်ပြီးသူ့နာမှာလာနေရလားဆိုတဲ့အတွေ့ဟာသူ့ရင်ကိုပိုလို့ခြောက်ချစီတယ်။တဏီကုံထမင်းမစားပဲဆောင်းကိုကောင်းမိချုံလို့အိတ်နေလိုက်တယ်။အဲ့ရနိုးတော့ညနေတောင်စောင်းလို့နေပြီ။အလင်းရောင်ကတိတ်မကြံတော့တာဆိုတော့အခန်းမီကိုထလို့ဖွင့်လိုက်တယ်။စိတ်ထဲကလည်းတိတ်မတန်လို့အခန်းတကားဝကြည့်လိုက်တော့ဟမ်ကိုအောင်မြိုင်တကားဝမှာရက်နေရဲ့ကိုအောင်မြိုင်ကိုတွေ့လိုက်လို့လွန်စာထွက်လန့်သွားတယ်။အတကုံဟစ်ပြီးတရင်လေးမေ့မျောသွားလေတယ်။ဝတီဘာဖြစ်တာလဲဟာဘလို့ဖြစ်သွားရတာလဲလင်းသက်ပြေးလာပြီးဝတီကိုပွေထားလိုက်တယ်။ခေါင်းကကရင်အောက်ပေါင်နဲ့ထိခိုက်လို့သွားတယ်။မဖြစ်ဘူးစီကန်းသွားပြမှာဖြစ်မယ်။ဝတီကိုပွေလို့ခန်းထဲကထွက်လာပြီးကားပေါ်တင်လို့စီကန်းကိုမောင်းထွက်လာခဲ့တယ်။စီကန်းရောက်တော့ဆရာဝန်ကဝတီကိုတေးချစမ်းသက်စစ်စီတယ်။ခမည်းမျိုးသမီးနှလုံးခုန်လုံးတအားမြင်နေတယ်။ဟိုထိတ်လက်စရာတစ်ခုခုကိုရင်ဆိုင်ရလို့ပဲဖြစ်ဖြစ်တွေးကြလို့ပဲဖြစ်ဖြစ်အဲ့ဒီခါကျရင်အခုလိုမျိုးဖြစ်တတ်တယ်။ယောဂါတော့မဟုတ်ပါဘူး။ဆရာဝန်ကတေးချရှင်းပြပြီးနောက်လင်းသက်ကလဲကြတာဂိမ်းနဲ့ကောင်နဲ့ထိသွားတဲ့ဒေါက်တာကြည့်ပေးပါဦး။ဆရာဝန်ကဝတိကောင်ကစပင်းလေးကိုအသာဖေးလို့ဒဏ်ရာကိုရှာကြည့်တယ်။ဘာတရားမှမတွေ့ဘူး။တတိယရိတ်တီနေဗျာ။ကျွန်တော်လိုအပ်တဲ့စမ်းသပ်မှုတွေလုပ်ပေးလိုက်မယ်။ကျေးဇူးပါပဲ။စေကန်ရှိခရင်လို့တလုံးပေါ်မှာဝတိကိုပြောင်းတင်ထားလိုက်ပြီးဘေးကနေလို့လင်းသက်ကအချိန်ဒီကိုစောင့်ကြည့်နေလိုက်တယ်။နိုင်ဝက်ခန့်ကြတော့ဝတိတတိပြင်ရလာတယ်။ဝတိတတိရပြီလား။ဝတိကအနှဲငယ်ညှင်းညူလိုက်တယ်။ကိုဝတီဘယ်ရောက်နေရလဲစီကန်းကိုရောက်နေတာဝတီဘာဖြစ်တာလဲကို့ကိုလည်းမြင်လဲကျသွားတယ်ကို့ကိုမြင်တာမဟုတ်ဘူးဝတီအဖြေကြောင့်လင်းသက်အံဝဲစွာနေဖြစ်သွားတယ်သူ့ကိုကြည့်ပြီးလဲကျသွားတဲ့ဝတီကိုသူ့ကိုယ်တိုင်ပြေးပွေလိုက်တာလေကိုဝတီအိမ်မှာတယောက်တည်းနေရတာအရန်ကြောက်တာပဲဘာလို့ကြောက်တာလဲဝတီရဲ့ဘာမှကြောက်စရာမရှိပါဘူးမဟုတ်ဘူးကိုရဲ့ဝတီကြောက်တယ်အဲ့ဒီအိမ်ကြီးမှာဝတီဘလို့မှမနေရဘူးလင်းသက်တက်မြင့်ကိုလေးတွက်စာနဲ့ချလိုက်တယ်လောလောဆယ်နေထားရဒီရင်ကြီးမှပဲအဆင်ပြေတာဆိုတော့ဝတီကိုဝတီစိတ်ထင်တာပါဒီရင်ကြီးမှနေတာအခုချိန်မှာအကောင်းဆုံးပဲလေဝတီမိဘတွေကဆွန့်လွတ်ထားတယ်ဆိုပေမဲ့ဝတီကိုတွေ့တာရင်ချိန်နေဒီမျိုးပြောင်းသွားနိုင်တယ်ဝတီမနေရဘူးအဲ့ဒီအချိန်ဆရာဝန်ရောက်လာပြီးဝတီကိုလိုအပ်တဲ့စမ်းသပ်ဆင်ဆင်းမှုတွေလုပ်ပြီးတယ်ခေါင်းကဘလို့နေလဲနည်းနည်းနာတဲ့ဒေါက်တာမူးလာတော့ကြိုက်တာတော့ဖြစ်သေးလားမဖြစ်ပါဘူးဆရာဝန်ကဆေးမတန်ဆောင်မှရေးမှတ်ပြီးပြန်ရခွင့်ပြုလိုက်တော့လင်းသက်နဲ့ဝတီအိမ်ကိုပြန်လာကြတယ်။အိမ်ရောက်တော့လင်းသက်ကထမင်းမစားရသေးတော့ဝတီထမင်းစားပြီဗလားကိုတော့ပိုက်စာနေပြီ။ဝတီခူးပေးမယ်လေ။ဝတီထိုင်ကုန်ပေါ်မှာမိထိုင်နေရကထမယ်ပြုတ်ခေါင်းထဲကတားမူးလာလို့ထိုင်ကုန်မှာပြန်လို့မိထိုင်လိုက်တယ်။ခေါင်းမနေလို့လားထိုင်ကို့ဘာသာသွားလုပ်လိုက်မယ်။ခုနကဆရာဝန်ကိုပြောတော့ဘာမှဖြစ်ဘူးဆို။ဆင်းကိုတက်ရမှာဆိုလို့ဝတီဆင်းကိုမတက်ချင်ဘူးကိုရဲ့။လင်းသက်ခေါင်းကိုရမ်းလိုက်ပြီးထမင်းခုခတ်ဖို့အိမ်နောက်ဘေးဝင်ပြီးဟင်းအုပ်ပုံဖွင့်လိုက်တော့ဟာဘာမှမရှိပါလားအိုးတစ်ခုလုံးပြောင်းနေတယ်ထမင်းအိုးထဲမှာထမင်းရအပြည့်လက်ရမယွင်းဝတီကိုမေးဖို့စဉ်းစားတော့လေအိုးဟာစီးထားတာမဟုတ်ဘူးတစုံတယောက်တက်စားသွားတဲ့ပုံစံဖြစ်နေအောင်ဆိုတော့မမေးတော့ဘဲနဲ့နေလိုက်တော့တယ်နောက်ရက်တည်းလင်းသက်အလုပ်သွားတာနဲ့ကလမာလေးနော်ကူကအဖော်အဖြစ်ဝတီနဲ့တူလာနေပြီးတယ်နင်လာနေပြီးရဲ့အတွက်ကျေးဇူးပါပဲနော်ကူရဲ့ငါတယောက်တည်းဆိုကြောက်လွန်လို့အခန်းထဲရတော့ပြင်ကိုမထွက်ရဘူးဘာလို့လဲမဟိုလေဟာဟိုရက်ကဒိုးချန်ရှင်းမှာကားတိုက်ပြီးတေသွားတဲ့သူကိုသိတယ်မဟုတ်လားသိတယ်မအဲ့ဒီလူကငါစီလာတယ်ရှင်ဝတိစကားကြောင့်နောက်ကိုလန့်သွားပြီးခေါင်းတော်ကြီးသွားရလို့ထင်ရတယ်ငါသူ့ကိုတကယ်တွေ့တာ
ကြောက်ဖို့ကောင်းလိုက်တာဟေးအမစိတ်တင်လုံနေမှာပါဖြစ်နိုင်မယ်မထင်ပါဘူးတခုတော့ရှိဘာလဲရင်အဲ့လူသေးပြီးဟိုရင်ကြီးမှလာနေရနေမှာပေါ့အဲ့ဒီရင်ကြီးမှငကိုကလေးကတစီတရဲတွေနေရလေနော်ကူကခေါင်းရည်စံအိမ်မဲကြီးကိုရှင်ညွှန်းပြီးပြောဆိုနေမှဝတီတိတယ်အဲ့ဒီအိမ်မဲကြီးမှတရဲတစီတွေတကယ်ရှိရလားနော်ကူအရက်ထဲမှာပြောနေကြတာပဲလားပြေလားကွယ်ညာဆိုရင်အဲ့ဒီအိမ်ရန်နာမှာကောင်မလေးတယောက်ထွက်ရက်နေရဲ့တဲ့ဟုတ်လားနော်ကူတွေ့ဘူးလို့လားကျမဒီဘက်ကိုညဘက်မြောက်တော့မသိဘူးဟိုသူရက်တယ်ဆိုတာလေတကောင်ချိန်လောက်ဆိုတော့ဘယ်မြင်ဘူးမှလေနော်ကူတို့နေရဲ့ခြံကသူတို့ခြံနဲ့နင်းငယ်လန်းတယ်လို့အတွင်းမိုင်းလေးကြတယ်နော်ကူကလာသာနေပြီးတာညနေ4 နာရီလောက်ဆိုသူ့အိမ်ပြန်လို့သွားတယ်4 နာရီလောက်ကညနေ6 နာရီလင်းသက်ပြန်မလာခင်အထိဝတီတယောက်တည်းနေခဲ့ရတယ်ကိုအမြန်ကတော့မသိခင်သူ့ကိုနာကြီးနေမှအမှန်ပဲစစ်စက်ပွဲလုံးမဲ့အချိန်မှာထွက်ပြေးခဲ့တာဆိုတော့သူ့အတိုင်းဝိုင်းကြမှာအရှက်တကွဲကျိုးနေဖြစ်နေမှာပဲသူ့အပေါ်အလွန်တက်မဲ့ဆွဲလန်းခဲ့တဲ့ကိုအောင်မြိုင်ကိုလှုပ်ခဲ့တဲ့သူ့လိုရဲ့ကြောင့်အခုကိုအောင်မြိုင်တည်တော့ဝိညာဉ်ဘွားနဲ့လက်စားချတာလားဒါမှမဟုတ်ဆွဲလန်းခဲ့တဲ့စိတ်ကြောင့်ဝတိနာမှာမကြုံမလို့ဖြစ်နေရလားတော့မသိဘူးတနေရာကိုမှတ်ပထိန်ကြည့်လိုက်ရင်ကိုအောင်မြိုင်ရဲ့ပြိုးကျဲနေတဲ့မျက်လုံးကြီးနဲ့ကြည့်နေအောင်မြင်နေရတယ်တခါတည်းအိမ်နောက်ဘက်ကအိုးတန်ခွက်တန်ကြားရတယ်လို့ဟင်းငယ်နဲ့တပြင်းချတန်ကြီးကိုလည်းနားလေးကြားရောက်မိတယ်နော်ကူးပြန်သွားတာနဲ့ဝတီကန်းကြီးကမထွက်တော့ဘူးစောင်းတုပ်ဖက်ရင်ဖက်ထောင်းမို့စောင်းကောင်းမင်းချုံဝင်နေလိုက်တယ်တခါတည်းမှာတော့သူတို့အိတ်တဲ့အခန်းကနေခေါင်းရရှိအိမ်မဲကြီးလှမ်းမြင်နေရတာဆိုတော့ဘယင်မုံငေးကြည့်နေလေးရှိတယ်အိမ်မဲကြီးတဲ့အတန်ကြီးကြားနေရတယ်လို့လူရိတ်ဒီပဲမြင်နေရတယ်လို့စိတ်ထဲထင်နေမိတယ်အိမ်ရှိကကားတန်ကြလို့ဝတီအခန်းထဲကအိမ်ရှိကိုပြေးထွက်လာတယ်ကိုပြန်လာမလားအလောက်ကပြန်လာတဲ့လင်းသက်ကိုကားတကားဖွင့်လို့ကြိုလိုက်တယ်တယောက်တည်းပြေးနေပလားဝတီနောက်ကူးပြန်သွားရင်ပြင်းတာပေါ့တနေ့ကုန်နေပေးရှာပါတယ်4 နာရီလောက်မှပြန်သွားရလीအေးကွာကိုလဲဝတီအဖော်ရအောင်အင်ကူကောင်မလေးတယောက်ကိုရုံးကတန်ရှင်းတော်ကြီးကိုမှားထားပြီးလင်းသက်ပြောတာကိုဝတီကစိတ်ဝင်စားစွာနေမြမဲရအောင်မှာပေးကိုရဲ့နော်ကူကိုကြိုင်အားနာဖို့ကောင်းနေဟုတ်ပါပြီအဲ့ဒီတော်ကြီးကလည်းရွာတူတူမောင်မြန်ဆုံးခေါက်ပေးမှာပါပြီးရောရေချိုးလိုက်လေဝတီထမွေးဝဲပြန်ထားလိုက်မယ်ကောင်းပါပြီဗျာလင်းသက်ကဝေစားတွေချိုးလို့ရေချိုးခန်းထဲဝင်သွားတယ်ဝတီကတော့ထမင်းဆောင်ဖို့တက်ပြင်ဆင်ပြီးလင်းသက်ကိုစောင့်နေလိုက်တယ်လင်းသက်ကဝတီကိုလွန်စွာချစ်ရှာတယ်လို့ဂယုတတိုင်လေးရှိတော့အဖေမေရဲ့စွန့်မဲ့ခြင်းကိုခံရတဲ့ဝတီရဲ့ပေါ်ဂယုနာတတ်တာလည်းပါတယ်ဝတီကလည်းလျောက်ကြားပေါ်လိုအပ်တဲ့ပြည့်စုံရမှုတွေကိုအလိုက်တသိလုပ်ပေးရကြောင်းသူတို့အိမ်အောင်ရတတရရှိတယ်ထမင်းစားနေနေတဲ့လင်းသက်ကဒီအိမ်ပိုင်ရှင်ကိုတင်ငယ်ချင်းဒီနေ့ကိုစီဖုန်းဆက်တယ်ဘာလဲလေကိုပြန်လာတော့မယ်လေလားနောက်3 လနေကြာအောင်မယ်တဲ့သူ့အိမ်နဲ့ချန်ကိုဆောက်ရှောက်ပေးရတဲ့အတွက်ကျေးဇူးရဲတင်တယ်လို့ပြောတယ်ဒါဆိုဝတီတို့ဒီအိမ်ကြီးမှာကြာအောင်မှာပေါ့ဝတီကစိတ်ပြက်ပြက်နဲ့လင်းသက်ကိုမေးလိုက်တယ်ဝတီကြမနေချင်လဲနောက်တော့ကြည့်ချင်တာပေါ့ကိုဝေစုနေပါတယ်ကိုရဲ့ဝတီပစ္စည်းတွေထုခွဲလိုက်ရင်ရပါတယ်နေဝတီပစ္စည်းတွေထိလို့မဖြစ်ဘူးကို့လိုအားကနေရအောင်ဝင်မယ်လင်းသက်ကဝတီရဲ့ပစ္စည်းတွေလုံးဝမထိဘူးအစားအစာကုန်ကြသမျှသူ့ငွေကြီးပဲအမြဲသုံးနေဒါလိုလဲဘယ်ဟုတ်ပါမလဲဝတီပစ္စည်းကကို့ပစ္စည်းပဲမဟုတ်လားကိုတို့ရှင်သွေးလေးရရင်သူ့အတွက်ထားလိုက်သူ့မိပစ္စည်းသူ့ပိုင်တင်တာပေါ့ကိုနော်ဘာပြောနေရလဲဝတီရှက်တယ်ဝတီကခေါင်းအောင်ငုံပြီးရှက်ရုံးနဲ့မူရှာနေပြောတယ်ဘာရှက်စရာလဲမေရဲ့ကိုနော်ပြောမြိုင်ကဲဟာဝတီကလင်းသက်ရဲ့ဘိုက်ကိုသူ့လက်နဲ့လိန်ဆွဲလိုက်တယ်အောက်မလီနာလိုက်တာဒါနမူနာပဲရှိသေးရဲ့နော်အဲ့ဒီရဲ့ချင်းဟာဘာတန်လေအိမ်နောက်ဖေးရပဲသူတို့ထမင်းစားနေတဲ့အခန်းနောက်ကထွက်လာတဲ့အတန်ကြောင့်နှစ်ယောက်သာအံ့ဩပြီးတရားမနာတရားကြည့်မိကြတယ်ကိုသွားကြည့်လိုက်မယ်ဝတီလဲလိုက်မယ်လေသူတို့နှစ်ယောက်ထမင်းစားခန်းကထွက်လာပြီးမိဖို့ခန်းနဲ့ဝင်လာလို့အခြေအနေကိုကြည့်လိုက်တယ်မိဖို့ဘဝဟင်းကိုပြုတ်ကြတာပဲဟာဟင်းနေလည်းမရှိတော့ဟင်းရိုးထဲမှာဝတီချက်ထားတဲ့အမေသားဟင်းကတတုံးမှတော့မကြံတော့ဘူးအားလုံးပြောင်လို့နေတယ်ဝတီကထိတ်လန့်စွာလင်းသက်လက်မောင်းကိုအတင်းဆုပ်ထားတယ်လင်းသက်ကအခြေအနေကိုကြည့်ပြီးတော့ခွေးတကောင်ကောင်ဝင်စားသွားနေမှာပါအသားကလည်းတိတ်မကြံတော့ဘူးမဟုတ်လားအဲ့လိုပြောလို့ဟင်းနေမရှိတော့တဲ့အိုးကိုပြန်လုကောက်ပြီးစင်မော်တင်ထားလိုက်တယ်လာထမင်းပြန်စားမယ်ထမင်းစားရတာအာယုံနောက်တယ်ဝတီမစားချင်တော့ကိုပဲစားလိုက်တော့လာမဝတီရဲ့စိတ်ထဲဘာမှမထားနဲ့ဒါကြောက်စရာလည်းမဟုတ်ဘူးလာကိုတို့ထမင်းဆက်စားကြမယ်လင်းသက်ကချုံမော့ပြောဆိုလို့ဝတီထမင်းစားခန်းကိုပြန်လာပြီးနှစ်ယောက်တို့ထမင်းစားလိုက်ကြတယ်ထိတ်လန့်နေတဲ့ဝတီရဲ့မျက်နှာမူရှာကဘယ်နေရာကိုမှရင်းရဲပဲမကြည်ရဲတော့လောက်အောင်ဖြစ်နေလျောတာပါလူတစ်ကိုယ်လုံးလေထဲမှာလွင့်မြော်နေတယ်တကိုယ်လုံးလည်းအေးဆက်လို့နေတယ်အိမ်ထဲမှာတယောက်တည်းမို့တိတ်ဆိတ်နေတယ်အကမ်းမရင်ပေါက်ကနေအိမ်မဲကြီးစီကိုအကြည့်ရောက်သွားတယ်
ကိုအောင်မြိုင်အိမ်မဲကြီးရန်နာမှာမတ်တက်ရက်နေတဲ့အောင်မြိုင်ကိုတွေ့လိုက်ရတယ်။ငကိုရေယာမှရုပ်ဆိုးလာတဲ့ရုပ်ရည်ကအခုလိုညမောင်မှာပိုလို့ကြောက်ကြစရာကောင်းနေ။ကိုအောင်မြိုင်ကြည့်နေရကသူရှိနေတဲ့အခန်းစီကိုဖြစ်တယ်။ဝတီကြည့်နေရင်နဲ့အိမ်မဲကြီးရန်နာမှာကိုအောင်မြိုင်ကိုမတွေ့ရတော့ဘူး။ तू ဘယ်ရောက်သွားပြီလဲ။တွင်းနေစင်မှာစိတ်တရတိတ်မတင်ကလို့နောင်းလဲကြည့်လိုက်တော့ရှင့်ကိုအောင်မြိုင်သူ့ခံဝါမှာမျက်လုံးကြောင်ကြီးနဲ့ရက်နေတဲ့အောင်မြိုင်ကိုတွေ့ရတယ်။အိုရှင်ဘာလာလောက်တာလဲမလာနဲ့အတင်းကြုံပြီးអွန်လိုက်တော့လေအောင်မြိုင်ကပျောက်သွားခြင်းမရှိဘဲနဲ့ပေလို့ရက်နေတယ်။အသားကမေခေါင်းကပြောင်ပြောင်ခေါင်းနဲ့ရဲ့သွားတဲ့အပြင်ပြိုးကြောင်ပြီးတေနေရဲ့မျက်လုံးကဝတိကိုကြည့်နေတယ်လို့ပဲ။ရှင်သွားနော်ရှင်ထွက်သွားမလာနဲ့ဝတိကအော်တော်လေအောင်မြိုင်ကမလှုပ်တဲ့အပြင်တပြေးပြေးနဲ့သူ့လက်တစ်ဖက်မြောက်လာပြီးခေါင်းဆိုင်ကျသွားလို့ဝတိကိုလက်ညှိုးထိုးလိုက်တယ်။ရှင်မလှုပ်ချင်တာလေရှင်ကိုကျမကြောက်တယ်သွားပါတော့အောင်မြိုင်ကခေါင်းကိုစိုက်လျက်နဲ့ရမ်းလိုက်တယ်ဝတီကသွေးယူသွေးတန်းနေရှင်ကျမကိုခွက်လို့ပါကျမရှင်ကိုရုပ်ဆုံးလို့လက်မတက်ခဲ့တာပါကျမကိုနားလေပါနော်အောင်မြိုင်ခေါင်းကိုခါရမ်းလိုက်တယ်ပြီးတော့စိုက်ထားတဲ့ခေါင်းကတဖြည်းဖြည်းပြန်မော်လိုက်တယ်ဟာရှင်နဲ့နာကားတိုက်ခံရစဉ်ရုပ်ပြက်စင်မြဲဖြစ်နေတဲ့ပုံဖြစ်နေတော့ဝတီနောက်ကိုတဖြည်းဖြည်းဆုပ်သွားတယ်အောင်မြိုင်ကတလန်ချင်းရှေ့ကိုတိုးကပ်လာတော့ဝတီသူ့ကိုလက်နဲ့ကာထားလိုက်တယ်စိတ်ထဲမှာလေလင်းသက်ကိုတတိယသွားတယ်ကိုဘယ်ရောက်နေလဲအရေးတယ်လင်းသက်ကဘယ်ရောက်နေမှမသိဝတီအသားရည်လည်းတစ်ဆက်ဆက်တုံးလုံးနေတယ်ဇော်ကျွေးတွေကလည်းပြန်နေတော့ဝတီအသက်ရှူအောင်ရက်လို့သွားခြင်းနေရှေ့မတိုးနဲ့နော်ဆက်မတိုးလာနဲ့နော်အသက်ကွန်အော်ဟင်းလိုက်တော့အောင်မြိုင်ရုပ်တရက်တလန်းချင်းလန်းနဲ့ခြေလန်းတို့ရက်သွားတယ်ရှင့်ကိုကျွန်မတောင်းပန်ပေးပြီလေရှင်သေးတာရှင့်မှသာကားတိုက်တည်တာကျမနဲ့ဘာမှမဆိုင်ဘူးဝတီရစကားကိုထိထိငုံငုံနဲ့ရှင်းပြတယ်သူကိုယ်တိုင်ကလည်းထွက်ပေါက်တစ်ခုကိုရှာတယ်ဒါမဲ့အခုသူ့နေတာကြောင်ပိတ်မိနေပြီအောင်မြိုင်ရဲ့လှုပ်ရှားပုံကိုကြည့်နေရင်အောင်မြိုင်ရုပ်တရက်သူ့ခန္ဓာကိုလှုပ်ရှားလိုက်တယ်ဝတီစီကိုတမ်းမတ်စွာပြေးထွက်လာပြီးအတင်းပြေးလို့တွန်းချလိုက်တယ်ဝတီပြင်းနဲ့စွာအော်ဟစ်လိုက်တယ်အိမ်နောက်သူ့ကိုယ်လုံးနေတဲ့မြောက်တက်လို့သွားတယ်လို့သူပါဆိုပါကူမှလုံးဝမမြင်တွေ့ရတော့ဘူးဝတီဘာဖြစ်တာလဲတကွန်လုံးချွေးတွေပြန်နေတဲ့ဝတီကိုလင်းသက်စိတ်ပူစွာနဲ့ခေါ်လိုက်တယ်ဟိုကိုအမြိုင်ဝတီကိုလေမျက်လုံးလေလို့ပြောနေတဲ့ဝတီကိုလင်းသက်ကဘယ်သူမှမရှိပါဘူးဝတီရဲ့ဝတီအိမ်မက်နေရပါမဟုတ်ဘူးဝတီအိမ်မက်တာမဟုတ်ဘူးကိုအမြိုင်ဝတီစီတကယ်လာတာဒီခန်းထဲကိုပဲလင်းသက်တပြင်းချလိုက်ပြီးတောက်ရည်တစ်ခွက်ကလို့ဝတီကိုတိုက်လိုက်တယ်ဝတီကရေတောက်ပြီးနောက်ကိုကဘယ်သွားနေရလဲဟမ်ကိုဘယ်သွားနေလို့လဲဝတီနဲ့တူအိတ်နေရလေမဟုတ်ဘူးကိုအမြန်လာတော့ကိုမရှိဘူးဝတီကြောက်လိုက်တာမပြောပါနဲ့သူဝတီကိုတေးအောင်တတ်တာကဲပါဝတီရဲ့ပြအိမ်နော်ကိုဖျားစာရွတ်ပေးမယ်လင်းသက်ကဝတီကိုရင်ဝင်ထဲထည့်ထားပြီးအန်နီယကင်းပြိတ်တရားရွတ်ပြီးတော့မကြခင်မှာပဲဝတီပြန်လို့အိပ်ပျော်သွားလိမ့်တယ်လင်းသက်သူ့ရဲ့ရင်းနှီးဆုံးတငယ်ချင်းဖြစ်တဲ့တရားကိုလက်ဖေးဆိုင်ခေါ်လို့ဝတီဖြစ်ပြနေတဲ့အကြောင်းတွေကိုပြောပြလိုက်တယ်အဲ့ဒါပဲတရားငါဘလို့လို့လုံးဝမနာမသိတော့ဘူးမင်းမိမအမြဲဖြစ်နေရလားအမြဲထိတ်လန့်နေတယ်သူတယောက်တည်းဆိုရင်ပိုဆိုးတာပေါ့ကွာတရားကစင်းစင်းစားစားနေဟိုတခါတလေစိတ်ကြောင့်ဖြစ်တာတွေရှိတယ်အစွဲတွေပေါ့တတ်နိုင်သမျှသူ့စိတ်ကိုငြိမ်အောင်ထားခိုင်းဘာသာရေးလုပ်ခိုင်းမောလင်းသက်ရဲ့အေးကွာငါလေးစိတ်ညစ်တယ်ဘာလို့မှမသိတော့လင်းသက်ရဲ့ညင်ညူစကားကြောင့်တရားကဒါလောက်လေစိတ်ညစ်မနေပါနဲ့နောက်တော့နေသားကြသွားရင်အစိမ့်မြင့်မှာပါမင်းတို့အိမ်ကလည်းလူနေတာပါတယ်မိမိမောင်ဖော်လေးပါလေးရှာပေးလိုက်စိတ်မျိုးပြောင်းသွားတာပေါ့ငါလည်းရှာနာပါတယ်ဒီအပိုင်းရောက်မယ်ထင်တာပဲနေဘက်ကအိမ်ကူကောင်မလေးတယောက်ရောက်လာမယ့်အကြောင်းတရားကိုရှင်းပြလိုက်တယ်အိမ်နောက်တရားနဲ့တခြားလုပ်ကိစ္စအကြောင်းတွေပြောလို့လက်ဖက်ရည်ဆိုင်ကပြန်လာခဲ့ကြတယ်ညနေအိမ်မရောက်တော့ဝတီကဒီနေ့ခေါင်းနေတောင်းမှုတွေကိုရဲ့ရင်ထဲမှာလည်းအီလေလေအန်နာလေးခဏပဲဘာလို့မှမသိလို့ကိုပြန်လာအောင်စောင့်နေတာအိမ်ရဘောကနေမထနိုင်မေပြောတဲ့ဝတီကိုလင်းသက်ကစိုးရင်စွာနေစီကံသွားပြမယ်လေကိုရေချိုးပြီးခဏနားပါအောင်ညရောက်မှသွားတာပေါ့ရပါတယ်ဝတီနေမကောင်းဖြစ်နေရပဲစီကံရင်ပြမယ်ပြန်လာမှကိုရေချိုးတင်းမင်းစားတော့မယ်ဝတီကိုလင်းသက်ကအတာပွေ့ခွဲလို့ဆဲထုတ်ပြီးတွဲလို့ချန်နေရကားစီကိုခေါ်လာခဲ့တယ်အဲ့ဒီချိန်ချန်နေကိုကြော်စွာနဲ့နော်ကူတို့လူများဝင်းလာနဲ့သွားဆုံနေကြော်စွာအမနေမကောင်းလို့နော်ကူအောင်ပြောလို့ဒီနေ့ကားသိမ်းတာစောတာနဲ့လာတာဟုတ်တယ်ကြော်စွာအခုပဲမင်းမကိုစီကံသွားပြမလို့မင်းတို့မှလိုက်ခဲ့လေလိုက်မယ်ကိုလိုက်ခဲ့မယ်ဝတီကိုကားနောက်ခန်းထဲပို့ပြီး
လင်းသက်ကအိမ်တကားတွေကိုလိုက်ပိတ်လိုက်တယ်ကြော်စွာအကောင်းအောင်မောင်းလို့စေကန်းအောင်သွားကြတယ်စေကန်းအောင်တော့ဆရာဝန်ကလိုအပ်တဲ့ကျန်းမာရေးစစ်ဆေးမှုတွေကိုလုပ်ပြီးလင်းသက်ကိုခမမိမမှာကိုရင်ရှိနေပြီဗျာဟုတ်လားဟုတ်တယ်လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးမှုကိုပုံမှန်လုပ်ပါနေ့စဉ်ပုံမှန်သောက်ဖို့စီလည်းပေးလိုက်မယ်ဟုတ်ကဲ့ဝတီမှာကိုဝင်ရှိနေရေဆိုတော့မကြခင်သူကကလေးပေဖြစ်တော့မယ်ဆိုတဲ့အတွင်းနဲ့ရှင်ထဲလုံပြောလို့သွားတယ်ဝတီမျက်နှာမှာလည်းကျင်းတဲ့ပီတိပြုံနေဝေလို့နေတယ်ဝတီအစားအသောက်နေတိုင်းနဲ့ကျန်းမာရေးကိုဆင်ခြင်ရမယ်နော်အလေးပေနဲ့လည်းမမရအောင်တက်နိုင်သမျှကိုယ်စိတ်ကိုတန်ရှင်းအောင်ထားပါကြောင်းလန့်ထိတ်လန့်စရာတွေမတွေးရအောင်ဟုတ်ကဲ့ပါဆရာဝန်ကလည်းလင်းသက်နဲ့ဝတီတို့ကိုရင်းနှီးစွာလိုအပ်တာတွေကိုအသေးစိတ်မာတယ်ဝတီဟာကိုဝင်ရှိကြောင်းကျော်စွာနဲ့နော်ကူတို့တီတော့လွန်စွာမှပဲဝမ်းသာကြတယ်ကျော်စွာကျွန်တော်အိမ်အောင်ကြတာတစ်နေ့ကျော်နှစ်နေ့ရှိပြီနော်ကူမှကိုဝင်ကိုမရအောင်အခုတော့လာပိုင်းပဲရှိရဲ့အကိုတို့ကခလေးရပြီဝမ်းသာတယ်ဗျာနော်ကူနေမကိုရင်နဲ့ပို့ယူဆိုင်ကြလားကြားပါတယ်အမဘာမှမပူနဲ့နော်အမကလေးမွေးရင်ကျမထိမ့်မယ်ကျော်စွာနဲ့နော်ကူတို့နှစ်ယောက်လုံးကလှိုက်လိုက်လေးဝတီရရှိုင်းဝန်းစွာနဲ့ခေါင်းငုံလိုညှိပြတယ်ဝမ်းသာဆုံးဖြစ်တဲ့လင်းသက်ကတော့ယောက်ျားလေးမွေးဝတီကိုကယောက်ျားလေးလိုချင်တာဒါမှအဖေနဲ့တူပြီးရုပ်ချော်မှာအိုးဘယ်တိမှလဲယောက်ျားလေးမမွေးပဲဝတီမိန်းကလေးမွေးရင်ကိုကမချစ်ဘူးလားနော်ကူကပါဝင်လို့ဟုတ်တာပဲကိုရဲ့ဖျားပေးတာရရမှာပေါ့ကဲပါဗျာဘာလေးပဲမွေးကိုကကိုယ့်ရင်သေးကိုချစ်မှာပဲဝတီကကျေနပ်စွာနဲ့လင်းသက်ပကုံခေါင်းနဲ့မိထားလိုက်တယ်စေကန်းပြန်တော့ကြော်စွာပဲကားကိုမောင်းလာခဲ့တယ်လင်းသက်နဲ့ဝတီကနောက်ကမ်းမှာထိုင်လို့နော်ကူကကားမောင်းနဲ့ကြော်စွာပြီးထိုင်ကုန်မှာထိုင်နေကားလေးကညမောင်နေမှာတရေရင်နဲ့မောင်းလာခဲ့တယ်သိမကြခင်ပဲလင်းသက်တို့ဂျာမကိုရောက်လာတယ်အဲ့ဒီချိန်ဝတီကဟာဟိုမခြံတကားပေးကိုလက်ညှိုးထိုးလို့ပြလိုက်တယ်မျက်နှာကလည်းလွန်စွာထိတ်လန့်နေပုံရတယ်ဘာလဲဝတီဘာဟုတ်တွေ့လို့လဲကိုအမေဝတီကိုကြည့်နေတယ်ကျော်စွာကကားပရိတ်အုပ်လိုက်တယ်ကာမီးကဂျန်ဝါကိုထိုးထားတယ်ဝတီကတော့မျက်လုံးကြောင်ပြီးဂျန်ဝါဘေးကိုကြည့်နေရဆိုတော့လင်းသက်ကဝတီဘာမှမရှိပါဘူးကိုပြောတာမယုံရင်ကျော်စွာနဲ့နော်ကူကိုမေးကြည့်ဟုတ်တယ်မရဲ့ဘာမှမရှိပါဘူးဝတီကဂျန်ဝါဘေးမှာသူ့ကိုတေချာဆိုင်ကြည့်နေရဲ့အောင်မြိုင်ကိုရှင်သွားကျမကိုဘာနှောက်ရှက်မလို့လဲအဲလိုပြောလိုက်တော့လင်းသက်ကဝတီသတိထားလေသတိထားကြော်စွာမောင်ကားကိုအိမ်ထဲသာမောင်အဲလိုပြောလိုက်တော့ကြော်စွာကားကြီးအောင်ထိုးလို့မောင်းထွက်လာတယ်ကားခြံထဲဝင်မဲ့ပြုဝတီမန်တကားပြင်မဲ့ကြည့်ပြီးဟာဝတီဘာဖြစ်တာလဲဝတီဘာမှပြောပေလင်းသက်ရင်ဝင်နဲ့ခေါင်းဝင်လို့ဖွက်ထားလိုက်တယ်အသားတွေတစက်စက်တုံးနေတဲ့ဝတီကိုစင်မကောင်းစွာနဲ့ပခုံးကိုဖတ်ထားရင်လင်းသက်တယောက်တက်ပြင်းကိုချင်းချင်းချမိရော်တယ်ဝတီကုံဝင်ရှိရာသိပြီဆိုတာနဲ့လင်းသက်ဝတီအဖော်ရစီဖို့အိမ်ကိုတက်ကိုအမြန်ရှာတော့အညာဒေတာက15နှစ်ရွယ်ကောင်မလေးတယောက်ရလိုက်တယ်ကောင်မလေးကအသက်ငယ်ပေမဲ့တော်တော်လဲချက်ချာရှိတာဆိုတော့ဝတီအားကိုရတယ်လို့တယောက်တည်းနေရတဲ့သူ့အတွက်အဖော်ရလာတယ်အိမ်ကူမလေးနဲ့မယားမိစဉ်ဖြစ်ပြီးဝတီတို့လင်မယားကိုလည်းအမကြီးကိုရင်လို့ခင်ရှာတယ်ဝတီတို့ကလည်းအိမ်လုံးသမားလို့သဘောမထားပဲညီမလေးရင်းသဖွယ်ကုညီစောင့်ရှောက်ကြတယ်မမိစဉ်အဝတ်လန်းလိုက်အောင်မယ်အော်အေးမိစဉ်ကရှော်ပြီးသားဝတ်တွေစလုံးနဲ့ထဲလို့အိမ်ကောင်းကြီးကျိုးတဲ့နေရှိရာထွက်သွားတယ်ဝတီလည်းဧကန်ထဲမှာစက်တီကုံဒီကိုဖုန်နေတုတ်လို့နေတယ်မမိစဉ်ကအော်လို့အိမ်နဲ့ပြင်းဝင်လာတော့ဝတီကဟဲ့ဘာဖြစ်တာလဲအလန့်နေကြဟိုမိစဉ်ရဲ့ပုံကလွန်စွာကြောက်လန့်နေပြီးစကားပြေတာမှကြက်ချင်းပြောမထွက်ဖြစ်နေတယ်ပြောလေဘာဖြစ်လို့လဲအလန့်နေကြနဲ့ဟိုခေါင်းရည်ချံဟမ်ဝတီအကြီးကမှန်မရင်းပေါက်တီကြော်လို့ခေါင်းရည်အိမ်ကအိမ်မဲကြီးကိုလှမ်းကြည့်လိုက်တယ်မိစဉ်အဝင်လန်းနေတော့အသားမဲသွားခေါ်ကရုံးတဲ့လူကြီးတယောက်ဒီရင်ကြီးကိုလှမ်းကြည့်နေတယ်ဟမ်ဝတီမျက်လုံးမှာအောင်မြတ်ရဲ့ရုပ်ပုံကိုချက်ချင်းပြေးမိတယ်တကယ်ပြောတာမမရဲ့ရုပ်ကကြောက်စရာကြီးစိုးလိုက်တာပြောမနေနဲ့အဲ့ဒီရင်ကြီးမှာလူမနေပါဘူးမသိဘူးမမရဲ့အဲ့လူကလူစစ်တော်မဖြစ်နိုင်ဘူးတရက်တစ်စိမ်ပဲဖြစ်မှာမိစဉ်လေအဲ့လူလောက်ရုပ်ဆိုးရဲ့လူတခါမှမတွေ့ဘူးမိစဉ်ကကလေးပြီးသူတင်ရအောင်ရှောက်ပြောတယ်ဝတီယာကိုအကြောင်းနဲ့ကိုဆိုတော့ဘာမှမပြောပဲထိုင်ကုန်မှာခြေပြက်လက်ပြေထိုင်ချလိုက်တယ်ခဏကြာမှမိစဉ်ရောအဝတ်တွေကုန်လှမ်းငက်လာမိစဉ်ကြံသေးလားမကြံတော့မမအကုန်လှမ်းပြီးဒါဆိုအိမ်နောက်ဖေးမှာလှုပ်ရှားရှိရသွားလှုပ်လိုက်ဟုတ်ကဲ့မမမိစဉ်အိမ်နောက်ဖေးဝင်သွားတော့ဝတီတယောက်တည်းထိုင်စင်းစားတယ်ကိုအောင်မြန်တစိမ်ဖြစ်ပြီးသူ့ကိုချိန်တိုင်းလက်နောက်ရှက်လို့နေတာသူ့ကိုလက်မခံခဲ့တယ်လို့
စစ်စပွဲလုံးမဲ့အချိန်မှာလင်းသက်စီထွက်ပြေးခဲ့တာနာကြီးနေမှမလွယ်ဘူးတိုက်ဆိုင်စွာနဲ့အောင်မြိုင်သေးတော့သူနဲ့လင်းသက်တို့ရဲ့ခြံကြီးရှိမှလားသိတယ်မမအိမ်တော်ဖေးကပြန်အောင်လာပြီးသူ့ကိုခေါ်နေတဲ့မိစင်ရဲ့အတန်ကိုကြားမှဝတီအတွေးလူနေရကသတိပြန်ဝင်နေဘာလဲမိစင်ဟင်းရိုးတွေစပွဲပေါ်မှာစကားနဲ့အုပ်ထားလိုက်တယ်ဟိုကြောင်ရင်နဲ့ထည့်မထားဘူးလားမမထမင်းဆိုင်အစင်းသင်းဖြစ်အောင်လို့ပါအေးလေးပြီးတာပဲမင်းစင်ကိုပြောပြီးထိုင်ရထားလို့ခြံထဲဆင်းလာခဲ့တယ်အရင်ကဆိုလင်းသက်အလုပ်သွားတာနဲ့ဝတီခန်းထဲကပြင်ကိုမထွက်တော့ဘူးနောက်ကူးလာမှပဲထွက်လေရှိတာယခုတော့မင်းစင်အပေါ်ရှိနေတာသူ့အတွက်အားတစ်မျိုးရှိခဲ့တယ်ခြံထဲမှာတပြက်စီလဲအမိုက်ကောင်းနဲ့လှုပ်လိုက်တော့အချင်းကကုံမန်းမသိကုံသွားတယ်မင်းစင်ကလည်းသူနဲ့အတူဝိုင်းလုပ်ပေးရှာတယ်မမတို့ခြံကအကျဲကြီးပဲနော်တပင်ကြီးရလည်းအများကြီးပဲမမနေတာပဲမမတို့ကြံမဟုတ်ပါဘူးကိုလင်းသက်ရဲ့တငယ်ချင်းချန်လေမမတို့ကချမ်းဆောင်သဘောမျိုးနဲ့လားနေတာမမတို့ကတတိတွေမဟုတ်လားအပီးဝယ်လိုက်ပါလားမင်းစင်ကကလေးပြပြပုံမှန်လင်းလင်းပြောတော့ဝတီကမင်းစင်မရှိတော့ဆိုလေမမတယောက်တည်းအခန်းထဲကပြင်ကိုတော့မထွက်ဘူးဘာလို့လဲချမ်းလေအကြီးတိုက်ကြီးကလည်းကြီးလေတယောက်တည်းနေရောစိတ်ချောက်ချတာပေါ့ပြီးတော့စကားကိုဆက်ပြောမယ်လို့ပြီးမှရက်သွားတဲ့ဝတီကိုမင်းစင်ကဘာဆက်ပြောမလဲလို့နားထောင်နေပြောလေမမရဲ့ပြီးတော့မှဖြစ်လေဟိုခေါင်းရင်အိမ်ကြီးလေအဲ့ဒီအိမ်ကြီးမှာဘာလို့ရှိလဲခုနမင်းစင်တွေ့ခဲ့တဲ့လူလိုမျိုးလူတွေရှိလို့လားမင်းစင်ကိုအမှန်တိုင်းပြောရင်တိတ်မသိစဉ်းစားလိုက်ပြီးမှခလေးရွယ်မှုမပြောတာပဲကောင်းမယ်လို့တွေးနေမိတယ်မမင်းစင်မိတာဖြေအောင်လေအော်အေးစကားကိုဖျက်လိုက်ပြီးခြေလက်စီဖို့အိမ်ထဲပြန်ဝင်လာပြီးရေချိုးကန်းဝင်လာခဲ့တယ်မင်းစင်ကထမင်းဟင်းတွေကိုခုကက်ပြင်ဆင်မှုထမင်းစားခိုက်ကိုထပ်သွားလိုက်တယ်တိတ်မကြလိုက်ဟာလုတ်ပါအောင်မမရဲ့ဟင်ဘာဖြစ်တာလဲဝဒီရေချိုးကန်းအလင်းမြန်ထွက်လာပြီးမိစင်စီကိုလာလိုက်တယ်မိစင်ကကြောက်ကြောက်လန့်လန့်နဲ့ထမင်းစားခိုက်ပရင်းပေါက်ကိုလက်ညှိုးထိုးတယ်မမဟင်းတွေကိုလေဟိုကောင်ကြီးစားသွားပြီဟမ်ဝတိမျက်လုံးနဲ့အာမြရဲ့ပုံပြေးမြင်လိုက်တယ်မင်းစင်ကိုမြင်လို့လေပရင်းပေါက်တကားနဲ့ခုန်ချပြီးတော့ထွက်ပြေးသွားတယ်ထမင်းစားစပွဲပြီးမှလေဟင်းနေရပြောင်းလို့နေတယ်ဟုတ်လို့လားမင်းစင်ရဲ့နေတွေးလိုက်လို့လားဟုတ်တယ်မမရဲ့မင်းစင်ကိုလည်းမြင်ရောတစ်ချက်လေးကြည့်ပြီးကိုပြေးတာဝဒီရမက်ကိုဖိထားရတယ်နှလုံးခုန်တဲ့တတိုင်းတိုင်းဘာလို့ဘာခင်ရမှန်းတော့မသိဖြစ်နေတာမမဗိုက်စာနေပလားယင်ခဏဆောင်နော်မင်းစင်ကြက်ဥကြော်လိုက်မယ်ဟိုရတယ်စားလို့လည်းရမှာမဟုတ်တော့ဘူးမင်းစင်တွေပဲကြော်လိုက်တော့ဟိုရတယ်မင်းစင်ကငပိရင်နဲ့စားလိုက်ရတယ်မင်းစင်ကဝဒီစားစီကိုကြက်ဥကြော်ရင်ပြင်ဆင်နေစဉ်ဝဒီဟာမင်းစင်တွေးလိုက်တာအဝတ်လန်းရင်နဲ့ဟိုဘက်ကျန်ကနေဒီရင်ကြီးကိုကြည့်နေရလို့လားမဟုတ်ပါဘူးကြောက်နေကြီးပါတကုံလုံးနှက်မောင်နေရပဲဝတီခုမှပဲတက်ပြင်းချနိုင်တယ်အောင်မြိုင်တက်စားတာဆိုရင်သူနေကြအောင်ရှိမှမဟုတ်တော့ဘူးတေချာတာတကူကလည်းဒီနားဝန်းကျင်မှာကြောင်နဲ့မရှိခြင်းပဲဝတီကုံဝင်ကတဖြည်းဖြည်းနဲ့လိုင်းရင်လာတော့အရှင်လုံးနေရထိုင်ရသွားရလာရမကောင်းတော့ဘူးအိမ်လုံးမနှမြမိစင်တူတဲ့တိုင်ငံလှုပ်ရှားတယ်မိစင်ရဲ့အလိုက်သိမှုကြောင့်လေဝတီစိတ်ချမ်းသာရတယ်တရက်နေ့လေကင်းအိမ်ထဲမှာပူတာနဲ့ခြံထဲမှာဆင်ပြီးဝတီအနားယူနေလိုက်တယ်မိစင်ကတော့ဝတီဘေးမှာထိုင်ရင်တခြားစကားတွေကိုထိုင်လို့ပြောနေကြတယ်အဲ့ဒီရဲ့ချင်းနှာခေါင်းထဲကိုအမွှေးနဲ့ရလို့ဝတီဟာမိစင်ငါအမွှေးနဲ့ရတယ်နေရှူကြည့်စမ်းဟုတ်တယ်နော်မမမိစင်လည်းရတယ်ဘယ်ကလည်းမသိဘူးဝတီနဲ့မိစင်နှစ်ယောက်သားအနက်ရရစီလိုက်လို့ကြည့်ရင်နဲ့ဝတီကခေါင်းရည်ချံကိုအကြည့်ရောက်လို့သွားတယ်ဟမ်ဘာလဲမမဟိုချန်ကြီးတွေကိုကြည့်လိုက်စမ်းမိစင်ကခေါင်းရည်ချံကြီးတွေကြည့်လိုက်တယ်ခြံထဲမှာအုံပြောခွဲတွေပြင်ဆင်ထားပြီးအမွှေးတိုင်ဖျောင်းနိုင်တွေကိုထုံးလို့ရှေ့မှာကြက်ကြော်မဲကြော်ကန်တွေပြင်ဆင်ထားတယ်ရှမ်းဝေးစုံဝတ်ထားတဲ့နှကမ်းဝေးကားကားနဲ့လူကြီးကအဲ့ဒီပွဲရှိမှထိုင်လို့ပါဇက်ကလည်းဂါရာတပုတ်ကိုမန်းမုံလို့နေတယ်ထိုလူကြီးနောက်မှာမိမကြီးတူနဲ့ဝဒီနဲ့အသက်ရွယ်တူလောက်ရှိမဲ့အမျိုးသမီးတူတို့ထိုင်နေကြတယ်အဲ့ဒီပွဲဝေးထားတဲ့နေရာကဝဒီရိုးချန်နဲ့အဲ့ဒီချန်ကိုပိုင်းခြားထားတဲ့ချန်စီယိုနဲ့နင်းငယ်ပဲကွာတယ်ဝဒီနဲ့မိစင်ကဘာလို့တာလဲဆိုတာသိချင်တော့ချန်စီယိုဘေးကပ်ပေါက်နေတဲ့ဝယုံမယုံကွဲပြီးအချင်းကြီးကိုအကဲခတ်လိုက်တယ်ဝဒီရိုးကြီးနေရာကိုထိုလူတွေကမြင်ရမတူဝဒီဝယုံပင်နောက်မှာအဲ့လူတွေရှိတဲ့မိမကြီးကိုမြင်တော့များစွာအံ့ဩသွားတယ်ကိုအမြိုက်မိပါလားသူတို့ကဒီရင်ကြီးနဲ့ဘယ်လိုများပတ်သက်ကြလဲမသိဘူးမမသူတို့ကိုသိလို့လားအေးသိတယ်နေစကားသိမှများနဲ့သူတို့ဘာလို့လဲတေချာကြည့်နေဟုတ်နှကမ်းဝင်းတဲ့လူကြီးကဂါရာကိုမန်းမုတ်ပြီးတင်နေမတက်ထားရလို့ပါဇက်ကကျေလောင်စွာနေဒီချန်ဒီအိမ်ဒီဝန်းကျင်မှာရှိကြတဲ့တရဲတစီနာနာဘွားအားလုံးကျုပ်ဖိတ်ခေါ်ပါတယ်တေဆုံးသွားပြီဖြစ်တဲ့မောင်အမြန်ရဲ့ဝိညာဉ်ကိုလည်းဖိတ်ခေါ်ပါတယ်တင်တို့အားလုံးကြုတ်ကြည့်တော့လာစားကြပါရဲ့ထိုလူကြီးစကားကြောင့်အောင်မြိုက်မီနဲ့မျိုးသမီးတို့ကတယောက်လက်ကိုတယောက်တင်းကျပ်စွာနဲ့ကင်ထားကြတယ်မမဟ
ဟိုလူကြီးတရေတစေတွေကိုခေါ်နေပြီးမိစင်ကြောက်တယ်ငငိမ့်နေမိစင်ဘာဆက်ဖြစ်မလဲဆိုတာကြည့်နေကျောင်းလန့်စွာနဲ့သူ့လက်မောင်းလာကိုင်းနဲ့မိစင်ကိုပြောလိုက်ပြီးဘာဆက်ဖြစ်မလဲဆိုတဲ့အကြည့်နဲ့ကြည့်နေမိတယ်အတန်ဩစာကောင်းကောင်းလေတန်းအမှန်ပါတာဆိုတော့ကြားရသူပေါင်း7 သိန်းနေအောင်ထလို့သွားလောက်တယ်မောင်မြိုင်မင်းဆွဲလဲရမှာမင်းနေတော့ငါတို့ကလိုက်လာရတာပေါ့မင်းဆွဲလဲတဲ့လူကိုအမြဲမြင်အောင်ဒီချန်ကြီးကိုမင်းမိဝယ်လိုက်ပြီမင်းဒီချန်နဲ့ဒီရင်ကြီးမှာကြိုက်တဲ့လောက်သာနေတော့ဝဒီနဲ့မိစီကတော့ဘာမှမမြင်ရဘူးအဲ့လူကြီးကတော့တက်ရှိလူသားတို့ကိုပြောဆိုရဟန်နဲ့ပြောဆိုနေရပါလေတိုက်တာပဲလားတရေတစီတို့လှုပ်ရှားသွားလားမသိဘူးစီယိုကပင်တို့လှုပ်ရမ်းသွားတယ်ဟာမမဟိုတရေတွေအစာစားတယ်လားမသိဘူးမင်းစင်ကိုစကားမပြောစေလို့ခေါင်းညိတ်ပြလိုက်ပြီးခေါင်းရင်းချန်ကြီးတွေကလူကြီးရဲ့လှုပ်ရှားပုံကိုဆက်ဆောင်ကြည့်လိုက်တယ်စားကြမောင်အမြန်လက်စားချီတောင်နဲ့ဝိုင်းကူလိုက်ကြထိုလူကြီးစကားကိုကြားပြီးတော့ဝတီသွေးတောင်ပြက်ချင်လာတယ်အောင်မြန်သူ့ကိုလိုက်ကြောက်နေအောင်လေတိပုံရတယ်ခဏကြာတော့အမွှေးတိုင်ဖျောင်းနိုင်နေကုန်သွားတဲ့အတွက်ထိုလူကြီးကပွဲကိုဗရောက်ပင်ကြီးတပင်မှာစွန့်ထားလိုက်တယ်အောင်မြိုင်မိကိုလေခမည်းသားအတွက်ဘာမှပိုးမနေနဲ့ဒီရင်ကြီးမှာသူရှိနေအစာကျွေးရဲ့လူကပုံမှန်ကျွေးဖို့ပြောပါစိတ်ချစရာကျမသားကိုအသက်ရှင်စင်နေရသူ့လိုလိုက်ခဲ့တာအခုတစေဘွားဖြစ်နေတော့ဒုက္ခဆင်းရဲဖြစ်မှာစိုးတယ်အောင်မြိုင်မိကသူသားတစေဖြစ်နေရဲဆိုတာကိုလုံးဝယုံကြည်လို့နေတယ်အေးလေကျုပ်စီမံပြီးပါပြီတက်ဆိုင်ရအောင်လဲခွင့်တောင်းထားပြီးဘာမှပိုးမနေနဲ့ဟုတ်ကဲ့ပါဆရာဆရာဆိုတဲ့နှကန်းဝင်းတဲ့လူကြီးကလက်နှစ်ဖက်နောက်ကိုပြစ်ပြီးတင်ငိမ်နဲ့လေတန်းနေခမည်းသားကခုလိုနေရတာပိုကျင်နေနေသူတွေ့ကျင်တဲ့သူအနီးကတွေ့နေရတာလေသူ့သဘောပါပဲဆရာကြီးသူဘာလို့အဲ့လဲကျမကုံလှုပ်ပေးနိုင်ပါတယ်ရတယ်ကိစ္စမရှိပါဘူးအခုဆိုသူ့ကိုနေဖို့စာဖို့ပေးပြီးပြီပဲဆရာကပြောပြီးအင်ကြီးစီထွက်သွားလို့အဝင်တိုင်းမှာအနက်ရောင်ဝစ်စာတွေကိုချီနှောင်နေရတွေ့ရတယ်ဝတီလဲကြောင်းလက်တုံလုံးစိတ်ကြောင့်ဆက်မကြည့်လို့တော့ပဲမိစင်ကိုခေါ်လို့အိမ်ထဲပြန်ဝင်လာခဲ့တယ်မမသူတို့ကတကယ်တရေမွေးထားလိုက်ကြားတဲ့အတိုင်းပဲလေငါတော့စိတ်ညစ်ပါတယ်မမကလည်းကိုချန်နဲ့ကိုနေကဘာမှကြောက်စရာမရှိပါဘူးအဲ့ဒီအိမ်ဘက်ကိုမကြည့်နဲ့ပေါ့မိစင်မသိပါဘူးစင်ညင်ညင်းနဲ့ထိုင်းနေရင်နဲ့ခေါင်းထဲမှာတွေးတခုရုတ်တရက်ပေါ်လာတယ်မိစင်ဖျားစင်အောင်မှာဘန်းနဲ့ထည့်ထားတဲ့တဲ့တွားယူစမ်းဘာလို့မလို့လဲမမတွားယူမှာတွားယူပါအဲ့ဒီတဲ့ကပိတ်ရိတ်တဲ့တို့ချန်နဲ့ခေါင်းရင်းချန်စီကိုတခြားတိတ်ပြူထားလိုက်မယ်အဲ့ဒီကြရင်တို့ချန်ဘက်ကိုတရတစ်စက်တွေမလာနိုင်တော့ဘူးပေါ့ဟုတ်တယ်မင်းစီဖျားခန့်ကပိတ်ရိတ်တဲ့ကိုတွားယူပြီးဝတိကိုပေးလိုက်တယ်လာချန်နဲ့သွားမယ်နှစ်ယောက်သားချန်နဲ့ဆင်းလာပြီးစီယိုတခြားပိတ်ရိတ်တဲ့တွေနေရာလဲမကျန်လိုက်လံပတ်တော့သူတို့နှစ်ယောက်ကိုမကြည်မနှက်နဲ့ခါထားလို့ရဲကြည့်နေရဲ့ဆရာဆိုတဲ့လူကိုတွေ့လိုက်ရတယ်ဝတီထဲလက်ကြောင်းရုပ်ပင်မဲ့ပိတ်ရိတ်တဲ့ကိုလိုက်ပတ်လိုက်တော့ဆရာဆိုတဲ့ထိုလူကြီးရဲ့ကြောက်မက်ပံရီမောတန်ကြီးထွက်ပေါ်လို့လာတယ်။ညရောက်တော့ခါတိုင်းညနေမတူလွန်ဆောင်မှပဲတိတ်ဆိတ်လို့နေတယ်။လင်းသက်ကလည်းပြန်မလာသေးဘူး။ည8 နာရီတော့ကြောနေပြီ။ဝဒီကလည်းသူ့ခန်းထဲမှာမိစင်ကိုအဖော်ရအောင်ခေါ်ထားတယ်။ပရိမောက်တကားမှန်တကားဆိုတော့အခန်းထဲကခေါင်းရင်းချန်ရှိအိမ်ကြီးကိုလှမ်းလို့မြင်နေရတယ်။လူနေကျတဲ့နေရာဆိုတော့ခြောက်ချားစရာကောင်းလာတယ်လို့တကဒီယံမှသာကြံရှိဖြတ်သွားတဲ့ကားနယ်တကြိုကြားရတယ်။ထိုးကြတာခေါင်းရင်းချန်အိမ်မေးကြီးမှာမီးအောင်ပြပြကိုလှမ်းလို့မြင်နေရတယ်။မမဟိုအိမ်မဲကြီးကိုလှမ်းကြည့်လိုက်ပါဦးအိမ်ထဲမှာမီးအောင်တွေ့ရတယ်ဟိုတရေမီးထိုးနေရလားမသိဘူးနော်ဟဲ့တဲရမီးထိုးနေမလားသူနေအမောင်ထဲမှာပဲနေရလေဝဒီကကြောက်မှုနာဝရှိတာကိုမြစ်စင်ကိုပြောပြလိုက်တယ်မမယုံရင်ကြည့်လိုက်ဟောမဲနဲ့အိမ်ပြင်ဘက်ထွက်လာပြီမြစ်စင်ကတေချာကြည့်လို့ပြောနေတော့ဝဒီလည်းမကြည့်ရဲကြည့်ရဲနဲ့ကြည့်ပြီးလန့်သွားတယ်လူနဲ့မဲပုံစံကြီးကလှုပ်နဲ့ခြံထဲကိုဆင်းလို့လာတယ်သူတို့နေရာနဲ့ဝေးတာဆိုတော့ပြပြပြင်းတော့မမြင်ရဘူးမိစင်ကလက်တကြားအတန်နေမမိစင်တို့ခြံသားလာနေတာဟမ်ဘယ်လိုလုပ်မလဲမမရဲ့မိစင်ကြောက်တယ်ဟိုလူကြီးပြောတဲ့တရေလားမသိဘူးနော်မိစင်အလွန်ထိတ်လန့်လို့ဝတိလံမောင်ကိုတင်းဖတ်ထားလိုက်တယ်ဘာမှမကြောက်နဲ့ဒင်းကောင်နှိပ်စက်နေတာကြာပြီမိစင်ဝတိရဲ့မာကြောင်းလိုက်ရဲ့လီတန်းကြောင့်လန့်လို့သွားတယ်ခတ်တန်နေရဲ့မျက်နှာမှာပြိုးကြောင်နေရဲ့မျက်လုံးတွေကသူတို့စီယိုနာလာနေတဲ့မဲပုံတန်းကိုကြည့်နေတယ်မဘာပြောမှလဲနင်းတွေးခဲ့တာ तू မဟုတ်လားဟုတ်တယ်အဲ့ဒါအောင်မြိုင်ပြီငါနဲ့စိစက်မဲ့ကြီးမှာငါထွက်ပြေးလာတာငါ့ကိုခဲမချေဖြစ်နေမှာပေါ့ပြီးတော့ तू ကဒုတ်ချန်ရှိမှာကားတိုက်ပြီးတေသွားပြီဒါဆိုနေငါသွားရှင်းမယ်ဝဒီကအခန်းနောက်မှာထောင်ထားတဲ့တစ်သားတုံချောင်းကိုကင်ပြီးအခန်းထဲကထွက်လာတယ်မသွားပါနဲ့မမကကိုဝင်းနဲ့လေသူမိစင်တို့ချက်မဲ့ကုမလာနိုင်ပါဘူးနေ့လျာပိတ်ရည်တွေပတ်ထားရဲ့လေတိတ်ဆန်းဒင်းကိုဒင်းချန်နဲ့ဝင်ပြီးအပြက်ရှင်းမှာမလုပ်ပါနဲ့မမရဲ့မမဒုက္ခရမှာစိုးလို့ပါဝတိပုံစံလုံးဝစိတ်လွတ်နေတယ်
ဘာမှလည်းမြင်ရမတူတော့ခြံနဲ့ဆင်းလာတဲ့ခေါင်းရင်းခြံစီကိုဆက်မှမတရက်လို့ကြည်နေတဲ့အောင်မြတ်ကိုတွေးလိုက်တော့ဒုံးနဲ့ရွှဲလိုက်တယ်။နေငါ့ကိုဒုက္ခပေးပေါင်းများနေပြီ။ဒီညတော့အပြက်ရှင်မှအေးမယ်။ပြောလို့ရှေ့ကိုတွေးရတိုးသွားတယ်။မိစင်ကကြောက်လွန်လို့ဒီဝိတွေဆက်တုံပြီးအိမ်ဝကနေဝတီကိုကြည့်နေတယ်။အဲ့ဒီအချိန်လင်းသက်ကားကခြံထဲဝင်လာတယ်။ဝတီရဲ့ပုံစံကိုကြည့်ပြီးလင်းသက်လွန်စွာအံ့ဩတော့ကားပေါ်အမျက်စင်းပြီးဝတီကိုဆွဲထားတယ်။ဝတီဘာဖြစ်တာလဲ။ဟိုမှာအောင်မြိုင်ဘာမှလည်းမရှိပါဘူး။ကိုစိတ်ကိုဆိုထိတ်ဆန်းဝတီဝတီပြရလင်းသက်ကြည့်တော့လေဘာမှမတွေ့တော့ဝတီကိုပဲနှိမ့်သိမ့်နေရတယ်။ကိုဖဲလို့ဝတီအဲ့ဒီအိမ်နဲ့သွားရှင်မှာအောင်မြိုင်အဲ့ဒီအိမ်ထဲမှာနေတာမဟုတ်တာပဲဝတီရဲ့အောင်မြိုင်ဆိုတဲ့လူကကိုတို့ကြံရှိမှာပဲတည်သွားပြီလေတည်သွားတာဟုတ်တယ်အခုတစိဘဝနဲ့အဲ့ဒီအိမ်ကြီးမှာနေနေတာလင်းသက်ချောင်းမော့ပြောတော့လေဝတီကလုံးဝမရအောင်မျက်နှာကလည်းလွန်ဆောင်မှပဲခက်တန်လုံးနေတယ်ခက်တာပဲမိစင်လာစမ်းအိမ်ကမိစင်ကိုလမ်းခေါ်ပြီးဝတီကိုအတင်းဖြောင်းဖြောင်းပြောဆိုလို့ခေါ်လာခဲ့တယ်အိမ်ထဲရောက်တော့လင်းသက်ကဘလို့ဖြစ်ကြလဲကို့ကိုပြောမိစင်ကဝင်ပြီးတော့နေ့လေဟိုဘက်ကျမှာပွဲပေးပြီးတရေမွေးနေရတွေ့ရတယ်ပြီးတော့လေအတိတ်ပဲမရှိတာကွာတကယ်ပြောတာကိုအမြိုင်အဲ့ဒီအိမ်မှာနေတယ်လင်းသက်ကခေါင်းကိုကာပြီးတက်ပြင်းချလိုက်တယ်ဝတီလည်းကလေးမဟုတ်တော့ဘူးကွာအရာရာအုံနောက်နဲ့ချစ်အောင်ပါနောက်ပြီးကို့ကြံမကြီးကိုဂယုဆိုင်လေဒီအိမ်ကိုရောက်ကြတဲ့ဝတီအမြဲထိတ်လန့်နေရတယ်မရှိတာတွေအရှိလို့ထင်နေတယ်မရှိတာဟုတ်လားကိုဟုတ်တယ်လေဝတီဖြစ်နေတာစိတ်ကြောင့်ဖြစ်နေတာပဲကိုကဝတီကိုယူနေတယ်လို့ပြောချင်တာလားဝတီမယူဘူးဝတီကိုအောင်မြတ်ကိုတကယ်တွေ့နေတာအခုလေသူဟိုအိမ်မှာနေနေတယ်ဝတီကလက်ညှိုးထိုးပြီးပြောတော့မိစင်ကားပါဟုတ်တယ်ဦးသက်ရဲ့မိစင်လည်းတွေ့တယ်ကြောက်စရာကောင်းလိုက်တာပြောမနေပါနဲ့ခတ်တော့တာပဲကွာအသားကမဲမဲသွားအကောဟိုရုပ်ကလည်းအရန်ဆိုတာမျက်နှာမှာလည်းသွေးတွေနဲ့မိစင်ပြောတာအောင်မြိုင်ကားတိုက်ခရမ်းစင်ပုံစံနဲ့တက်ထက်တွေဖြစ်တာဆိုတော့လင်းသက်အံ့ဩရတယ်အဲ့ဒီအချိန်ကမိစင်တော့အိမ်ကိုမရောက်သေးဘူးတခုခုတော့တခုခုပဲလို့တွေးလိုက်တယ်ထားပါတော့ကွာတို့တွေထမင်းစားရအောင်မိစင်သွားပြင်းတော့ဟုတ်ကဲ့ဝတီထစိတ်ထဲဘာမှတွေးမနေနဲ့တော့ကိုတကယ်ပင်ပန်းနေပြီအဲ့ဒီကမှဝတီလဲထားလို့လင်းသက်နဲ့အတူအိမ်နောက်ဘေးထမင်းစားခန်းစီဝင်လာခဲ့လိုက်တယ်ဝတီကိုဝင်လိုင်းရင်လာနေမြအရင်လိုတွတ်တွတ်လဲလဲမရှိတော့ခေါင်းရင်းချင်ရင်ကြီးကလည်းတနေ့တခြားမျက်ပြရိုင်းနေရှင်းလာပြီးတောက်ကြီးတဲ့ပွဲဖြစ်နေတယ်အဲ့ဒီအိမ်ကြီးထဲမှာအချိန်မဲတွေလှူရှားနေတာတခါတရံတွေးတက်ပေမဲ့ဝတီတို့ကျန်နေနီးကပ်စွာလာလေးမရှိတော့တရက်နေ့လေကင်းမှာဝတီတို့ရှိရာချယ်ရီရောက်လာတယ်မိချေဘလို့ရောက်လာလေအောင်မေနေရပဲပြောရရရှိသေးငါကိုလင်းသက်စီကိုဖုန်းမြက်ဆက်မိပါတယ်နော်နောက်တော့ငါတောင်ကြီးကအဖွားစီကိုတွားပြုစုနေရနဲ့အဆက်အသွယ်ပြတ်သွားတာဝတီရဲ့ဘိုင်ဘိုးကြီးညီနဲ့ပုံကိုကြည့်ပြီးချယ်ရီကအရန်သဘောကျလူနေတာဟဲ့မိချေဘာကြည့်နေရလဲကိုဝင်နဲ့လေနေရလှတာပဲနော်တကယ်ပြောတာပါလူကသာလှနေရပါဟာဘာလေကိုလင်းသက်နဲ့အစ်စ်မပြေဘူးလားချယ်ရီကပြပြတလေးမူရှာနဲ့မေးတယ်မဟုတ်ဘူးကိုအောင်မြိုင်ကြောင့်ဘာသူတည်သွားပြီလို့ငါကြားတယ်လေနင့်ကိုဘယ်လိုစိတ်နှောက်ယှက်ပေးလို့လဲပေးတာဘောမိစေရဲ့အဲ့လိုအစားချေလို့အောင်မြိုင်သူ့ကိုလိုင်းလန့်ချောင်းလန့်ပုံနဲ့ခေါင်းရင်းကြံမှာတရေမွေးထားတယ်ဆိုတဲ့အကြောင်းကြီးအစအဆုံးရှင်းပြလိုက်တယ်ဝတီရဲ့နေပြောလို့သာယုံရတယ်ငါဘလို့မှတင်မထားဘူးအခုလေနင့်ကိုချောက်လက်နေတော့မဲလားအခုနောက်ပိုင်းတော့တိတ်မချောက်တော့ဘူးဒါပေမဲ့ခေါင်းရင်းချန်နေကအိမ်ကြီးမှာတော့သူရှိနေတယ်ဟမ်ချယ်ရီယာရောင်ရမ်းလို့ခေါင်းရင်းဘက်ကြံလှမ်းကြည့်လိုက်တယ်နော်စွာအိုမင်းဟောင်းနှံလို့ရင်းနှံကြီးတွေရဲ့လွင့်နေတဲ့မှိုင်မှိုင်ဖြောဖြောရောင်နေရပိုလို့တော့ကြောက်ကြားစရာကောင်းနေနင်တွေ့တယ်မဟုတ်လားအဲ့ဒီအိမ်ကြီးလေးအရန်ကြောက်ဖို့ကောင်းနေဟုတ်ပါရဲ့မြင်လာနဲ့ရင်ကြောက်စရာကြီးအဲ့ဒီအိမ်ကြီးမှာကိုအောင်မြိုင်နေတယ်မနဲ့ဆိုလူတယောက်အမဲသားတရွဲလာပို့ရတယ်ဟေးတတိချာချာကိုရှင်းပြနေရဲ့ဝတီကိုတဲ့တော်နဲ့ချယ်ရီယာကြည့်နေမိတယ်ညဘက်ဆိုလေပို့ဆောင်တာအားနန်တာပဲဘလို့အတန်မဲလဲမသိဘူးကြောက်စရာအတန်ကြီးကိုတကောင်လောက်ဆိုကြားရပြီဒါတွေကိုကိုလင်းသက်မသိဘူးလားသိတော့သိတယ်ဒါပေမဲ့ तू ကမယုံအတိုင်းချက်တဲ့အခါမျိုးဆိုမိဖို့ကြောင့်မှာညဘက်ပကံတန်အိုးတန်ကြားရတော့တာပဲအဲ့လောက်တောင်မဲလားဟာနေမနေရတော့ရင်ပြောင်းပါလားကိုလင်းသက်ကိုငါမဝိုင်းပြောပြီးမယ်လေချယ်ရီယာဝတီကိုတနာလို့ပြောတော့လေဒီမှာနေသားကြနေရရဲ့ပြီးတော့ကိုလှုပ်သွားရလာရတာရဲ့အဆဆရာပေါ့ဟာကိုအောင်မြိုင်တာမချောက်မလက်ရင်ဘလောက်နေလို့ကောင်းနိုင်မလဲအခုနေကုံရအရန်ရင်နေပြီဝေးဖို့ဖွားဖို့သွားလာရတာအဆင်ပြေပါမလားပြေမှာပါငါတို့နဲ့กินတဲ့လင်မယားနှစ်ယောက်ကဟိုဘက်နားမှာနေတယ်အချိန်မီးတို့ကိုညီတောင်းလို့ရတယ်မင်းစင်လည်းအိမ်မှာရှိနေရပဲမိချေကဝတီကိုအားပေးနေသိမ့်ပြီးညနေဆောင်ရောက်တော့ပြန်သွားတယ်ချယ်ရီပြန်သွားပြီးသိမ့်မကြခင်လင်းသက်ရင်ကိုပြန်ရောက်လာတယ်ကိုတီးနေစောရဲနော်
ချိန်တောင်ခုပဲပြန်သွားတယ်ဟုတ်လားကိုလန်ကိုစောက်မိမှပြန်လို့ပြောလိုက်ပေါ့မောတာချုပ်နေမှာဆိုလို့အေးကိုရေချိုးမယ်နော်လင်းသက်ကဝေစားလေးပြီးရေချိုးကန်းဝင်သွားတော့ဝတီလဲအိမ်ငန်းထဲဝင်လို့လင်းသက်ရေချိုးပြီးဝေဖို့ဝေစားထုတ်ထားလိုက်တယ်ညနေနေဝင်မိုးချုပ်ချိန်ဆိုတော့ဝတီလဲအိမ်ငန်းပရင်းပေါက်တွေလိုက်ပိတ်လိုက်တော့ခေါင်းရင်အိမ်ချမ်းစီကိုမှမတည့်ရလို့သူ့ကိုကြည့်နေအောင်မြိုင်ကိုတွေ့လိုက်ရတယ်ဝတီထင်းလက်တုံလုံးစွာနဲ့လန့်ပြီးပရင်းပေါက်ကိုကြောက်ခိုင်းလို့ရက်နေလိုက်တယ်အဲ့ဒီချိန်လင်းသက်ကအခန်းထဲဝင်လာနေဆုံးတော့ဝတီဘာဖြစ်တာလဲဟိုမနောက်ကိုလည်းမကြည့်ရင်ပဲလက်နဲ့ပြလိုက်တယ်ဘာလဲဝတီရဲ့ဖေးကိုကြည့်မယ်လင်းသက်ကဝတီကိုဖေးပြီးပရင်းပေါက်ကတစ်ဖက်ချံကိုကြည့်လိုက်တော့ဘာမှမရှိပါဘူးမဟုတ်ဘူးရှိတယ်ဝတီတေချာတွေ့လိုက်တာခက်တော့ပဲဝတီရဲ့လာကြည့်ဘာမှမရှိဘူးဝတီပကုံးကိုကိုင်းလို့အตาရလဲပြီးပရင်းပေါက်ကကြည့်လိုက်တယ်ဟမ်ဘယ်ရောက်သွားပြီလဲဝတီစိတ်တင်တာပါဘာမှမရှိဘူးဝတီစိတ်ကဟိုဖြစ်နေတာမွေးတော့ဖွာတော့မယ့်အချိန်မှာကိုယ်စိတ်ကိုတက်နိုင်ဆုံးတည်ငြိမ်အောင်ထားပါတကြားထိုင်လက်စရာဘာမှမတွေးနဲ့နော်ဝတီကကျမ်းမြေမော်ထိုင်ချလိုက်ပြီးရှိုက်ကြီးညီငိုတော့တယ်လင်းသက်ကဘာလို့ငိုတာလဲဝတီကိုပြောတာဝတီပေါ်လွန်သွားလို့လားမဟုတ်ဘူးဝတီကိုဝတီဝမ်းနဲ့လို့ပါဝတီလေးဒါတော့စိတ်ပြော့သူမဟုတ်ပါဘူးဝတီကိုအမြတ်ကိုတကယ်တွေ့နေတာဝတီရဲ့မျက်လုံးထဲမှာလေသူ့ရဲ့ကြောက်စရာမျက်နှာကြီးကိုဆွဲနေတာကဲတိတ်တော့နော်ထဘာမှစင်မကောင်းဖြစ်မနေနဲ့တော့ကြလေဗိုက်တရကလေးကသူ့မိငိုးနေလို့သူ့ပါလိုက်ငိုနေဦးမယ်ဝတီကိုချောင်းမော်ပြီးဝစ်စားလေးလို့ထမင်းစားရဲ့အခန်းမျိုးထွက်လာခဲ့တယ်မိစဉ်ကထမင်းစားခန်းမှာအစင်သိပြင်ဆင်ပြီးစောင့်နေဝတီနောက်နေ့တွေကိုထမင်းစားမစောင့်နဲ့ဘာလို့လဲကိုစောအစားမှအစာကြီးမှလေပြီးရင်မိစဉ်ကိုခေါ်ပြီးလမ်းလျှောက်မိစဉ်နီးမောင်ဂယူးဆိုင်နော်ဟုတ်ကဲ့သူတို့ထမင်းစားဝိုင်းလေးကအဆင်ပြေစွာနဲ့တာယာစွာစားတော့နေတယ်သူတို့အကြည့်စူးစူးနဲ့တနေရာကနေကြည့်နေသူတူကတော့အာနားတယ်ဗိုက်တရတအားနာတာပဲဝတီရဲ့မကြည့်မဆန့်အော်တန်ကြောင့်ရေချိုးကမ်းမှာဝှစ်လျှော်နေရဲ့မိစဉ်ပြေးလို့လာတယ်ဘာလို့လဲမမအာဗိုက်တရတအားနာပဲမိစဉ်ရဲ့နေကိုစီကိုဖုန်းသားဆက်ဆန်းဖုန်းနံပါတ်စာရွက်နဲ့ဘောပင်ယူခဲ့ငါရေးပေးလိုက်မယ်ပြီးတော့ကိုသွားခေါ်နော်ဟုတ်ကဲ့မင်းစင်ကစာရွက်တည်းနဲ့ဘောပင်ကိုအဲကန်းထဲကပြေးယူလို့ဝတီကိုပေးလိုက်တယ်ဝတီကဖုန်းနံပါတ်ရေးပေးလိုက်ပြီးအခန်းထဲမှာဘိုင်းနာလွန်လို့ခောက်တော့ခောက်ပြန်လျှောက်တယ်အချိန်တော်ကြာတဲ့အထိမင်းစင်ကပြန်မလာသေးဘူးအဲ့ဒီအချိန်အခန်းပြင်ဘက်ကထွက်လာတဲ့ခြေတန်းကြောင့်ဘိုင်းနာနေကဝတီလမ်းလိုသွားတယ်ဘာတူလဲတယောက်အိမ်ထဲဝင်လာတဲ့တန်မျိုးကြားကတော့လှမ်းမေးလိုက်ခြင်းပဲအခန်းပြင်ဘက်ကိုလည်းမကြည့်ရဘူးခြေတန်းအခန်းဝါရောက်ငြိမ်သက်သွားပြီးမှတမန်ထက်မှန်ပေါ်လာတယ်လမ်းဆက်လျှောက်လို့မရနိုင်တော့ပဲဂရင်နောက်မှာထိုင်လိုက်တယ်ခြေတန်းကလည်းဝေးလို့သွားတယ်ခြေတန်းထက်လို့ထွက်လာပြန်တယ်အခုတခါတော့ကြည့်ကျင်တဲ့စိတ်တို့ပေါ်လာတော့အခန်းဝါနာဘိုင်းနာနေရဲ့ကြားကထလို့သွားကြည့်လိုက်တယ်အော်မလီအခန်းဝါမှာရုတ်တရက်တွေ့လိုက်ရတဲ့လူကြောင့်ဝတီလန်းလို့သွားတယ်အမနော်ကူလေအမဘိုင်းနာနေရဲ့ဆိုဟုတ်တယ်ရုတ်တရက်ဆိုတော့လန့်သွားတာနေရလေအတန်မပေးပါမပြီးနဲ့မင်းစိန်မရှိဘူးလားဟမ်နင်းစိန်မင်းစိန်ကိုလုပ်ပြီးခေါ်ခိုင်းလိုက်တာလေနော်ကူရုတ်တရက်ကြောင်သွားတယ်ပြီးတော့မှမဟုတ်ဘူးနော်ကူကိုခမောက်ဆောင်ထားတဲ့လူတယောက်လာပြောတာအမခေါ်နေရဲ့ဆိုလို့ဟမ်ငါမလွတ်လိုက်ပါဘူးကဲအဲ့ဒါရတာစေကန်းတော့ဘာလို့ယူရမလဲလိုအပ်တာကောင်နော်ကူလုပ်ပေးမယ်နော်ကူကတွက်လက်စွာနဲ့စေကန်းကိုယူသိနေဆိုတဲ့ပစ္စည်းတချို့ချင်းထဲထည့်ပြီးစင်းသင်းလှုပ်ထားလိုက်တယ်ခဏကြာတော့မင်းစီပြင်ကပြန်ရောက်လာတယ်ဦးသက်ဖုန်းခေါ်တာမရလို့ကြာသွားတာအကြိုက်ခေါ်ရတယ်မနော်ကူကအိမ်မှာနော်ကူကပါတွေ့လိုက်ရတော့လန့်သွားတယ်မနော်ကူကဘယ်လိုရောက်နေရလဲအဲ့ဒါအရေးမကြီးဘူးကိုလင်းသက်ကဘာပြောလဲအခုချက်ချင်းပြန်လာမယ်တဲ့ပြီးတော့နော်ကူကိုဝိုင်းကူလိုက်ဟုတ်ဝတီကဘိုင်းနာလုံးတော့နေမတိတိုင်မသာဖြစ်လို့နေတယ်တနာရီနီးပါးကြာတော့လင်းသက်ပြန်ရောက်လို့လာတယ်ဝတီဘိုင်းရမ်းနာနေလားစိတ်ကသွားကြမယ်လေဟုတ်တယ်ဘလို့နာမဲအောင်မသိတာနော်ကူနဲ့မိစဉ်အိမ်တကားရလိုက်ပိတ်လိုရတာတွေအကုန်ယူပြီးကားပေါ်တင်လိုက်ကြဟုတ်ကဲ့လင်းသက်ကဝတီကိုတွဲလို့ကားပေါ်တင်ပြလိုက်တယ်နော်ကူနဲ့မိစဉ်ကအိမ်တကားကိုပိတ်ပြီးကားထဲကိုဝင်ထိုင်လိုက်တယ်အာတင်နာဝတီစေကန်းကိုခဏလေးမောင်းရမှာလင်းသက်ကိုယ်တိုင်ကလည်းစိတ်လောလို့နေတယ်ဝတီရဲ့နာကျင်မှုကိုလည်းတနာလို့နေတယ်ကိုကားကိုဖြည်းမောင်းတော့ကားရှင်ရများလုံးတော့ဝတီကဘိုင်းနာနေရင်တော့မှလှမ်းလို့တတိပေးရတယ် sorry ကွာကိုရဲစိတ်လောသွားတယ်ကားရှင်ကိုရှော့လိုက်ရင်လည်းလင်းသက်ပြောလိုက်တယ်တိတ်မကြခင်စေကန်းရှောက်လာတယ်စေကန်းရှိတာဖွားမီရဲ့တခုဆရာမကလိုအပ်တဲ့စမ်းသက်စီစီမှုတွေလုပ်တယ်ရှင့်မျိုးသမီးကလိုအပ်တာတဲ့ပူပြီးဘိုင်းနာနေရဒီတိုင်းမွေးလို့မရရင်ခွဲမွေးမှရမယ်အချိန်တော့စောင့်ရမယ်
ဒေါက်တာအစီအမီတို့လုပ်ပါကျွန်တော်မိမကျမ်းမာဖို့ပဲအရေးကြီးတယ်ရှင်းရရှင်းမိမကိုတော်တော်ချစ်တာပဲကျွန်တော်မိမအရာရာကိုစွန့်ပြီးကျွန်တော်နောက်ကိုလိုက်ခဲ့တာမှဒေါက်တာရေဆီယာမကဝတီကိုတီးတန်ခန်းရှိကရင်ပေါ်မှာထားပြီးအချိန်ကုန်စောက်ခိုင်းထားပုံရတယ်ဝတီကတော့ဘိုင်းနာလွန်လို့ချွေးစည်းတောင်ထွက်လို့လာတယ်ကိုဝတီဘိုက်တားနာတာပဲဆရာဝန်ကြီးကကြည့်စီစဉ်နေပါလေခဏနေရင်မွေးလို့ရတော့မှာပါကိုဝတီမျက်လုံးထဲမှာလေကိုအမြတ်ကိုမြင်နေတယ်သူဝတီစီကိုလာနေတာဝတီကြောက်တယ်ကိုဝတီနာဘဲမှမသွားနဲ့နော်ဝတီရဲ့ဝတီရောင်ရမ်းလို့ပြောချင်ရတယ်ပြောလို့နေတယ်လင်းသက်ကတော့ဝတီလက်ကိုစုပ်နေပြီးအနားမှာနေပြီးတယ်ဆရာဝန်ကထရောက်လာပြီးလိုအပ်တဲ့စစ်ဆေးမှုတွေလုပ်တယ်ရှင့်မျိုးသမီးတိတ်အားနေနေတယ်အရန်တော်စိတ်မပူပါနဲ့လိုအပ်တာလုပ်ပေးထားပါတယ်ဟိုဘက်ခံပို့တော့မယ်ဟုတ်ကဲ့ဒေါက်တာကိုမလိုက်ခဲ့လေသူတို့ဝတီကိုဘယ်ခေါ်သွားမှလဲဝတီကောင်အမြတ်ုံကြောက်တယ်ဝတီကထိတ်လန့်စွာနဲ့အော်ဟစ်လို့နေတယ်စီကန်းရှိဝန်ထမ်းတွေကဝတီကိုလက်တွန်းလေးပေါ်တင်လို့တားဖွားခန့်ကိုခေါ်သွားတယ်ဘာမှအားမငယ်နဲ့ဝတီကိုဝတီလာမှအမြဲရှိနေမှာပါတားဖွားခန့်ရဲ့တကားပိတ်လို့သွားတယ်တကားဝမှာလင်းသက်နောက်ကူးနဲ့မိစင်တို့ကဝတီကိုစိတ်ပူစွာနဲ့စောင့်နေကြတယ်နောက်ကူးကလင်းသက်ကိုအခုဟိုကရာရလာရင်နင်းကလည်းဆက်ဆက်မရှိဘာကလာလဲဟိုလေအင်ကူလီမာလာတော့ဆိုလားအော်အေးရတယ်လင်းသက်တားဖွားရလွယ်စီတဲ့အင်ကူလီမာလာတို့ကိုရုပ်ဖတ်တော့အချိန်ဘလောက်မှန်းမရှိတွက်နိုင်တော့အချိန်ကြီးကလည်းစောင်းရတာကြာလုံးတယ်လို့ထင်မိတယ်မိစင်ကလည်းပါဇက်တလုံးလုံးနဲ့ဘာတွေရုပ်နေရင်မသိဘူးနော်ကူကတော့အခန်းဝါကိုတကြီးကြီးနဲ့လှုပ်တယ်အချိန်တော်ကြတော့တားဖွားခန်းရဲ့တကာပွင့်လာတယ်အထက်ကနတ်စမလေးတယောက်ထွက်လာတယ်ရှင့်မျိုးသမီးယောက်ျားလေးမွေးတယ်ဗျာဟုတ်လားလင်းသက်ကအတိုင်းမသိဝမ်းသာကြီးနေတူကြည်နူးစိတ်ကရင်နှန်းရှက်နှက်လို့သွားတယ်ခလျောမိခင်မှာနေကောင်းပါလေမိခင်ကအရန်အားနေနေလို့ချက်ချင်းအပြင်ထွက်ခွင့်မပြုတ်သေးဘူးလို့ဒေါက်တာမှားလိုက်တယ်ကျေးဇူးပါပဲဆရာမကြီးဆရာမလေးကပြောပြီးအခန်းထဲပြန်ဝင်တော့လင်းသက်သူ့တငယ်ချင်းနဲ့စီဖုံးဆက်ပြီးဝတီသားယောက်ျားလေးငွေကြောင်ပြောလိုက်တယ်ချယ်ရီယာဆိုရင်အခုလာခဲ့မယ်ကိုလင်းသက်ဝတီနေကောင်းတယ်မဟုတ်လားကောင်းတယ်အားလုံးโอเคပဲအခုလာမယ်နော်ချယ်ရီယာတကူရဲသမားမို့ချက်ချင်းလာဖို့ပြင်ဆင်လိုက်တယ်လင်းသက်ပြောလင်းလို့ဖုံးဆက်ပြောတာဘယ်နဲ့မှန်းမသိတော့ဘူးအားလုံးကလည်းလိုက်လဲလဲကျေနဲ့ပီတီများစွာနဲ့စွတ်မုံကောင်တောင်းမိကြတယ်ရှင်ထဲမှာပြောတဲ့အပြောမြစ်တို့ကသူ့ရင်တစ်ခုလုံးကိုရှန်တက်လို့တောင်နေတယ်အခန်းထဲကတွန်းလင်းနဲ့ထွက်လာတဲ့ဝတီနဲ့သူ့သားလေးကိုဝမ်းသာစွာနဲ့ပြေလို့လင်းသက်ကြည့်လိုက်တယ်အနီးတော်လေးထဲမှာတွေ့ရတဲ့ကလေးကြောင့်ဘလို့မှမရှုံနိုင်အောင်ဖြစ်သွားတယ်ဝန်ထမ်းတွေကတီးတက်ခန်းနဲ့ရှိကရင်ပေါ်မှာပြောင်းနေပြီးထွက်သွားကြတယ်ဝတီကတော့တတိယရင်မတူသေးဘူးကလေးကတော့သူ့နဲ့ဘေးမှာညိသက်စွာနဲ့အိမ်မောကြလို့နေတယ်နောက်ကူနဲ့မိစင်တို့ကတယောက်မျက်နှာတယောက်ကြည့်နေကြတယ်ဘလို့ဖြစ်တာလဲကလေးရဲ့ပုံကအသားမင်းမင်းနဲ့မျက်နှာပေါက်ကြားလွန်စွာဆူပြီးအောင်မြင်တဲ့တတရားတွေတွားတူလို့နေတယ်အခုသားကိုကြည့်လိုက်လေအော်အေးနောက်ကူကတတိပေးလိုက်မှအသိဝင်လာပြီးကလေးကိုပွေ့လို့ကြည့်လိုက်တယ်မိစင်ကဘေးနာကလေးကိုနေခဲ့ကြည့်တယ်ဟိုဘက်ကျန်ကလူကြီးနဲ့တအားတူတာပဲမိစင်ရဲ့လှုပ်ခနဲ့စကားကိုနောက်ကူကလက်ကုပ်လို့တတိပေးလိုက်တယ်ချောပါတယ်မိစင်ရဲ့အကိုနဲ့ရောအမနဲ့ပါစင်းနေလင်းသက်ကစိတ်မပါစွာခေါင်းကိုညှိလိုက်တယ်နောက်ကူကဆက်ပြီးတော့အသားရငယ်သေးတော့မှတ်ရခဲ့တယ်2လ3လမှတိတာတာကိုရဲ့နောက်ကူကစိတ်ချမ်းသာကိုပြောနေမယ်လင်းသက်တည်ဘလို့ပဲဖြစ်ဖြစ်သူ့သားသမီးမို့တစ်ချက်နမ်းလိုက်ပြီးဝတိပေမှာပြန်ချထားလိုက်တယ်စိတ်ထဲမှာလည်းမတင်မချဖြစ်နေရဆိုတော့နင်တို့မအောင်ကြည့်တောင်းငါဒေါက်တာနဲ့သွားတွေ့လိုက်အောင်မေဟုတ်ကဲ့လင်းသက်ကဆံဝန်ထိုင်နဲ့ရုံငန်းကိုထွက်လာပြီးအစင်းနဲ့တွေ့ရနေကျွန်တော်ဒေါက်တာနဲ့ဆွေးနွေးကြလို့ပါဟုတ်ကဲ့ထိုင်ပါရှင်လင်းသက်ဆံဝန်စဝဲရှိကထိုင်ကုန်မှဝင်ထိုင်လိုက်သည်ကျွန်တော်ခုနကသွားဖားတဲ့ဝတီကျော်ရဲ့ခင်မုံမှာဟုတ်ကဲ့ဘာပြောချင်တာလဲရှင်ပွင့်လင်းလင်းပြောပါအခုမွေတဲ့ကလေးကကျွန်တော်ကလေးမဟုတ်ရလားဒေါက်တာကလေးများမှားသွားလားဆံဝန်မကတစ်ချက်ပြောလိုက်သည်ကလေးမမှားပါဘူးရှင့်မျိုးသမီးတယောက်ပဲဒီစိတ်ကမ်းမှာဒီနေ့မွေးတာလေဟိုလေကလေးရဲ့ရုပ်ရည်နဲ့အသားရောင်ကကျမကိုလည်းပထမတော့အံ့ဩကြပါတယ်ဒါပေမဲ့တခါလီဖြစ်တတ်တာတွေရှိပါတယ်ဟိုရှင်နားလေအောင်စာမစဉ်းစားလိုက်တယ်ဥပမာမြန်မာမိဘနှစ်ပါးကနေအင်္ဂလိပ်ပုံကလေးမွေးတာတို့ကလားလေးမွေးတာတို့ရှိတာပဲအရက်ခေါ်တော့ဝင်စားတာပေါ့ရှင်နောက်တစ်ပတ်ကပြန်ချင်းစိတ်ရဲ့အစွဲတွေပေါ့ကျွန်တော်မရှုံနိုင်ဘူးထောက်တာကြီးရှင့်ကိုကျွန်မပြောချင်တာရှင့်မျိုးသမီးရဲ့ရှင်သေးရရှင့်ရင်သေးပါဒါကြောင့်မိဘရဲ့မိတာစိတ်ကတရုပ်လေးပဲဖြစ်ဖြစ်ကလားလေးပဲဖြစ်ဖြစ်ကပ်ပလီလေးပဲဖြစ်ချစ်ရမှာပဲလေဟုတ်ကဲ့ပါဒေါက်တာကြီးဆရာမကိုပြောပြီးအခန်းထဲကပြန်ထွက်လို့ဗဒီကိုသားမိကန်ပြန်လာခဲ့လိုက်တယ်အခန်းထဲရောက်တော့ချယ်ရီကခလေးကိုပွေ့ကြည့်ထားတယ်
ကိုလင်းသက်သာဖေးတူလေးပဲမနောက်ပါနဲ့ချယ်ရီချယ်ရီဘာမှမပြောတော့ဘူးသူ့ရင်မှာဘလို့ခံစားရမလဲဆိုတာနားလေပုံလေးရတယ်ဝတိဘေးကထိုင်ကုန်မှာထိုင်လို့ဝတိတတိယလာမယ့်ချိန်ကိုစောင့်နေလိုက်တယ်ချယ်ရီကတော့ကလေးကိုပွေးပွိုက်လို့ရှောက်ချီနေတယ်ဟမ်ဝတိတတိယလာပြီဝတိတတိယလာမလားကိုဝတိလာမှရှိတယ်မိုးတယ်ကိုရဲ့မိုးရင်မျက်စိမိတ်တာနော်မဖွင့်နဲ့ညင်ညင်နေဝတီကလင်းသက်ပြောတဲ့အတိုင်းမျက်လုံးကိုမှိတ်ထားတယ်ကိုဝတီတို့ကလေးရောရှိတယ်ဝတီရဲ့ယောက်ျားလေးမွေးတာချစ်စရာကြီးဟုတ်လားဝတီကြည့်ကျင်လိုက်တာလင်းသက်ကလေးကြည့်ထားတဲ့ချယ်ရီကိုမျက်ရည်ပြလို့ခေါ်လိုက်တယ်ဒီမလေးဝတီသားလေးဝတီကမျက်လုံးကိုတဖြည်းဖြည်းကျဉ်ဖွင့်လို့ကလေးကိုကြည့်လိုက်တယ်ဟမ်ဒါဝတီသားဟုတ်လားဟုတ်ပါတယ်ကိုတို့သားလေးငယ်သေးလို့ပါမဖြစ်နိုင်ဘူးကိုနော်ဝတီကိုမညာပါနဲ့ဝတီကလွန်စွာထိတ်လန့်နေကလေးရဲ့ပုံသဏ္ဍာန်နဲ့မျက်နှာပေါက်ကကိုအမြန်နဲ့လုံးဝကိုချွတ်ဆွတ်တူနေတယ်အဲ့ဒီအချိန်ကလေးကထငိုတော့ဝတီနို့တိုက်လိုက်ကလေးငိုနေပြီချယ်ရီကပြောလိုက်တယ်မဟုတ်ဘူးဒါငါကလေးမဟုတ်မတိုက်ဘူးလင်းသက်ဘာလုံးဝမယ်မသိတော့ဘူးဝတီကလည်းနို့တိုက်ဖို့ကြောက်ကန်ညင်းနေတာလင်းသက်ကတက်လိုက်ပါဝတီရဲ့ကလေးကဝမ်းရံကြုတ်ကလေးကနှုတ်မဆွရသေးဘူးလေဘလို့ပဲဖြစ်ဖြစ်ကိုတို့သားလေးပဲဝတီဘလို့သဘောပေါက်သွားတယ်မသိကလေးကိုချယ်ရီလက်ကပွေ့ယူလို့နှုတ်ကိုလှန်တိုက်လိုက်တယ်ကလေးကလည်းနှုတ်ကိုအငမ်းမရဆိုတယ်အတန်းညာကိုစွတ်ပြီးတော့ဝသွားလို့ထင်တယ်ငိန်လို့အိပ်ပျော်သွားတယ်ဝတီမျက်လုံးတွေကမျက်ရည်တွေကပါးပေါ်ကိုစီးချလို့လာတယ်ဝတီဘာလို့ငိုတာလဲဒီချိန်မှာကိုတို့ဝမ်းသာရမယ့်အချိန်လေးကိုရဲ့မှာဘလို့ရှိမလဲဝတီသိပါတယ်ကိုကလေဝတီစိတ်ချမ်းသာကိုအမြဲတမ်းပြောတယ်ဝတီကကိုဝတီပေါ်တန်တရားသိရှိမယ်ထင်လို့လားအဲ့ဒီတွေ့ရှင်ဝတီကောင်တွေကထုတ်လိုက်ကိုတို့ကလေးကိုအကောင်းဆုံးပြောင်းပြုစုပေးကြမယ်ကိုရဲ့ဝတီမျက်ရည်တွေကပါးပေါ်အဆက်မပြတ်စီးချလို့နေသေးပါအဲ့ဒီမျက်ရည်တွေကနားလေတက်လွန်တဲ့ခင်မွန်းတဲ့အတွက်ကြားရဲ့မျက်ရည်တွေပဲဖြစ်တော်တယ်လင်းသက်ကဝတီအပေါ်ဂယူးဆိုင်တယ်လို့သူ့သားလေးပေါ်မှာလေလွန်စွာချစ်ပူတယ်ကလေးရဲ့နာမည်ကိုလည်းလင်းချိုလို့ပေးထားတယ်ဝတီကတော့လင်းချိုလေးကိုနှိုးတိုက်တာလွဲပြီးတခြားဝေယဝိစာဘာမှလုပ်ပေးလို့မရှိဘူးသူကိုယ်တိုင်လည်းအရင်လိုစကားသိမပြောတော့ဘူးကလေးဝေယဝိစာအတွက်မိစင်တို့အညာကမိစင်နဲ့ဆွေမျိုးမကင်းနဲ့ဒေါ်ပန်းသာဆိုတဲ့ဒေါ်ကြီးတယောက်ကိုခေါ်ထားတယ်လင်းချိုလေးရုပ်ရည်ကတဖြည်းဖြည်းနဲ့အာမြန်နဲ့ပို့လို့တူးလာတယ်တနေ့ပြတော့ဝတီကလင်းချိုလေးကိုနှုတ်ဖြတ်လိုက်တယ်အဲ့ဒီကလင်းချိုလေးကဒေါ်ပန်းသာနဲ့သာအနီးများပြီးညရင်တော့ဒေါ်ပန်းသာနဲ့အိတ်တော်တယ်ဝတီလင်းချိုပေါ်ထားတဲ့စိတ်ထားကိုလင်းသက်ကမကြိုက်တာဆိုတော့ဝတီကလေကွာကို့သားသမီးကိုစိတ်လွန်နေတယ်ခလေးမှဘာပြစ်ရှိလို့လဲအပြစ်ကကိုအမေရုံးနေတူနေလို့ပဲပြီးတော့ဝတီသူ့မျက်နှာမြင်ကြောက်တယ်ဝတီဝမ်းကလွယ်မေးတဲ့ခလေးလေးဟမ်ဝတီကြောက်ကိုကြောက်နေတာလင်းသက်တော့စိတ်တက်ကြသွားတယ်ဝတီကမိခင်မြေတာမရှိလို့မဟုတ်ဘူးနှွေးထွေးမှုမရှိခြင်းနဲ့ကြောက်နေခြင်းပဲဝတီရဲ့ပုံစံကအရှင်လိုပြင်းစင်စင်မနေတော့ဘူးတယောက်တည်းနေလေးရှိတာကြောင့်တက်ကြတယ်မရှိတော့တာပဲတခါလေအိမ်ငန်းပရင်းပေါက်ကခေါင်းရည်ချံအိမ်မကြီးစီကိုငင်းနေတတ်တယ်အဲ့လိုချင်းနေဖြစ်နေတာဆိုတော့လင်းသက်ကအချင်းချင်းအပိနှစ်သိမ့်တော်လေအချင်းကြီးကဘလို့မှထူးလို့မလောင်လင်းချိုလေး၃နှစ်ကျော်ရွယ်တပြည့်ပြည့်ရှောက်လာတယ်တားရီဖမေလောက်ကပြန်လာပြီလင်းသက်ရဲ့အတန်ကြားတာနဲ့လင်းချိုလေးကဒေါ်ပန်းသားလက်ထရနဲ့လင်းသက်စီကိုပြေးလာတယ်ဖဖေတားအတွက်မဟုတ်ပါလားပါတာပေါ့တားရဲ့တားအတွက်နေမဟုတ်မမေအတွက်ပါပါတယ်တားတို့သားမိအတူတူစားကြပေါ့မမေကတားနဲ့စားမှာမဟုတ်ဘူးဖေဖေဟင်မမေကတားကိုကြောက်တယ်တဲ့လင်းသက်သူ့သားအတွက်အတော့စင်မကောင်းဖြစ်သွားတယ်မိခင်ရှိပါရဲ့နဲ့မိခင်ရဲ့မြေတာမရရှာတာဆိုတော့ရုပ်စိုးလာတဲ့တားကိုပိုလို့ကယူနာပြစ်မိတယ်တားမမေကတားကိုချစ်ပါတယ်သူကနေမကောင်းတော့တားကိုအနာကက်မခံတာပါမမေနေကောင်းနဲ့နှင်ကြီးရတော့ရေချိုးနေသေးတာသူ့ယောကရေချိုးလို့ရတယ်တားနေမကောင်းဖြစ်တာရေမချိုးရအောင်လင်းသက်ဘလို့ဖြေရမှန်းတော့မသိကိုအလောက်ကပြန်လာမလားအေးလာလီကွာတားနဲ့စကားပြောနေတာဝတီတို့သားမိအတွက်နှုတ်ပိုတင်ဝဲလာတယ်သူ့အတွက်ပေးထားလိုက်ဝတီသူနဲ့တူမစားချင်လင်းချိုလေးကဒေါ်ပန်းသားရှင်ဝင်စီကိုပြေးသွားပြီးဖတ်ထားလိုက်တယ်ဝတီကိုကြောက်တာလေးပါတယ်ဒါဖဖေပြီးမှပြန်လာမယ်လင်းသက်စကားကိုလင်းချိုလေးကငုံမဲမဲနဲ့ခေါင်းညိတ်ပြလိုက်တယ်ဝတီရဲ့တားစင်မကောင်းဖြစ်သွားတဲ့တူတွေတနာပါတယ်ကွာသူ့ဘာသာဘာပဲဖြစ်ဖြစ်ဝတီစိတ်ဝင်စားခက်ဆောင်ဆောင်ပြောလို့အိမ်ငန်းထဲကိုဝင်သွားတယ်အဲ့ဒါပဲကွာငါဘယ်လိုလုပ်အောင်မသိတော့ဘူးဝတီကိုလေငါဘယ်လိုနားလေရမှာလဲလင်းသက်တရားနဲ့ချယ်ရီတို့ကိုခေါ်ပြီးစားတော့ဆိုင်တဲ့ဆိုင်မှာထိုင်လို့ဝတီနဲ့လင်းချိုတို့ဖြစ်နေကြပုံကိုပြောပြလိုက်တယ်ချယ်ရီဝတီကိုနားမလဲတာခလေးမွေးချင်းစေကန့်အောင်လာကြရပဲသူ့ပုံစံလေးမိခင်စိတ်တဲ့ကြောက်စိတ်ကပိုများနေတယ်လို့ပဲလင်းသက်မင်းစိတ်မစိုးနဲ့နော်ပြောမှသာပြောစမ်းမှတီးရရဲ့
ဝတိမှာဆရာကနေပတ်သက်တဲ့ဝေဒနာတစ်ခုရှိနေလိမ့်မယ်။တီဟာစာဖတ်သူပြီးသူသိတာပြောခြင်းမှာငါသားကိစ္စအလွင်ကျန်တဲ့ကိစ္စတွေမှာပုံမှန်ပဲ။စိတ်ယောဂါဆိုတာမျိုးမျိုးရှိတာပဲ။ဟုတ်တယ်ကိုလင်းတဲ့ရဲ့ဝတိကိုဆရာကိုဆရာဝန်တရားနဲ့စမ်းသပ်ကြည့်ပါလား။ငါလည်းဘလို့မှမပြောတတ်တော့ဘူး။မင်းတို့အကြံပေးတာကိုကျေးဇူးတင်ပါတယ်။လိုအပ်ရင်တော့ပြလိုက်ပါမယ်။ပြလိုက်မယ်မလုံးနဲ့လင်းသက်ပြအောင်ပြလိုက်။အချိန်နေတိတက်ဖို့ဆိုရင်မဖြစ်တဲ့နာတွေဖြစ်ကုန်လိမ့်မယ်။အေးပါကွာ။အဲ့ဒီရဲ့ချင်းသူတို့ထိုင်နေရဲ့ဝိုင်းကိုကြော်ပြီးလို့ထိုင်နေတဲ့လူတူကသူတို့စကားကိုနားဆွေနေပုံရတယ်ဆိုပြီးလင်းသက်ကတန်တရားရှိလို့စကားလဲကြောင်ပြောင်းလို့ပြောလိုက်တယ်ချယ်ရီနင်လည်းအပြိုကြီးမလုံးနဲ့နော်ယောက်ျားမြူပဲနဲ့မနေနဲ့အမလီဒီတိုင်းနေတာမှကောင်းတာယောက်ျားယူလိုက်ပြီးကိုလင်းသက်တို့လိုကိုအမြိုင်နဲ့တူပါလေးမွေးမလာပဲကိုရရောင်နဲ့ကလားလေးမွေးလာမှဒုက္ခရောက်နေပါမယ်နင်ကလေဟာလင်းသက်မျက်နှာတစ်ချက်ပြတ်သွားတယ်သူတို့ကြောပြီးထိုင်နေသူကရုတ်တရက်မျက်နှာသူတို့ပဲလှည့်လိုက်တော့အားလုံးအံ့ဩတုန်လုံးသွားကြတယ်မိစင်ရှင်မလာပါပြီဖာခိုင်းမလို့လေမမဝတီကသူရက်နေတဲ့အိမ်ငန်းမရင်းပေါက်ကနေတပတ်ချံကိုလက်ညှိုးထိုးပြတယ်ဟမ်ဟိုတစီမွေးပြန်မလားမသိဘူးမမလာသွားနာထောင်ကြည့်မယ်ဝတီကစိတ်လိုလျာတင်းခေါ်တာဆိုတော့ခြံနေစင်းပြီးဝယုံမင်းနေကြားနေကြည့်လိုက်တယ်ဒီခြံတင်ဝန်းကျင်မှာရှိတဲ့တရဲတစီနာနာဘဝတွေတင်တို့လေဒီမှာနေရနှစ်တေကြာနေပြီမို့တခြားနေရသွားကြတော့တင်တို့လေဒီရင်ကြီးမှာနေခွင့်မပြုတ်နိုင်အဝေးကိုနှက်လိုက်သည်နှကမ်းမွေးတဲ့လူကြီးကမန်ပါပါနဲ့ပြောဆိုနေအောင်ဝတီနဲ့မိစင်တို့နားထောင်နေရင်အတိတ်ပဲပါတယောက်မျက်နှာတယောက်ကြည့်လိုက်တယ်။အိုးမောင်အမြိုင်တင်လဲသွားလို့ရသွားပါတော့ဒီကြံဒီရင်ကြီးမှာမနေနဲ့တော့တင့်ကိုလည်းအပြီးနှင်လိုက်ပြီ။အိမ်ကြီးစီကထွက်ပေါ်လာတဲ့ငိုတန်ကြီးကိုပိသားစွာကြားလိုက်ရတော့ဝတီနဲ့မိစင်တို့နှစ်ယောက်တုန်လို့သွားတယ်။စိတ်ထဲမှာထိတ်လန့်တယ်လို့ဖြစ်ပေမဲ့အလိုလိုတော့ကြည်နှက်မိတယ်။အောင်မြိုင်မရှိတော့သူ့အမြဲချောင်းလက်နေရအောင်မြိုင်မရှိတော့ဝတီလှပစွာနဲ့ပြုံးလိုက်တယ်။လာမိစင်ပြက်မယ်။စက်မကြည့်တော့ဘူးလား။ထားလိုက်ပါ။အခုကတရေမွေးတာမဟုတ်နှိမ့်နေတာဟုတ်လားမမ။ဟုတ်တယ်။မိစင်လည်းဝတီနဲ့အတူအိမ်မော်ပြန်ထက်တယ်။အိမ်မော်ရောက်တော့ဝတီကပရိသေးသွားယူတစ်ချက်လုံးလိုက်ပတ်မယ်။ဒါမှဒင်းမလာနိုင်မှာ။မိစင်ကဖျားကန်းကပရိသေးထက်ထားတဲ့လင်မန်းရှူလာပြီးဝတီကိုပေးတယ်။ဝတီကအိမ်ရောက်ဆင်းပြီးခြံထဲမှာပရိသေးကိုလိုက်ပတ်တယ်။အဲ့ဒီရဲ့ချင်းခြံထဲလူတူပြေးလို့ဝင်လာတယ်။ဝတီနာရောက်ခါနေမှဝတီသေးချမြင်ရတာဆိုတော့ဟာတရေကိုအမြိုင်အားလို့အိမ်မော်တက်ပြေးတယ်။အကန်ထဲမှာအလုပ်သွားတယ်ဆိုတော့လင်းသက်တရားနဲ့ခြေတို့ကိုတွေ့ရလို့အံ့ဩသွားတယ်။ကိုဟိုမှာတရေကိုအမြိုင်လာနေပြီ။ဝတီကလင်းသက်နာအတင်းပြေးခဲ့ပြီးပြောတော့ကိုအမြိုင်ကအကိုကြီးကတရေမို့ပါဝတီရဲ့လူပါ။ရှင်အကိုကြီးကိုခွင့်လို့ပါ။စစ်စက်ပွဲပြက်ခဲ့ရနဲ့ပတ်သက်ပြီးဝတီကိုစိတ်ဆိုးလို့ခေါင်းရင်းကြံဝဲပြီးဝတီထဲလန့်အောင်လုပ်ခဲ့တာပါ။ဒါဆိုဟုတ်ပါတယ်။ဝတီတို့ကြံရှိမှာကားကျဲတိုက်ပေမဲ့ကံကောင်းပြီးမသေးတဲ့အပြင်ရုပ်ဆိုးပါတယ်ဆိုမှပိုဆိုးသွားရဲ့လीအဲ့ဒီရဲ့ချင်းအကန်နဲ့ဒေါ်ပန်းတောင်ဝင်လာတယ်။မောင်လေးတက်လင်းချိုလေးမရှိတော့ဘူး။ခြံထဲမှာရောအိမ်ထဲမှာရောမတွေ့ဘူး။ဟာဘယ်လိုလုပ်မှလဲ။အားလုံးတယောက်တစ်ပေါက်ဖြစ်နေစဉ်ဝတီရုပ်တရဲ့အကန်နဲ့ကပြေးထွက်သွားတော့အားလုံးကနောက်ကပြေးလိုက်သွားကြတယ်။ဝတီကခြံပြေးဘက်ကားလမ်းမတစ်လျှောက်မရက်မနာပြေးရင်းနဲ့တားရီလင်းချိုတားရီအော်ခေါ်လိုက်တော့အတော်ဝေးကားလမ်းတစ်ဖက်ကဝတီခေါ်တဲ့ကိုလင်းချိုလေးကြားသွားတယ်။မမေအဲ့ဒီရဲ့ချင်းအရှိန်ပြင်းပြင်းနဲ့ဆလွန်ကားတစ်စီးဝတီမျက်လုံးနဲ့ပေါ်လာတော့တာမလာနဲ့အော်လို့ကားတိုက်ခံရစေဖြစ်နေတဲ့လင်းချိုလေးကိုကားလမ်းဘေးတွန်းချလိုက်တော့နှစ်ယောက်သားကန်ကောင်းစွာလမ်းဘေးကိုရောက်သွားတယ်။ခေါင်းမနှင်းငယ်ထိခိုက်ပြီးတော့တတိလေးမင်းမျောနေရကဝတီတတိရလာတယ်။ဝတီတတိရလာမလားရပြီကိုတားရောရင်ရှိပါတယ်ဗျာခမသားခမဘေးနားမှာပါဝတီကလင်းသက်ဘေးကိုကြည့်လိုက်တယ်မမေတားတီမာလေတားရဲ့ဝတီကတားပြတဲ့လင်းချိုလေးရဲ့ပခွန်ဆွဲခိုင်ပြီးသူသိကြပါတယ်ဆိုတဲ့မျက်နှာလေးကိုရင်ခွင်ထဲထည့်ထားလိုက်တယ်အခုတော့သူ့မှာကြောက်စိတ်မရှိတော့ပဲမိခင်မြတ်တာပဲရှိလေတော့တယ်ပရိသတ်ညာရှင်ဒီနေ့မှကျမတို့ရဲ့ channel လေးကနေတင်ဆက်ပေးခဲ့တယ်တစေချောက်တဲ့ဟိုဘက်အိမ်ဆိုတဲ့ဇာတ်လမ်းလေးကိုနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကကြည်နတတ်မယ်လို့မျှော်လင့်ပါတယ်ဒီနေ့ရဲ့ဇာတ်လမ်းလေးကိုဖတ်ပြတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမမိပဲဖြစ်ပါရဲ့ရှင်